မာစာဌာနများတွင်လက်ထောက်ကတိကအဖြစ်အမှုထမ်းခဲ့ပူပါတယ်ပထမဆုံးရေးသားသောစာမှာတရက်ထောင်ဖောက်ခဲ့စဉ်ကဟူတဲ့ကိုရွေးဖြစ်ရဲ့ဆောင်းပါးဖြစ်ပါတယ်1958ခုမေလမှာညဝရီမဂ္ဂဇင်းမှာဖော်ပြခဲ့ပါတယ်1963ခုနှစ်မှာဂန်းငေါ်မြိုင်စာတမ်းများတွင်ရသစာတမ်းသုံးပုဒ်ကိုရေးခဲ့ရာဂျိုတကူးနဲ့ဂုံရီမတူရွှေယုံနဲ့ရွှေချောင်းဟူသောစာတမ်းငယ်နှစ်ပုဒ်ကိုအလယ်တန်းအထက်တန်းတို့တွင်ပြဋ္ဌာန်းခဲ့ပူပါတယ်1982ခုနှစ်စာပေသဘောတရားစာပေဝေဖန်ရေးဆောင်းပါးများကိုလည်းရေးခဲ့ပါတယ်။တပင်းမဂ္ဂဇင်းမှာကျွန်တော်အကြိုက်ဆုံးဝတ္ထုတို့ကိုရေးသားခြင်းဖြင့်ဝတ္ထုတို့ကိုပရိသတ်စိတ်ဝင်စားအောင်ကြိုးပမ်းခဲ့ပါတယ်။1988တွင်စာပေရေးရာဆောင်းပါးများစာအုပ်ကိုထုတ်ဝေခဲ့ပါတယ်။ယခု1994တွင်မျိုးဆက်သည့်တိုးတက်ရစ်ဖို့ဝတ္ထုရေးရာဆောင်းပါးရီမန်းချက်နဲ့ပြဿနာထွေစာအုပ်များကိုထုတ်ဝေခဲ့တယ်။မမိုးအေးရမတရားဟောပြောဆွေးနွေးပွဲဖြစ်တဲ့အမွေကိုလည်းမကြာမီထုတ်ဝေရန်စီစဉ်နေဆဲဖြစ်ပါတယ်။ယခုဆရာဟောပြောမိခေါင်းစဉ်မှာစာပေတွေကလူငယ်သမိုင်းဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်။ဆရာရှင်စာပေတွေကလူငယ်သမိုင်းခေါင်းစဉ်ဖြင့်ဟောပြောပေးပါရန်စင်မြင့်မော်ကိုကြွအောင်ပန်ကြားပါရှင်။ဘလို့တောင်းတောင်းဖျားဖျားတိုက်တိုက်မြိုင်မြိုင်သာပြီးဟောပြောရေးဖြစ်လာအောင်နောက်ပြီးတော့လည်းကျွန်တော်တို့ကပြောခဲ့တဲ့သွန်အားနာမကြအကြောင်းကကလေးတွေရဲ့အတွက်အထောက်ပံ့ဖြစ်အောင်ကြိုးစားပန်းစားလုပ်ပြီးတော့ပေးကြတဲ့သာယူပေယူကောင်းလေးတွေကိုကျွန်တော်ကျေးဇူးတင်ပါတယ်။ဘာကြောင့်လဲလို့ဆိုတော့ဘုခေတ်ကသာပြီးဟောပြောပွဲကလူငယ်တွေမတက်ကြွရင်မဖြစ်ဘူး။ဘာလို့လူကြီးတွေကဘယ်တော့မှမတက်ကြွအောင်ကွာအချမ်းရအောင်အဲ့တော့ဒါကြောင့်ကျွန်တော်ရှိကနေပြောဘနောကဒီကောင်းမှုကုသိုလ်ကြီးတွေအခုလိုလူတဲ့တန်းတဲ့ကောင်းမှုတွေရဲ့အကြောင်းကိုပြောသွားပါပြီဒီနေရာမှာကျွန်တော်တခုလေးတော့ဖြည့်လိုက်ချင်ပါတယ်ကျွန်တော်တို့စာပေပိတ်မှာဆရာဦးေးမောင်ရေးဆရာပါကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေမှာဘာသာဤတားမြစ်ချက်ကိုရှောင်ကျဉ်တဲ့အတွက်ကြောင့်စာရိတ္တကုသိုလ်ဒါကိုလုပ်ကြတယ်ဒါပေမဲ့ဝါရိတ္တလို့ခေါ်တဲ့အဲ့ဒီကုသိုလ်အားပေးခြင်းမှနေတယ်ဥပမာတဲ့ပါဏာတိပါဒဝေဒမဏိဆိုတော့သူများရဲ့အသက်ကိုတတ်ခြင်းကိုရှောင်တယ်ဒါပေမဲ့လို့သူများရဲ့အသက်ကိုကယ်ဖို့လို့အတွက်ဆေးရုံကိုကြတော့အလူငွေထည့်ဖို့ဝင်လေးကြတယ်နော်အဲ့ဒီလိုပဲသူများရဲ့ပစ္စည်းကိုခိုးယူခြင်းကိုတော့ရှောင်တယ်ဒါပေမဲ့လို့ပြည်သူပိုင်းပစ္စည်းကိုကာကွယ်ဖို့ကြဝင်လေးကြတယ်အဲ့တော့အဲ့ဒီဥစ္စာတွေထိအောင်သွားမှခုလိုပေါ့လေအားနေတဲ့သူအားပေးကူညီတတ်တဲ့သဘောဓာရီကိုလုံးမှပို့ပြီးတော့အောင်မြင်နေပေါ့ဘာသာရေးအင်တာမြင့်မြတ်ကောင်းမွန်တဲ့ဘာသာရေးဖြစ်ပါလိမ့်မယ်လူပဝင်းကြီးဖြစ်ပါလိမ့်မယ်အဲ့ဒီလိုပြောပါတယ်အခုဒီပွဲကကျွန်တော်တို့သာရိတ္တပွဲမဟုတ်တဲ့ဝါရိတ္တပွဲဖြစ်ပါတယ်ဒါကြောင့်ဒီပွဲဟာအနုမောဒနာပြုရတဲ့ပွဲလို့ပြောချင်ပါတယ်ကျွန်တော်ရှိကပုဂ္ဂိုလ်တွေလည်းပြောသွားတယ်ကျွန်တော်ဒီကြမ်းမပြောတော့ပါဘူးခေါင်းကအားလုံးပြောသွားတဲ့ထဲမှာမြတ်သန်းတင်လူကြီးနဲ့လူငယ် generation gap ဆိုတဲ့အကြောင်းတွေပါပြောသွားတော့ကျွန်တော်ကအခုပိုင်းမှာဆိုလို့ရှိရင်လူငယ်တွေကိုအများကြီးကျွန်တော်ဦးစားပေးပြီးတော့ပြောပါတယ်ဟောဆို generation gap ဆိုလိုက်တဲ့ဥစ္စာလူကြီးလူငယ်ကွာမှာကျွန်တော်တို့စီမှာနည်းနည်းနေသူကတိုက်ပြီးကြပိုးတောင်များတယ်ဟောဆိုအဟုန်မြင့်လေပြင်းလေလေဒီတိုးတက်မှုမြန်လေလေဒီ gap ကကြီးလေပေါ့ကွာဟမှုမြန်လေလေပေါ့အရင်တော့ကတော့ဖြင့်ဟလာဒီတစ်နှစ်နဲ့ဒီတစ်နှစ်လည်းသိမတူကျွန်တော်စီမှာဥမာဆိုမမြတ်ရင်ဒီပါဒီမမြတ်ရင်ကျွန်တော်စီလာကကျွန်တော်ကလေးပေါက်တာပါအဲ့ဒီမှာလာပြီးကပြီးသွားလိုက်တဲ့ချင်းဟာ
အဲ့မမြန်ကျွန်တော်ဟောပေါ့တဏှာကြီးတဲ့ချစ်ပြဆိုတဲ့တစ်ချက်ဟာနောက်နေ့တစ်နှစ်လုံးဒီတစ်ချက်ပဲခေစားဘာလို့ဆိုနောက်နေ့တစ်နှစ်ကြီးမှအငြိမ့်တစ်ခုကရောက်အဲ့ဒီအငြိမ့်အစ်စ်မရောက်မချင်းဒီတစ်ချက်ပဲဆိုကြရှိတော့ဒီတစ်ချက်ပဲခေစားတယ်ဒီနေ့ကျတော့မဟုတ်ဘူးတစ်ချက်နေရဒီနေ့ပေါ်လာတယ်ဘာစီတလားရှင်ရင်လက်ဖေးဆိုင်မှာပြီးသွားတယ်ဒါကြောင့်မလို့ပြတ်မြတ်အားဖြင့်အသူတော်ကြောက်ရဲ့စက်တန်းဟာတစ်နှစ်ခွဲပဲနော်သူ့စီရီစာပြီးသွားတာပဲ၄-၅နှစ်ခံပြီဆိုလို့ရှိရင်အဲ့ဒီသူတော်ဟာတော်တော်လေးဆိုတော့အဲ့လောက်ကြည့်အောင် gap ကကြီးပါတယ်ဒါကြောင့်တိုးတက်လာတဲ့ကဘာကြီးဟာအဟုန်ကြောင့်ပြည့်ရလေနော်အဟုန်ကိုအရင်တော့ကလှဲတိုက်လို့သေးတယ်ဆိုတာမရှိဘူးဘာလို့ဆိုလှဲလာဟာအောင်မလှဲလဲဆိုကြောင်းလိုက်ပြီးရတယ်ဘယ်ကောင်းပြလှဲတိုက်လို့သေးုံပေါ်ရောက်သွားတယ်မရှိဘူးအခုကျတော့မော်တော်ကားတိုက်ခါကြီးနေ့စဉ်ကျွန်တော်ရန်ကုန်မှာဆိုလို့ရှိရင် emergency မှာဆိုခဏခဏရှိအဲ့တော့ကျွန်တော်အဟုန်ကသိမ့်များလာတော့ generation gap ကလည်းသိကြည်လာတယ်ကျွန်တော်ဒီကြောက်သိမပြောပါဘူးကိုမြတ်တန်းလည်းကျွန်တော်မိတ်ဆွေကိုမြတ်တန်းလည်းပြောသွားလို့ပါဒါပေမဲ့တခုရှိတာကျွန်တော်တို့စီကကလေးတွေကတော်တော်လိမ့်မာသူတို့စီနဲ့စားလို့ဘာကြောင့်လဲလို့ဆိုတော့မင်းကငယ်ပါသေးတယ်ကွာတို့ကငယ်ရကြီးလာတာပါဟာကျွန်တော်တို့ကဒီတိုင်းပဲငြိမ့်နေဒီကလေးတွေတော်တယ်မင်းတို့ကငယ်ပါသေးတယ်ကွာဆိုကျွန်တော်ကဟုတ်တယ်ကိုလည်းငယ်သေးတာကိုဒီတိုင်းမှာဟုတ်တယ်ပေါ့တို့ကငယ်ရကြီးလာတာပါကွာဟုတ်သားပဲမငယ်ပဲနဲ့ကြီးလို့မှမရဘူးငယ်ရကြီးတာပေါ့ဟုတ်လားကျွဲတောင်မှမွေးတယ်ဂျိုးပိုင်ပဲမွေးလို့ရမှာသဘောကတော့နော်အဲ့တော့ငယ်ရကြီးလာတာပါဆိုဟုတ်သားပဲဒါပေမဲ့သူတို့စီမှာအဲ့လိုမဟုတ်တော့ဘူးမင်းတို့ကငယ်ပါသေးတယ်ကွာဟုတ်ပါတယ်ဒါပေမဲ့ဦးလေးတို့ဘယ်တော့မှပြန်မငယ်နိုင်တော့ဆိုတာသိပါကလားဟုတ်တယ်မငယ်နိုင်တော့ဘူးကျွန်တော်တို့ငယ်နိုင်လို့ရလို့ချင်းအောင်သိငယ်လိုက်ချင်တာမှခုနဲ့ပါဇက်တိုက်ချိုလေးလေးကိုမလျှောက်ပြေးနေကြတာပေါ့ငယ်လို့မှမရနောက်ပြီးတော့ဦးလေးတို့ငယ်ရကြည့်လာတယ်ဆိုဟုတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ခင်မျိုးမှာငယ်ဘူးတလားဟုတ်တယ်ကျွန်တော်တို့ခေတ်တုန်းကကျွန်တော်ဆယ်ရအောင်တယ်နော်ဝါသနာပါရဲ့မိမတောင်ယူလို့ရတယ်အလုတ်ကချက်ချင်းရောက်လာအခုဥစ္စာကြည့်ပါလားပြောမနေပါဘူးတိုင်းသိတယ်ဟုတ်လားအဲ့ဒါအချိန်ကုန်မှာသို့လို့ပါဟုတ်လားအဲ့တော့လူကြီးနဲ့လူငယ်ကွာဟာရာတွေရှိတယ်ဘလောက်ပဲကွာဟာရာတွေရှိလူငယ်ကတော့လူကြီးကိုနားလဲအောင်ဘယ်တော့မှကြိုးစားမှာမဟုတ်ဘူးလူကြီးကပဲလူငယ်ကိုနားလဲဖို့ကြိုးစားမှာကျွန်တော်တို့အဲ့ဒါကြောင့်လူကြီးတွေလူငယ်ကိုတက်နေပြန်နားလဲအောင်နောက်ပြီးတော့လူငယ်တွေလည်းကိုယ့်ဘဝကိုနားလဲအောင်ကျွန်တော်ကြိုးစားပန်းစားပြောပါတယ်ဒီလူကြီးတွေကိုကျွန်တော်အရေးမထားလို့လည်းမဟုတ်ပါဘူးအရေးထားပါတယ်လူကြီးပါလေးစားမှာပါကိုလည်းပဲလူကြီးတွေဒီထဲမှာပါတဲ့လူကြီးတွေလည်းကျွန်တော်လေးစားတာသူတို့ဒါမဲ့ကျွန်တော်လူကြီးတွေကိုဘာမှမပြောတဲ့ဥစ္စာကျွန်တော်သိတဲ့ဟာလောက်နဲ့သွားဆရာလုပ်နေလို့လည်းဖြစ်တာမဟုတ်ဘူးလားအောင်သိလို့သိတဲ့ဥစ္စာအရေးပြားပေါ်အရားပြေကိုသိတာဟုတ်လားဒီကလူကြီးတွေမန်းလေးကလူကြီးတွေအသေးနှလုံးမှာကျွဲပခုံးထောင်သိထားတာဟုတ်လားကျွန်တော်ကသွားပြောနေရွှေဖလားကိုငွေနာကုတ်ရွှေနာမှာပေါ့မကောင်းမလုပ်ကောင်းဘူးပေါ့နော်နောက်ပြီးတော့လူကြီးဆိုတာကအလိမ္မာစာမရှိဆိုတာမှန်တယ်ဒါပေမဲ့အသက်60ရှိလို့မလိမ္မာရင်လည်းဘာသာအဖတ်မှမလိမ္မာတော့ပြောနေလို့လည်းအကိုပဲအဲ့တော့ထားလိုက်တော့အဲ့တော့လူငယ်တွေကိုကျွန်တော်တရားကြောင့်ဦးစားပေးပြောတယ်ဘာကြောင့်လူငယ်တွေကိုပြောလဲဆိုတော့ကြိုက်သည်ဖြစ်စီမကြိုက်သည်ဖြစ်စီတို့လက်ထက်ကျွန်တော်ကအားရတော့ကြိုက်မကြိုက်ဒါဒီတိုင်းဖြစ်တာမှာနော်ကျွန်တော်ဒီနေ့အုပ်ချုပ်ကြတဲ့လူကြီးတွေပေါ့အခုဆက်မှာအုပ်ချုပ်ကြတဲ့လူကြီးတွေပြီးပါအဲ့ဒီလူကြီးတွေပါတော့တခါတော့ကတို့မှသိုံမှအရှိကနေဝန်းထွက်သည်ဗမာပဒုက္ခကိုတော့ရောက်ရမည်မှာမလွဲပါဒါတို့မှအဲ့ဒါတို့မှဗမာပြည်တဝန်းကုန်စင်တို့အိမ်မှတ်ပါတို့ရာမှတ်ပါအဲ့ဒါတို့ဗမာအဲ့လိုဆိုခဲ့တဲ့လူတွေဟာတိုင်းပြည်ရဲ့ထိပ်ကိုရောက်ခဲ့တာပဲအဲ့ဒီအချင်းကဘလို့ဖြစ်တယ်မှန်တယ်မသိနဲ့နော်မောင်ရင်းတို့ခေလည်းပြောလိုက်အောင်လားအရှိကနေဝန်းထွက်သည်ဗမာပမင်းတို့ခေကိုရောက်ရမည်မှာမလွဲပါယုံသားပါကြိုက်မကြိုက်ခလေးတွေရဲ့လက်ထဲကိုတိုက်ပြီးအားလေကျွန်တော်အချို့ပွဲတွေမှာလည်းပြောပါတယ်ငကွေးပွဲနားထောင်မှုလို့ရှိရင်အဲ့ဒါတွေ့လိမ့်မယ်ကျွန်တော်အိမ်ရဲ့အကြောင်းကျွန်တော်ဘဝအကြောင်းကျွန်တော်ခလေးတွေရဲ့အကြောင်းဟုတ်လားကျွန်တော်အိမ်မှာကျွန်တော်ကြိုက်တဲ့ဟင်ကျွန်တော်မိမချက်ကျွေးတယ်နောက်ကြကလေးတွေကြည့်လာတယ်မာကျွန်တော်မကြိုက်ဘူးဘဝမစားချင်ဘူးတရားမစားချင်ဘူးပြောတယ်ငါရဲ့မကြိုက်ပါဘူးဆိုတယ်တော်ကြီးကပေးကြောင်နဲ့ပဲစားတော့မယ်လုပ်တယ်ကိတ်ကွာသူတို့ကြိုက်တဲ့ချဲ့ဆောင်ပါတို့ကလူကြီးပဲလိုက်စားကြတာပေါ့ရုပ်ပြကြခလေးကဒီကိုမိဘချစ်လို့လိုလိုက်တယ်ထင်တာတကယ်ကြမိဖို့ကြောင့်အာနာသိန်းရကျွန်တော်ပဲအကုန်လုံးပြန်တွေ့သူတို့လက်ထသူချီဖြီးလာတာအရင်တော့အဲကားနဲ့မှကျွန်တော်စားဖတ်နေတယ်စားဖတ်နေလို့ခလေးတွေလားဆိုလို့ရှိရင်ကျွန်တော်မိမငေါက်ထုတ်တယ်
တော့အပြင်သွားတာတကယ်တော့ကလေးကဖေးသားမတော့ကောင်းဖန်ပါဒီဒီပါအောင်ဘဝင်တလုံးနဲ့နေကြတာဒါမှနောက်ကြတော့ကျွန်တော်သမီးအကြီးဆုံးကတက်ကလူရောက်လာသူ့တငယ်ချင်းတွေလာဟဲ့ပြူတော့ပါလားပြားတော့ပါလားဝါတော့ပါလားဘာချိုင်းပါတော့ဟုတ်လားဒီလိုဟိုလိုတွေပါဟုတ်လားဒီဘယ်နေပါလဲသူတို့အင်ကြီးတွေလည်းဗန်ဒူလာအင်ကြီးလိုပါလို့ဟာနေပါအဲ့လိုအင်ကြီးတွေနဲ့ဝင်လာတဲ့ဆိုတော့ကျွန်တော်ဘာလို့မှမသိဘူးသူတို့အမေရအတွက်ကျွန်တော်မိန်းမထွက်လာဟဲ့သမီးတို့ဘာလားလာဝင်းထိုင်ဟဲ့သမီးညီတငယ်ချင်းတွေလာဟဲ့သမီးဝင်ထိုင်တဲ့အခါညလားကဲကိုအောင်သိန်းကတနည်းသွားဖတ်သမှာတော့ဒီမေကျုပ်ကစာအုပ်ကင်ပြီးကြောင်းသွားတယ်ဒီလားအဲကအာနာသိတယ်ဟုတ်လားအရင်ကဆိုရင်ကျွန်တော်အိမ်မှာလာတယ်အဲ့ဒါလာတယ်ဘူးလားဆရာဝန်သိမရှိလားဒါပဲပေါ့ဖေဖေအဲ့ဒါလာအေးထိုင်မှလို့ပြောဖေဖေအဲ့ဒါလာဒါပဲအဲ့ဒီအရင်တုန်းကကျုပ်အဲ့ဒါပဲလာတယ်အခုနောက်ကြတဲ့ခါကျရှိသားလာပြီဆရာမတော်မောသိမရှိလားဟာရှိတယ်ထိုင်နော်သမီးရေဟောဒီမှာဧည့်သည်လာကျုပ်ကပြန်ခေါ်ပြရှိသားဒီနေ့တခြားကျုပ်ဧည့်သည်ကနင်းနေလိုက်လာပြီကျုပ်ဘဝဟိုထင်းရက်ခွေးရက်တို့လုံးမပါလိုက်ဟုတ်လားအဲ့တော့အပြည့်အပြည့်နဲ့အဲ့မှာနောက်ဆုံးပိတ်ကြတော့ပြီးတော့ကြကိုကဘာမှမဟုတ်တော့သတိရတော့ကုံနေကုံမသတိရတော့ဥကုံသတိရဆိုအဲ့ဒါဆိုကုံမသတိရလို့အဲ့တော့နောက်14 5နှစ်ဆိုလို့ချင်းရုပ်ဧည့်သည်လာမှာမဟုတ်တော့အဲ3လလောက်ကြာမှလာပါလိမ့်မယ်ဟေးဘုအောင်သေးမရှိဘူးလားကွာဆိုလာမယ်တုံလုံးနဲ့မြန်တန်းတိကြီးပေါက်လာလိမ့်မယ်မြန်တန်းတိကြီးပေါ့မောင်ရင်လေသွားတော့မရှိဘူးဘီယာတောင်ထောင်းတောင်းနေရမလားမသိဘူးပြောချင်တာကကြိုက်မကြိုက်အဲ့ဒီတော့ကျွန်တော်ကအဲ့ဒီမလိမ်မိုးမလိမ်မာကလေးတွေလက်ထဲသူတို့ကကြည်လာတော့မလိမ်မိုးမလိမ်မာကလေးတွေကြည်လာတော့မလိမ်မိုးမလိမ်မာလူကြီးပဲဖြစ်မှာပေါ့ပညာမတတ်တဲ့လူငယ်တွေကြည်လာတော့ပညာမတတ်တဲ့လူကြီးပဲဖြစ်မှာပေါ့ဟာအရေးရောက်တော့မှာအဲ့တော့ကျွန်တော်ကအဲ့ဒါကြောင့်ကျွန်တော်ဘောပညာမတတ်တဲ့လူငယ်တွေရဲ့လက်ထဲကိုရောက်မှသိကြောက်တာတိုင်းပြည်လည်းပညာမတတ်တဲ့လူငယ်တွေရဲ့လက်ထဲရောက်မှသိကိုကြောက်တယ်အဲ့တော့လူငယ်တွေကိုလည်းချစ်တယ်ကိုယ့်ဘဝကိုကြသနာတယ်ဒါကြောင့်ကျွန်တော်တရားတွေပြောနေတာဩဒီကောင်တွေမကောင်းရင်တော့ပြန်ငါတော့ပြန်ငါဘဝတော့ဂမှုရှုလို့နဲ့နေဝင်ရတော့မှာပဲဘဝနေဝင်ရောက်မှတောင်ပြေးတော့ပြေးလေကျုပ်ကမပြေးချင်တော့အဲ့တော့ပြေးရတာလည်းများလာတစ်သက်လုံးကလည်းစိတ်ကတော်တော်ညစ်နေပြီကျွန်တော်ကအဲ့ဒါကြောင့်လူငယ်တွေကိုလိမ်မာစေချင်လို့မမိုက်စေချင်လို့အမိုက်တော့ပဲဆိုတော့ဟိုဥပ္ပောဘူးပြောလို့ပဲဗျာဥပ္ပောဘူးနဲ့ဘိုးတော်ဘုရားဆိုလူမိုက်ဆိုမကောင်းတဲ့ကြောင့်ဘာကြောင့်ပြောတဲ့ခါကျဟဲ့ကောင်ပေါ့မင်းဒီလောက်တောင်ကြောက်တယ်ပြောနေတာလူမိုက်နဲ့ငါဘယ်လိုကြောက်ဟာကျွန်တော်မျိုးလူမိုက်ကြောက်တယ်ဟင်ငါမင်းကိုအခုချက်ချင်းသတ်ပြနေတယ်နားလဲဟာကိုတော့တတ်တာစဉ်းစားအောင်ပါဟိုကောင်ကစဉ်းစားရမှာဘူးဆိုတော့အဲ့တော့ကျွန်တော်ပြောတာလူမိုက်ကိုကျွန်တော်ကသိကြောက်တယ်အဲ့ဒါကြောင့်မို့လို့လူငယ်တွေမိုက်သွားမှာဆိုလို့ကျွန်တော်ကပြောရတာအဲ့တော့ပြောတဲ့ထဲမှာမှကျွန်တော်အခုအတွေ့အကြုံလေးတွေပါတက်ပြီးတော့ပြောပါမယ်သမိုင်းကြောင်းလေးတွေလည်းကျွန်တော်ပြောမယ်အခုကျွန်တော်စာပေနဲ့သမိုင်းထဲမှာတွေ့ခဲ့တဲ့လူငယ်ဒီအကြောင်းကိုကျွန်တော်ပြောမှာအဲ့တော့လူငယ်တွေရဲ့အဲ့ဒီကနေသင်ခန်းစာယူရပေါ့နော်လောကမှာတဲ့လူလိမ္မာတို့မြည်စီမှာတပါးသူရဲ့အမှားသင်ခန်းစာကိုယူရတယ်လူမိုက်တို့မြည်စီမှာကိုယ်တိုင်မှားမှသင်ခန်းစာရတယ်ပုံရိပ်မိုက်မဲသောသူတို့ကကိုယ်တိုင်မှားပါလေနေမယ်သင်ခန်းစာမြူတတ်ကြဖို့တဲ့မှားတယ်ဆိုတဲ့ဥစ္စာမှားတာပါပဲမှားတာတော့ရှိသမျှပေါ့လူတိုင်းမှားတတ်ကြလို့လေခဲရန်ဒီမှာခဲပြက်တတ်တာဟုတ်လားဒါတော့ပြောကြမှာပေါ့ဒါမှတချို့အမားတွေကခဲပြက်နဲ့ဖြတ်လို့မရဘူးနော်ဟုတ်လားတရုတ်ကြီးပြောလို့သူကတော့မှားတယ်မှားသွားသူကတော့ sorry ပဲငါတော့ထီးကျိုးသွားပြီလားသူကတော့ sorry ပဲငါတော့ထီးကျိုးသွားပြီလားမှားတာတော့ sorry ဆိုပြီးသွားတော့ဒါမှထီးကျိုးသွားဟုတ်လားအဲ့ဒီလိုဖြစ်မှာဆိုလို့ကျွန်တော်ထီးကျိုးတော့စီးပေါက်သွားတယ်ကောင်းပြီကိုလူငယ်တွေပြောချင်တာကျွန်တော်ကိုတိုင်းကညံနဲ့ပြောတာမဟုတ်ကျွန်တော်ဆရာကြီးပါဥပိမောင်တင်သူ့စကားလေးကိုကျွန်တော်ဥခိုက်ပြီးအမြဲတမ်းသူ့စကားလေးနဲ့စပြီးပြောလို့ရှိပါတယ်အဲ့ဒါမောင်တင်အတူချုပ်ပြီးကျွန်တော်ပြောသွားမှာနော်မောင်တင်မင်းကြောင်းဆရာဖြစ်လာတယ်ဗမာစကားမှာဖျက်တဲ့တပည့်လက်တောင်းတယ်တော်တော်ကောင်းတဲ့စကားမင်းကြောင်းဆရာဖြစ်လာတယ်မင်းတပည့်တွေကိုမင်းနဲ့တော်အောင်တင်တော့မင်းအရွယ်ရောက်လာလို့ရှိရင်မင်းနဲ့တော်စေရမယ်ဆိုစိတ်ကူးနဲ့ပြင်တယ်အဲ့ဒီလိုကြိုးစားလို့တပည့်ကကိုယ့်ရဲ့တော်လာမှအောင်မြင်ပေါက်ရောက်သောဆရာလေးခေါ်တယ်နော်
အဲ့ဒီလိုတပည့်ကဆရာတဲ့တော့နောက်တစ်ပည့်ကသူ့ဆရာတဲ့တော့စင်ကဲတော်သွားမှာ human process လို့ခေါ်တဲ့လူလောကကြီးကမြင့်သွားမှာပေါ့အဲ့လိုမဟုတ်ဘဲနဲ့တပည့်ကနေနောက်တစ်ပည့်ကျညဟိုတစ်ကောက်ကျပိုးညမင်းအဝစီရောက်ဖို့ရှိတော့တာပေါ့ရှင်းလားတော်တော်ကောင်းတဲ့စကားနော်ကျွန်တော်တို့ကတပည့်ဆိုတာဆရာတဲ့တော်ချင်းလဲတော်မှာပေါ့ဆိုရစ်ပြီးကျွေးတဲ့ကောင်ကြီးဟိုကအတဲ့ကျွေးပြတာအင်္ဂလိပ်လို literal thinking လို့ခေါ်တယ်သိကြောက်ဖို့ကောင်းတဲ့အတွေးကြီးမျိုးတော်ရမယ်လို့ပြောတာအဲ့ဒီ literal thinking နဲ့ပတ်သက်လို့ကျွန်တော်စကားရှိမရှိပုံလေးပဲသိစိတ်ဝင်စားစရာကောင်းတဲ့ပုံလေးပဲရှိပါတယ်ကျွန်တော်ဒီနေ့နည်းနည်းမှတ်ပြီးချမ်းကြည့်ကြတော့ဒီမျိုးပြောချင်တာဒီပါအဲ့ဒီကနေဆင်ပွားပြီးလိုက်တဲ့ခါကျတော့ကျွန်တော်ဘာလုပ်လာလဲအရင်တော့ကဆိုလို့ရှိရင်ကျွန်တော်မှတပည့်ပန်းကလည်းအင်မတန်များပါတယ်ကျွန်တော်အသက်ကလည်းရလာတယ်ဒီမျိုးစစ်တက်ကတူကစပြီးတော့ပါတယ်ကျွန်တော်ရန်ကုန်တက်ကတူနောက်ပြီးတော့မော်လမြိုင်ကောလိပ်စသည်အပြင်ကျောင်းနေပါတယ်မှာဒေါ်မြရောက်ခဲ့တော့တပည့်တပန်းလည်းပေါ်ပါကြောလို့ရှိရင်ကျွန်တော်အရင်တော့ကဘယ်လိုစုပေးတယ်လဲဆိုအိစီတန်ပါတီနာတိုးချမ်းခိပ်ပံပြီးပါသမိတ်သူအလိုရှိတိုင်းတောင်းတာလည်းပြီးလို့မှာပေါ့လူကြီးတွေကလည်းကိုအဲ့လိုစုတော့ကိုလည်းအဲ့လိုပေးလိုက်တော့နောက်ကြတော့ကျွန်တော်ရင်းနဲ့တမျိုးဖြစ်လာတယ်အဲ့ဒါအခုဆိုရင်ကျွန်တော်စုပေးတဲ့အခါမပေးလို့ရှိရင်သာဓုအခုလိုကြောရတဲ့အတွက်ကြောင့်ကိုမိကိုဖားတဲ့နောက်တစ်ဆင့်မြင့်ဘဝကိုတိဆောက်နိုင်ပါသည်ခရီးကိုသားကိုသမီးကိုတဲ့နောက်တစ်ဆင့်မြောင်မြင့်တင်ပေးနေတဲ့ပခုံးဆွမ်းအားရှိတော့ယောက်ျားကောင်းမိန်းမမြတ်များဖြစ်ပါသေးကုန်သတိလို့ကျွန်တော်အများအားသိပေးလိမ့်မဟုတ်ဘူးလားဒီထဲမှာကောင်းလေးကောင်းပါလိမ့်ပါမင်းတို့ရဲ့လုပ်ငန်းနှစ်ခုတည်းရှိတစ်ကိုမိကိုဖားတဲ့တစ်ဆင့်မြောင်လို့ပါနှစ်ကိုသားကိုသမီးကိုကိုတဲ့တစ်ဆင့်မြောင်ပြင့်တင်ပေးနိုင်တဲ့မိကောင်းဖခင်ဖြစ်ရမယ်ဆိုတဲ့စိတ်မျိုးသဘောထားပါအဲ့ဒီထားမှာအမျိုးမြင့်ပါပါအဲ့ဒီလိုမဟုတ်ဘဲနဲ့ဟုတ်လားကိုဖေရတိုက်နဲ့ကိုလက်ထက်ကျတဲနဲ့သားသမီးကျပလက်ဖောင်းပေါ်ရောက်တယ်သွားရောပေါ့အဲ့ဒီကောင်သားသမီးကျဘာသွားလို့လဲရှေ့မှာခွတ်တလုံးချပြီးတော့သီတိဓမ္မသံဃာမဟာယာနဆိုနောက်ကျောရဲလိုက်ရေဘရဲလိုက်နဲ့ဟုတ်လားအဲ့ဒီတော့အဲ့ဒီသားမျိုးအမျိုးရုပ်သားကိုအမျိုးကိုရုပ်သွားသေးတော့သားမရှိဘူးမထင်နဲ့ကိုတွေ့တကူပြောလွန်ခဲ့တဲ့10နှစ်ကျော်လောက်ပါကျွန်တော်အင်္ဂလန်မှာရှိတဲ့ကျွန်တော်မိတ်ဆွေမျိုးသမီးတယောက်ရှိပါတယ်ဒေါက်ခင်ချောဆိုတာကြားဥပါလိမ့်မယ် Mrs. Anna Ellis ကျွန်တော်နဲ့တော်ခင်တော့ကောင်လေးတယောက်ကိုကျွန်တော်စာရေးပြီးတော့ပြေးလိုက်တယ်ကိုအောင်တယ်ဗောသူ့ကိုကူညီလိုက်ပါဗောဒီကောင်လေးကအသက်က25လောက်ရှိပါလိမ့်မယ်ဒါပေမဲ့အချက်ကတော့ကျွန်တော်တဲ့ကောင်လို့တော့မပြောဒီကောင်နဲ့စကားပြောရင်မော့ပြောရတယ်လေဘေးညောင်းအောင်ပြောရတယ်ပေါ့ဒီကောင်ကအဲ့တော့သူကဘာလဲဆိုဗမာဘာသာစကားကိုလေ့လာတဲ့ခါမှာဘုန်းကြီးစကားရှင်မြင်းစကားနတ်စကားပေါ့စပယ်ကျေစကားတွေဥမာရိုးကျွန်တော်စကားနဲ့မတူဘုန်းကြီးဆိုရင်ဘုန်းပေးတယ်ပေါ့လားကျင်းတယ်ပေါ့ရှင်မြင်းဆိုလို့ရှိရင်စက်တော့ခေါ်တယ်သားတော့ခေါ်တယ်ဒီကိုသုံးတာအဲ့ဒီဥစ္စာတွေကလေ့လာတော့ကျွန်တော်လည်းကူညီပေးပါတယ်ဒါနဲ့ပြီးတော့ဒီနေ့ကျတော့သူကဘာပြောလဲဆိုတော့ဒီကောင်ကဆရာကြီးတယ်သူကဆရာကြီးလို့ခေါ်ဆရာကြီးတယ်သူပေါ့လေဗမာတွေသိတဲ့အခါမှာနောက်ဆုံးဘယ်လိုကြိုလဲအဲ့ဒီထုံတန်းစင်လာကိုသိကြည့်နေဆိုတော့ကိုင်းကွာလိုက်လို့တာဆိုကျွန်တော်လည်းကျွန်တော်သင်္ကြန်ကုန်းခေါ်ပါအဲ့ဒါသိတာသင်္ကြန်ကုန်းကအရှင်းဆုံးပဲလေအဲ့ဒါသင်္ကြန်ကုန်းဒီကြိုတဲ့ဟာတွေပြမယ်ဆိုတော့ခေါ်ပါခေါ်တော့ကျွန်တော်သင်္ကြန်ကုန်းကအခုဒီဘက်ရောက်မှတော်တော်ရှင်းသွားတယ်အဲ့အရင်တုန်းကတော့ကျွန်တော်သင်္ကြန်ဂူတွေမာတယ်လူတွေလည်းဟိုမှာဂိုတွေနဲ့ဒီကဖြာဆုံးတယ်ခုနခလေးတွေကမမျိုးထားလို့အနံ့သက်ကစားမကောင်းရှုပ်ရှက်ခတ်နေတဲ့နေရာကြီးပေါ့လေနောက်တော့ရှေ့မျက်နှာသာတန်းမှာဆိုရင်လည်းအဲ့လိုပါရှုပ်ရှက်ခတ်တာပဲခါတဲ့ဒီအတုပခေါင်းတွေငှားတာတွေပဲလေပေါ့လေဒီစုပေါင်းတို့ဘာလို့ဆက်ခေါင်းရောင်းခေါင်းဝယ်ငှားတာအတုပရင်ငှားတာတွေရင်မျိုးပေါ့ဗျာဒီခေါင်းတွေပါလေဆိုလို့ရှိရင်လည်းတခါတည်းသိကြတယ်ဘေးမျိုးအမျိုးနဲ့တခါတည်းရောင်စုံတွေပါလေဖဲပြားတွေပါလေတက်ပြီးတော့ဒီမြင်တဲ့လူဒေကျင်စိတ်ပေါက်လာအောင်သူတို့လည်းအမျိုးဆွဲဆောင်ရတာပေါ့တခါတည်းအဲ့လိုလုပ်ထားတာအဲ့ဒီဟာတွေရောင်းတဲ့ထဲမှာကျွန်တော်ကရှောက်ပြီးသွားရင်ကလည်းဘယ်ဆိုင်ဝဲရမလဲဆိုအောင်းပြီးတော့အဲ့ဒီထဲမှာမိမတယောက်ကအသားညူ35 40လောက်ရှိတယ်လုံးကြီးပေါက်လာဒီလက်ကောက်တွေကလည်းဒီကဝစ်ထားတယ်ဝင်းတယ်အဲ့ဒါကျွန်တော်ကကြိုက်တာပါဆိုဟိုကောင်လေးခေါ်ပြီးဝင်သွားတော့ဟိုမိမကလည်းပဲကျွန်တော်တို့ဝင်လာတော့ဟိုကောင်တယောက်ကလည်းမျက်နှာဖြူပေါ့အရိုက်ရှိရှိနဲ့ခန့်ခဲ့ကျွန်တော်လည်းဆိုတော့တယောက်သားဒါအတုပကိစ္စဒါမဟုတ်ဘူးဆိုတော့သူရိပ်ပြီးတော့သူကလည်းမတ်တက်ထပြီးတော့ဘာပြောမှမလို့ပြောတယ်ကျတို့ကလည်းသူဘာပြောလဲအောင်မတော့ကြောက်အောင်ချင်းနောက်ကြတဲ့တော့ထိုင်သွားလို့ဆိုတယ်ကျွန်တော်ကသူ့အတုပတယူတဲ့ထုံနှက်စင်လာဒီမိမကိုမေးသူပြောတဲ့ဆိုတာပြန်ပြောကျွန်တော်ကိုယ်တိုင်ကလည်းဒီဝန်သားနုဥပြန်ရေးတဲ့သာဝတိတွေဘာတွေဖတ်ဖို့တော့ကျွန်တော်လည်းအဲ့ဒါပြောပါပြောနေရင်ကလည်းဘယ်လိုဖြစ်တယ်လို့ဂျုံမုံကကျွန်တော်က secret လေးတော့ဒီကအဲ့ထဲမှာအဲ့တော့ဒူရအစိမ်း secret ဘူးလေရှိကျွန်တော်တောက်မယ်လို့ဆိုတော့ထုတ်လိုက်တဲ့ခါကျ secret ဘူးကွန်ရှိတော့ပုံမိမလည်းပဲဒူရကိုတလိပ်ပြီးတလိပ်ချ
တောက်ပါလို့ခေါ်မပြောဘူးကျုပ်ကလည်းကရင်ကချင်လာပြီတောက်ချင်လာပြီသူကလည်းမတည်ဘူးပြီးတော့ရင်းနှီးညံ့တစ်ခွက်ပြီးတစ်ခွက်ငှဲ့ပြီးတွဲနေတာကျုပ်တို့တောက်ပါတော့ခေါ်မပြောဘူးနောက်ကကျွန်တော်လည်းမနေနဲ့တော့ကိုင်းပါလို့ခင်ဗျာဒီခမကြီးဆေးလီတောက်တာကျုပ်လည်းကရင်ကချင်လာပြီပြီးသားမှလည်းဆေးလီသေးတော့ဟာရပါတယ်ကိုကြီးနောက်ကအမှန်ကတော့သူတို့တဲကြီးတဲ့ဟာလို့လူတိုင်းစားကြမှာစားတာဒါကြောင့်သူကမပေးတာပါအဲ့ဒါကျွန်တော်လည်းစီးခဲ့တော့ရင်းနှီးလေးလူပြလို့တပိတ်ချမ်းဘဲကြောင့်လေးကလည်းထပ်ခပ်ပြထပ်ဖြည့်ပြီးကျွန်တော်လည်းရင်းနှီးငှက်တော့ကိုကောင်းလည်းတောက်ပါကိုကောင်းလည်းချဒီလိုအဲ့ဒီတောင်းရင်ကနေကျွန်တော်ဗာမေးလိုက်တော့ဒီမဲ့ခမကိုကျွန်တော်တခုမေးချင်တယ်စိတ်မဆိုးနဲ့တော့မဆိုးအောင်မေးပါဘူးကြီးခမဒီအလုံငန်းကခမမျိုးလားဆိုဟာမဟုတ်ဘူးတဲ့ဒါကျမစီးပွားရေးတဲ့ကျမခရမ်းလာတယ်ကျမမျိုးမဟုတ်ဒီတောင်းရောက်နေတဲ့ဟာကြီးအကုန်လုံးဘယ်သူမှမျိုးမဟုတ်ဒါစီးပွားရေးပဲဟာဟုတ်လားဒါပေမဲ့ဟိုတင်းကျိုင်းကုန်းနဲ့နေတာတွေတော့သူတို့နေစရာမရှိလို့လာနေတာဘာမျိုးနဲ့မဟုတ်ဘယ်ရလာမှလည်းဒီလိုပဲနေကြတယ်ဘာမှမဟုတ်ဘူးပြူတာဟုတ်လားဒါပေမဲ့မျိုးကလေမသိဘူးဘယ်ရောက်ကုန်လို့လဲဒီကလူတွေတော့တယောက်မှမရှိတော့တာအမှန်ပဲတဲ့ဟုတ်လားမသိဘူးလို့ကျုပ်ကဒီတဲ့ဥစ္စာသူတို့ဆင်းရဲဒီလိုနေရတယ်သူတို့အဲ့မျိုးမှသူကအောက်မိနေတာဆိုမိမပါပြောတယ်အဲ့တော့ကျန်တော့ဇေယိုက်ကတိတ်ပြက်တယ်ညာခမဘေးမျိုးကနေစပြောကြိုက်တာအကုန်ရတယ်မကောင်းဘူးခင်ဗျအကုန်ရှိတယ်ညနေခင်ဗျ9 နာရီ 6 နာရီလောက်မှအဲ့ညာဖြတ်မသွားနဲ့ခင်ဗျရိုက်လူတာအောင်ပြီတော့နာရီတို့ပါသွားတယ်တွဲခါပြီးတော့အောင်ပြီကျွန်တော်တခါ6 နာရီလောက်အဲ့ရဖြတ်ပြီးတော့တငယ်ချင်းတယောက်ဝေလူဝင်တိုက်တန်းမှနေလို့ပြန်တဲ့ဥစ္စာဟိုကောင်ကဟာကောင်းနေခင်ဗျကျောင်းကတန်းပြန်လာကျွန်တော်အိတ်ကလေးကပါဟုတ်တယ်လေကျောင်းကဟာဘယ်ရလာတယ်ခင်ဗျမသိဘူးလို့ဟိုရဖြတ်လာဟာထိတ်ရကြမလို့စမ်းမနဲ့ကောင်လေးဟာကံကောင်းလို့ဘာမှမဖြစ်တာခင်ဗျရိုက်လူတာနေစဉ်လူရှိတယ်တော့တဲ့ခင်ဗျကံကောင်းလို့လွတ်လာတာလက်ကနိုင်လက်စွပ်ပါသွားတာအရင်မြူခင်ဗျသိုံရောက်တော့ဘယ်နဲ့လုံးလဲထိတ်ရကြပြောတာအဲ့လောက်ဆိုးတယ်ခင်ဗျအဲ့ဒီမှာကျွန်တော်နဲ့သူနဲ့စကားပြောတာနေ့လေနိုင်ပဲတစ်ချက်လောက်ပေါ့အဲ့ဒါပြောရင်ကလေဘာပြောလဲဆိုတော့ဒီထဲမှာမျိုးမရှိတော့ဘာညာစကားဆက်ပဲဆိုတော့အကိုကြီးစိတ်ဝင်စားလို့ရှိရင်ည9 နာရီပဲ10 နာရီလောက်လာခဲ့ပါလားအောင်မတော့သူကတင်းချိုင်းကိုဖန့်ချိန်တယ်6 နာရီလောက်တော့မသွားအောင်မဟုတ်ဆိုတော့သူက9 နာရီပဲ10 နာရီဖန့်ချိန်တယ်ကျုပ်ကဘာမလာဘူးမဟုတ်ပြလို့ခင်ဗျဘယ်နဲ့ကျုပ်အဲ့ဒါကြီးလာရင်မဟုတ်လို့ခင်ဗျမဟုတ်ပါဘူးကိုကြီးကိုပြကျင်နေရှိတော့အောင်မယ်သူကပြကျင်နေတာလာသေးတယ်သူကလည်းဟုတ်လား9 နာရီပဲ10 နာရီမှာပြကျင်နေရှိတော့ကဲနေစမ်းမပြောစမ်းမခင်ဗျถ้าဘာပြကျင်တာပြောစမ်းပါဗျာကျုပ်ကလာမကြည့်နိုင်လို့ပြောတာဆိုမဟုတ်ဘူးလေကျမကောင်းပြီဆိုရင်ကာကြီးကားငင်နဲ့စားစရာတောက်စရာတွေလာပို့လိုက်ကျမပြကျင်ဟာကျွန်တော်စိတ်ဝင်စားနေစမ်းပါတော့မေးလိုက်တဲ့အခါကျမှဘယ်လိုဖြစ်လာဆိုရန်ကုန်မြို့ပေါ်မှာရှိတကယ်ကိုအထက်တန်းဆန်းတော့ high society ဟာတယ်နော်ဖြစ်ကျင်တဲ့ဖြစ်ပေးဖေးတွေပါတွေထုတ်ဒီဘိန်းတွေပါတွေချအကုန်လုံးလူရင်းကနေဒီကောင်းတဲ့ဒါလက်တော့ရမယ်ဆိုလို့ရှိရင်ဘာမှရှောင်တော့တာမဟုတ်ဘူးဘယ်နေရာခေါ်လိုက်အဲ့ဒီနေရာမလုပ်ကြတာလုပ်တော့ဒါပထမအရေးမကြီးအိမ်ကဟိုကပြောက်တရားပြောလို့မရဆိုလို့မရအဲ့လိုဖြင်းကနေနောက်ဆုံးပိတ်ကြတော့ဘာဖြစ်လာလဲဆိုဒီကောင်ကကိုရီရုံးကဆွဲလာတာလက်ပရိုစီပေါ့ဖြစ်လာတဲ့အခါကျတော့အိမ်မှာဒုက္ခရောက်ဒီကောင်ကိုအိမ်ရှိမထွက်နဲ့နောက်ပြီးမှထားသူ့ကိုပကံတိကျထားသူကလည်းအိမ်ရှိမထွက်ဘူးသူ့ကိုအဲ့ဒါတွေလာတော့မေးရင်လည်းပဲပုံသွားသလိုလိုယူသွားလို့လုပ်ထားရအဲ့လိုဖြစ်တော့ဒါကအမရဲ့သားလေးတူလေးပါလားဆိုသူလည်းမနှောင်းပါဘူးဟိုကလည်းဘယ်အနမ်းခံနိုင်လဲဘယ်လောက်ပဲချစ်နေတာချာအဲ့တော့မှမအေးကသားရဲ့ဖေးကူပါဆိုတော့ကုမယ်ဒါပေမဲ့လို့သူကထောက်ကြမှာမကူချင်ဖြစ်ဘယ်သွားမလဲတောင်ဝိုင်းမော်လမြိုင်သွားပို့လိုက်တဲ့ခါကျဒီကနေစားစရာတောက်စားအကုန်ပို့ပေးတယ်ဒါမှဟိုကလည်းပဲဒီယောဂမျိုးစားအကျဉ်းတောင်လေးခက်ဆန်ဆန်လေးထက်တာဒီထဲမှာနေရတာပြင်ထွက်ရတာသူတို့ဒီထဲမှာဆေးတို့ဘာလို့ပြည့်အစားစားကောင်းကောင်းကြည့်တယ်အိမ်ကပို့ပေးတယ်ဒါမှဆေးကိုအချိန်မှစားရတယ်မစားမနေရဆရာဝန်ကကြစ်ကြက်ပြီးတိုက်တယ်နေစဉ်တိုးတက်မှုကိုကြည့်တယ်ဒီလိုလုပ်ရတာဟိုကတစ်သက်လုံးလွတ်ချင်တိုင်းလွတ်လာတဲ့ကောင်ကအဲ့ဒီမှာနေရတဲ့ဥစ္စာလုံးဝမပျော်ပိုက်တော့ဆေးလည်းမချပါနဲ့မချအဲ့လိုဖြစ်တော့နောက်ဆုံးမိကြရတယ်အဲ့ဒီမှာတောင်ဝိုင်းကနေခမရတို့သားဒီပြောက်တော့ထွက်ပြေးသွားတယ်ထွက်ပြေးသွားပြီဆိုတော့ဘယ်ရောက်ပါလိမ့်မယ်ဆိုတော့ပသိမ်ကိုလှမ်းတန်ရွက်မန်းလေးလှမ်းမေးဟုတ်လားလှမ်းမေးပြီးမော်လမြိုင်လှမ်းမေးနောက်ရင်နန်းချောင်းမေးမရှိတော့တန်းနေမှာကြိုးစားပြီးလိုက်တော့ကြံတော့ပြန်ရောက်ကဲသူ့ကိုယ်သူလွှင့်ပြလိုက်သူ့ဘဝကိုသူလွှင့်ပြလိုက်နောက်ဆုံးမိကြသူဘသူသားဘယ်ဝသားဆိုမပြောတော့အဲ့ထက်မှာပဲပျော်ပျော်ကြီးနေသွားတယ်ဒီတိုင်းဒီယောဂနဲ့နေသွားတယ်သူ့ကိုကျန်တဲ့ယောဂရှင်တွေလည်းကူးမှကြောက်တယ်မလို့အတူတူဟုတ်လားအကုန်လုံးပဲဟိုအတူတူနဲ့အနူတူဆိုတာလိုပဲဟုတ်လားအဲ့ဒါလိုပဲမိမတယောက်ကအဲ့လိုပဲနှာကျိုးတော့မြင်မဲလားဆိုတော့ဟောတော့မိမတယောက်ကနာမအောင်လို့အဲ့တော့နင်ငါကြောင်လာလားဆိုငါကြောင်လာမဟုတ်နင်ကကွာဘာညာလဲဆိုနောက်ဆုံးပိတ်တကြီးစီရောက်တော့တကြီးကကြည့်တာကဲနင်လည်းနာကြောင်းအကုန်အတူတူနဲ့ပြန်ကြအောင်
အဲ့လိုပဲနော်ဟိုမှာအတူတူကြီးပဲဆိုတော့ဘာမှပြောက်ကြမလို့တော့အဲ့ဒီလိုနေတော့နောက်ဆုံးမိကြတော့မိဘမတတ်နိုင်တော့သားသမီးညကြပြီဆိုအဲ့လိုသွားပြီးပို့စားမသေးခင်တော့စားပြီးတော့တနာလို့သို့တော့အိမ်မှာတော့မထားနိုင်တော့ gain ကိုရင်တို့ဒီမှာစဉ်းစားပါအဲ့ဒီကောင်ကကျန်တော်သင်္ချိုင်းကုန်းနဲ့ဖေးတက်ကတူတစ်နေရကတ်တယ်အဲ့ဖေးတက်ကကောင်မလေးနဲ့ရမှာဒီကောင်နဲ့ဘယ်နဲ့လို့ရ gain ဘယ်သူနဲ့ရမလို့အဲ့ဂူထဲမှာရှိနေအဲ့မိန်းမတွေနဲ့ပဲရမှာပေါ့သင်္ချိုင်းကုန်းအကျိုးကြတဲ့မိန်းမတွေပဲရမှာရလို့မွေးလာတဲ့ကလေးကတော့အဲ့ဒီညမှာကတ်နဲ့ TTC ကိုပို့နိုင်လားကြောင်းထားနိုင်လားအဲ့ဒီဂူထဲပဲကြောက်ပြေးပြီးကြီးပြရမှာပေါ့ gain ဒီမျိုးရိုးတစ်ခုလုံးဘာဖြစ်သွားလဲသွားပြီဒါကြောင့်အမျိုးရုပ်ကားစားမောင်ရင်တော့မဖြစ်ဘူးလို့မထင်နဲ့ဖြစ်သွားနိုင်တယ်လူတွေကသူများထီပေါက်လို့ရှိရင်ငါပေါက်နိုင်လေလို့ထင်တယ်ဒါကြောင့်ထီစွတ်ထိုးနေကြတာဒါမှသူများကတ်တိုက်ရင်ငါအတိုက်ခိုင်နိုင်တယ်လို့ဘယ်တော့မှမတွေးဘူးကောင်းတာကိုသာကိုယ့်ဘက်ကိုယူတွေးတာမကောင်းတာကြကိုမပါဘူးလို့တွေးတာဟုတ်လားခုနကပြောလို့ဆေးဆွဲပြီးတော့အပေါင်းဖော်မှားလို့ဆေးဆွဲပြီးတော့ကြံတော့ရောက်သွားနိုင်တယ်အမျိုးရုပ်သားဖြစ်သွားနိုင်တယ်လို့ဘယ်တော့မှမတွေ့ဘူးမဖြစ်ဘူးမထင်နဲ့တော့အပေါင်းသင်းမှားလို့ရှိရင်တော့ဒီလောက်ဟာမပြောနဲ့တဘဝတာမပြောနဲ့အဝစီတောင်အလေလိုက်တာရှိဒီဝရနဲ့သွားပေါင်းပြီးတော့ဇတတဟာအလေလိုက်သွားတာမဟုတ်လားအဲ့ဒီဘဝမှာသောတပန်ခိုက်ရမယ်ပုဂ္ဂိုလ်ကိုရင်တို့မောင်ရင်တို့ကျွတ်လို့ပါချီပါချက်ထင်မနေနဲ့ရအဲ့ဒီတော့ပါရမီအရင်အမာကြီးတောင်မှကြွားသွားကြအဝစီငုတ်ကြီးပေါ်ကြီးဟိုမှာသူဒါတော့မှတော့ကိုပြန်ထွက်လာလို့ချင်းပြည့်စေကဗုဒ္ဓဖြစ်မှာဘုကီလုံပြီးသားနိဗ္ဗာန်ကိုအပကလတ်ဆက်သွားမှာဟုတ်လားအဲ့တော့အစာတတလို့လူလို့တောင်မှအဲ့လိုဖြစ်နိုင်သေးလို့ချင်းမောင်တို့မဖြစ်နိုင်ဘူးလားအဲကြောင့်ကြက်ကြက်သတိထားလို့ဆိုတာငါသည်အမျိုးယုတ်သားမဖြစ်စေရဘူးငါသည်အမျိုးသမီးမဖြစ်စေရဘူးသားအများတော်ပေါက်ပါကောင်းပြီဒီပါတယ်သင်မြင်မယ်အမျိုးသားမဖြစ်စေရဘူးအဲ့ဒီလိုဖြစ်တဲ့အချိန်မှာဒီကနေ့လူငယ်တွေကဘာဖြစ်လာလဲဆိုတော့ဒီနေ့ပြဿနာကြီးလူငယ်တွေရဲ့ပြဿနာကျွန်တော်စီကိုခဏခဏမေးတယ်ပညာကြားမှာလားပိုက်ဆံကြားမှာလားပိုက်ဆံရှိတဲ့ကောင်တွေကရှေ့ရရောက်တယ်ပညာတတ်တဲ့ကောင်တွေကနောက်ကအကုန်လုံးပညာတတ်တဲ့ကောင်တွေကဘွဲရတယ်ဘွဲရတော့ဘာဖြစ်လဲဘာမှဖြစ်ဘူးဟိုဥဝိမလာတို့ဥစတိလာဆိုဘွဲရမှာနည်းနည်းသုံးလေးပါလေစားလို့ဟုတ်လားအဲ့တော့ဒီဘွဲကြီးကဘာလို့အောင်ပြုတ်စားလို့လည်းမရအဲ့လိုဖြစ်နေစီစမ်းမောင်ပိုက်ဆံမရှိတဲ့ကောင်ကဒီလိုဖြစ်နေပါညာဆိုအဲ့ဒါတွေကပြဿနာခဏခဏဖြစ်တော့ကျွန်တော်ကလူငယ်တွေရဲ့အတွက်ကျွန်တော်စိတ်ကမကောင်းဘူးအဲ့တော့သူတို့ပြောတဲ့ဥစ္စာလဲကျွန်တော်ကညင်းဖို့လို့လည်းခက်တယ်အဲ့ဒါကျွန်တော်ပြောရတယ်မင်းတို့ပုတ်ဘူးဒါဟာအခိုက်အတန့်မှာယာယီကိုယာယီမှသိစမ်းမှာကျွန်တော်ပြောရတယ်ဟုတ်လားဒီလောကကြီးမှာလူတွေကချမ်းသာခြင်းမှသင်္ခါရထင်တယ်မဟုတ်ဘူးဆင်းရဲခြင်းလည်းသင်္ခါရလူမြောက်အောင်မှာပေါ့လူပဲလူမြောက်အောင်ကိုလုပ်လိုက်ဘာဖြစ်လို့ဆိုတော့လူမို့လို့လူဟာဒီတဲ့ဘယ်တော့မှမဖြစ်မှတ်ထားပါအဲ့ဒီတော့အခိုင်အမာဖြစ်တဲ့သာဝရကိုလုံးစမ်းမှာငယ်ငယ်မှာပညာသင်ရတာအသက်ကြီးမှထသင်လို့သိကောင်းတာမဟုတ်ဘူးဒီကြတဲ့မိမရတာပြီးရောဟုတ်လားသားသမီးဝင်ကပါလာပြီအဲ့တော့မင်းတို့ဒီနေ့အခွင့်အရေးတာလုံးစမ်းမှာအခွင့်အရေးဆိုတာတကားကိုနှခါမခောက်ဘူးတစ်ခါတော့တင်ခောက်တာကောင်းတော့မှဖွင့်ပေးလိုက်တချို့ဟာအခွင့်အရေးဟာခဏခဏလာတယ်ထင်နေတာမပြောနိုင်တဲ့ကိစ္စကြီးပေါ်လာဟာကျွန်တော်မျက်စိအောက်တင်တွေ့တဲ့ဥစ္စာတွေကျွန်တော်ပြောမှာပါဟာသံဝတ်တစ်နှစ်ကြာဘာဖြစ်လို့ခေါ်လားကြာတာရေဘူးတစ်နှစ်ကြာဘာဖြစ်လို့ကြာကောင်းတကောင်းအာရန်တရားကောင်းသူ့တကယ်ချင်းကတတိယနှစ်သူကစက္ကန့်တတိယနှစ်ကိုစတုထနဲ့ဒီကောင်စက္ကန့်ညမှာကျန်းနေကြတယ်ကျွန်တော်တပည့်ပဲအဲ့ကောင်မလေးတယောက်နဲ့ကြိုက်ပြီးကျန်းနေတာဂလေရိုက်တယ်ဆိုပေးတာတိတာမဟုတ်ဒီကောင်ဟိုလိုဒီလိုနဲ့ဆိုင်သံဝတ်ကြိုက်တဲ့ဥစ္စာဘယ်နည်းကြအောင်မအေးဆေးလို့တဲ့နောက်ဆုံးမိကြဘုံတိုင်းဆိုတခါတည်းအရေးခင်းကြီးဖြစ်လိုက်တယ်အကြောင်းတွေပိတ်ထတာဒီကောင်ငေါင်းစင်းစင်းနဲ့စက္ကန့်ညကျန်းတယ်ကျန်းဖို့လေတော့သူကစက္ကန့်ညဟိုကောင်ပို့ပြနောက်ကျသူကတက်တယ်သာတီယာဟိုကောင်ဖစ်ဟာတက်တယ်သွားလိုက်တာနောက်ဆုံးမိကြတော့ဟိုကောင်မလေးကလည်းဘွဲရသွားပြီအိမ်တော်သူ့စိတ်ချင်းတစ်ဖက်ကအဲ့ဒါသူကခုတည်းကဘွဲရမရသေးဒုက္ခကိုရောက်ဆရာရဲ့ကျွန်တော်အဲ့ဒါမှားရတာရှင်းလားအချိန်ကနော်အမြဲတမ်းဒီအခွင့်အရေးကိုရနေလိမ့်မယ်မထင်နဲ့ရတော့သုံးရတာဒါကြောင့်လူငယ်တွေပညာသင်သမ်းမှာဒီဥစ္စာခိကမတည်နေတဲ့အခါမှာဒီလိုပဲပညာသမားနောက်ရောက်ပါတယ်ဥစ္စာသမားရှေ့ရောက်တတ်ပါတယ်ဟုတ်လားမိုက်ယူရရှေ့ရောက်တတ်ပါတယ်လိမ္မာတဲ့ကောင်ကနောက်ရောက်တတ်ပါတယ်ဟုတ်လားဒီမှာဟုတ်လားဒါဖြစ်တယ်ဟုတ်ဒါဟုတ်တဘာဝပါကျွန်တော်ပြောပါမယ်ဒါဒီ
အဲ့ဒီလောကလုံးကကျွန်တော်တခါစိတ်ညစ်တယ်ဗျာကျွန်တော်ကအဲ့လိုပြောလိုက်လို့ရှိရင်ကျုပ်ကတခါအစိုးရထိလို့ဘာဘာလို့ညာမလို့ကောင်းတယ်လို့မြောင်းတယ်လို့ပြန်မဟုတ်ဘူးဒါသဘာဝကြီးနိယာမကြီးကျွန်တော်ပြောတာဟုတ်လားနိယာမကြီးဆိုတာခင်ဗျာတွေ့ကြည့်ပါလားကျွန်တော်တို့ခင်ဗျာမန္တလေးမှာလည်းထုံငယ်ဦးပါလေကျုံငယ်ဦးတယ်မန္တလေးမှာကျုံငယ်ဦးတယ်ဆိုတာဥပမာဆိုတော့ဟုတ်လားကရင်ဘာတွေညာတွေဖြစ်တယ်ခေဝတီချင်းဦးပါညာဆိုလို့ရှိရင်အရာထဲမှာလည်းမိုက်တဲ့ကောင်းတွေချပဲဆိုတဲ့ကောင်းတွေအဲ့ဒီကောင်းတွေအားကိုးရတာဒါသဘာဝကြီးဒီခုဟာလည်းပဲတကယ်မတည်ငြိမ်သလိုတည်ငြိမ်လာလို့ရှိရင်ပညာသမား800ကိုရောက်လာမှာမခေါ်လို့မရဘူးအရေးကြီးဥစ္စာပညာကိုသင်သမ်းမှာဥစ္စာနောက်မှာရှားပါတစ်သက်လုံးရှားပါလေရပါတယ်ပညာကတခုနဲ့ရှားလို့ပြောရတာအဲ့တော့ခကြီးမတည်ငြိမ်လို့ဆိုတော့ကျွန်တော်ထိပါပြောတာမဟုတ်ဘူးအခုလည်းပဲနိုင်ငံတော်အစိုးရကိုယ်တိုင်ကလည်းပြောပါတယ်ကျွန်တော်တို့ကရရအေးချမ်းရတဲ့အစွန်းကိုလုံနေပြောနေပါတယ်အားလုံးဝိုင်းဝန်းကူညီကြပါဆိုတာကူညီကြပါဆိုတဲ့ကသူ့မငြိမ်သေးလို့ကူညီခိုင်းတာဟုတ်လားဒီဘာကျွန်တော်ကအဲ့ဒီဥစ္စာကိုကျွန်တော်ထောက်ခံပြီးကျွန်တော်ပြောနေတာနိုင်ငံတော်အစိုးရကိုထောက်ခံပြီးပြောနေတာကျွန်တော်ကအမှန်ကတကယ်ကြားလို့ချင်းအကြောင်းသိလို့ချင်းကျွန်တော်အစိုးရရွှေစိတ်တောင်ပေးတာပေါ့ကောလူငယ်တွေကိုပညာစူးစမ်းသင်ဖို့လို့လုပ်နေကိစ္စသူအကျိုးဆိုးကကျေးဇူးတင်မှာဘာမှတင်စရာရှိဟုတ်လားကျွန်တော်ကျေးဇူးသူတို့ပေါ်အများကြီးရှိတယ်အဲ့တော့ကောင်းပြီအဲ့ဒီချိန်မှာပညာနဲ့ဥစ္စာဆိုတာသင်ရတာကောင်းပြီအဲ့တော့ဘာကြောင့်လဲဆိုတော့သမိုင်းကလူငယ်ကိုပြန်တွေ့အောင်သမိုင်းနဲ့လူငယ်ကိုပြန်တွေ့တဲ့ခါကျတော့တို့သမိုင်းကိုပြန်တွေ့ဟိုးပထမအချိန်တုန်းကလည်းဘာဖြစ်လို့ကြိုးဖြစ်ပြန်တွေ့ကြည့်ပါလားအင်္ဂလိပ်နဲ့မြန်မာနဲ့စစ်သုံးချိန်တိုက်တယ်ပထမဆုံးချိန်မှာနှစ်ချီကြတယ်ဒုတိယချိန်ကျလာပိုင်းနောက်ဆုံးချိန်ကျ14ရက်ထဲနဲ့ကိစ္စပြတယ်ကမန်းကရန်ကြိုးဖြစ်သွားတော့ကြောက်ဟောတော့ဘာလို့လားဒီကနေသွားတယ်တိုက်တယ်ဘာနုလာတဲ့စစ်ချီကောင်းတဲ့ဆိုတာဘာစစ်ပညာတကယ်တော့တာတကယ်ဘာမှပြောမနေဟုတ်ဘူးသမိုင်းမှာမှတ်တမ်းတင်တဲ့ဥစ္စာရခိုင်ကနေပြီးတော့ဟိုဘက်မုဒ္ဓမဘက်မှာသင်္ဘောတွေကတ်ကုန်ပြီမုဒ္ဓမဘက်ကိုဝင်ပြီးဆွဲတဲ့ခါကျရခိုင်ကနေပြီးတော့အဲ့ဒဂုံဆန်တော်ရဲ့သင်္ဂုတ္တရကုန်းကြီးပေါ့အဲ့ဒီထီအောင်ကိုပြန်ပြီးတော့လာလိုက်တဲ့ဥစ္စာဟာအင်္ဂလိပ်တော်မှာပါဇက်ပြဲပါအားပြဲဆိုဟိုမှာ engage လုပ်တာဟိုမှာသူ့ကိုရင်ဆိုင်ပြီးထိတ်ထားပြီးတော့ဒီမှာဝင်တာဒီရဲ့အတိုင်းကရောက်လာတဲ့အားတင်ကဘာမှာစစ်ချီတဲ့ခါထဲမှာထုတ်စစ်ထဲမှာခက်ခဲတဲ့လမ်းမရှိပန်းမရှိခီးထဲမှာသွားနိုင်တဲ့ဥစ္စာဟာဟန်နီဘော်ပြီးရင်သူဒုတိယပဲလို့တော့တချို့ကဆိုအဲ့လောက်တော်တဲ့ပုဂ္ဂိုလ်ဓနုပြူမှာတိုက်တယ်ရွှေထီးတွင်းဝင်းနဲ့ရွှေထီးတွင်းဝင်းနဲ့ဆိုတာလှမ်းမြင်ရတာကွာပြည့်လို့သိကောင်းတာဟုတ်လားကျိုးတော့ဒီကသူတို့လက်နဲ့အကြောင်းလည်းမသိဘူးပညာမှမသိပဲပညာမှမတတ်ပဲအဲ့တော့ထုံးဆိုကြအုံဆိုကွဲတော့သေရောဒါသေတာပဲဟုတ်လားအဲ့တော့ဗဇက်ကပြောလို့ရှိရင်တော့ထိုးစင်ခါကဟုတ်လားသမိုင်းဆိုတာလှအောင်ရေးရတာပေါ့ထိုးစင်ခါမြန်မာတို့ဒီနေကျကြီးကျွတ်စစ်တို့ရုပ်ရှင်တို့တွန်းတန်တိုက်ခိုက်သွားတော့လေဟုတ်လားလက်နဲ့ချင်းမမျှတော့ကြောင့်ညက်ခံခဲ့ရလေဒါပေါ့အမှန်တော့တကယ်ရေးမယ်ဆိုရင်ပညာမတတ်သောကြောင့်ကွဲခဲ့လေဒါပဲရိုးရိုးလေးအဲ့ဒီလိုကိုအတက်တွေးပြန်ဟုတ်လားတွက်ကြည့်လေမဟုတ်ကမဟုတ်လားခင်ဗျဒီဘက်ခေတ်ကြီးကြသားဆိုတာပညာနဲ့ယူသွားနေတာအကုန်လုံးကခင်ဗျပညာနဲ့သွားနေတာဒါကျွန်တော်အတက်ပြောလိုက်မှဗျာဒါအရင်တော့ကတော့နည်းနည်းနာမည်လေးပဲတွဲပြောတယ်ဘယ်လိုမပြောတော့တရုတ်ပြည်ခင်ဗျအရင်တော့ကတန်ပေါင်း900ရှိတဲ့တရုတ်ပြည်သူလူကြီးကဘာညာနာကြီးအောင်ဟောခဲ့တာမအော်တော့ဘာဖြစ်လို့ကိုကတန်းဘလောက်သိကြမှာခင်ဗျအမေရှိပဲကျွန်တော်ခလုတ်နှိမ့်လိုက်ပါဒီလိုလာတာလက်နဲ့တရားဟုတ်လားခလုတ်နှိမ့်လိုက်ရွှီဆိုလက်နဲ့ကသွားပြီးတော့ဟိုမှာအိမ်နံပါတ်ရှားမှန်တာဟုတ်လားနောက်ပိုင်းဆိုရင်မှတ်ပုံတင်ကိုမေးလာစရာအကြောင်းရှိတယ်ခင်ဗျဒီလက်နဲ့တရားဟိုတလားတော့ကခင်ဗျပြင်သစ်ကနေတော့မိုင်4000ပြင်းနိုင်တယ်ဒုံးရည်တစ်ခုဒုံးကြီးတစ်ခုထွင်လိုက်တယ်နျူကလ িয়াস ထိပ်ကူ6ခုပါမိုင်4000ပြင်းနိုင်တယ်တစ်ခုတစ်ခုရဲ့ပောက်ကွဲမှုစွမ်းအားဒီမဲ့ဟီရိုရှီမာမှာချတဲ့အနုမြူဘုံတဲ့အထတရားပြင်းတယ်ကဲကျွန်တော်တို့မှာဒီလိုဟာမျိုးတစ်လုံးနဲ့ချလိုက်တယ်ထုံးဆိုဆုံးသုတ်ပေးမဲ့ဘုန်းကြီးတောင်ကြမှာမဟုတ်ပြီးရောခင်ဗျတိတ်ကြီးပေါ့အဲ့ဒီကြားထဲမှာကျွတ်တော်တကာဓားတွေပါတယ်ဒီလိုလို့ကြာကြီးနေခင်ဗျလုံးနေတယ်အဲ့တော့ပြောနေတာဘယ်လိုဆိုဒါကြောင့်ကျွန်တော်ကလေးတွေကိုမျက်စိပွင့်စေချင်လို့ပါမင်းတို့အနာဂတ်နိုင်ငံတော်ရဲ့ကာကွယ်ရေးသည်လို့ဟောဒီကက်ကတို့စာသင်စံကမ်းမှာကြည့်တယ်ဆိုတော့သဘောပေါက်ပါပညာမတတ်နဲ့ကာကွယ်လို့ရတာအကုန်လုံးပညာနဲ့စခန်းသွားတာအဲ့ဒီချိန်မှာကျွန်တော်တို့ပညာသင်ရမလားဆိုအောင်သင်ကဘာဆက်ပြောမှာမလဲနောက်ကထပ်ပြီးတော့ကြုံဖြစ်ဖို့ကမန်းကရန်ကြိုးစားတယ်ဘုရားစစ်တိုက်ပြီးကြုံဖြစ်တဲ့ခေမဟုတ်ဘူးစစ်မတိုက်ဘဲနဲ့ကြုံဖြစ်တဲ့ခေ
စစ်တိုင်းတယ်မို့လကားနဲ့ဟိုနေတဲ့ဆိုတော့လကားဒီစကားတွေကအောက်နေပြီဘယ်သူမှမချဲ့ဘူးကျွန်တော်ပြောတာဟိုကဘယ်ကောင်ကမှဘယ်ကောင်ကိုသွားပြီးတော့ပြည်နယ်ကိုမသိဘူးဗမာပြည်အင်္ဂလိပ်ကသိခဲ့တယ်ဟုတ်လားဘာဖြစ်လို့ကျွန်းသိရင်နဲ့ဆိုင်စပါလိုချင်လို့ဂျပန်ကလည်းဒါလိုချင်လို့သိခဲ့တယ်အဲ့ဒီပြည်သိရတော့တိုင်းပြည်ကိုအုပ်ချုပ်ပေးဖို့ဘာလို့ကာကွယ်ဖို့ဘာတာဝန်နေရှိသေးတယ်အခုဥစ္စာဘာလိုချင်အောင်လိုချင်တဲ့ဥစ္စာရပြီးနေကိစ္စစစ်တိုက်ပြီးသိလိုက်တဲ့ခါကျဟုတ်လားကြီးစန်းကုန်နဲ့ပခုံးအောင်နဲ့ခြေတော်ညောင်းနဲ့နာမည်ပြစ်ဘာလို့ချင်တယ်ဗမာပြည်လှမ်းကြဲတာဟိုကဗမာပြည်ကျွန်းသိကလေးမစိုးကောင်းတယ်ဒီကောင်နေဘာမှလည်းပညာမတတ်ဘူးအလုံးလိုက်ရောင်းနေကောင်အဲ့တော့ရောမတော်ကားမလို့တော့ရောဟိုက်လိုက်ကာစီပေးသားစစ်ပင်နေတာဆိုပေးလိုက်မယူပါမဲ့အကြောင်းတော့ခြေလုံးဖက်နေတာဒါအဲ့စဘာလေးတော့ပေါ်ဆန်းမွေးလေးမသိဘူးနည်းတော့ယူလိုက်အောင်ပါပဲဒီကောင်နေ TV မလုပ်တော့ဘူးရောတလုံးပေးသားစဘာပဲတင်ပေးလိုက်ဒါဗမာလျှောက်တော့ကျွန်တော်တို့တောင်းတယ်မှာဥကြီးကဖင်းနဲ့ရွှေနှခွဲသားဝင်လာဝင်ပေါ့ပညာမတတ်နဲ့တော့ဒါဘယ်တတ်နိုင်လဲပညာမတတ်ခံရမှာကြီးပဲဒီတိုင်းပဲအဲ့တော့ပညာမဲ့လို့ကြုံဖြစ်ခဲ့တဲ့ကိစ္စအဲ့ဒီပညာမဲ့ပြီးကြုံဖြစ်တဲ့ခါကျတော့လွတ်လပ်ရေးကိုကျွန်တော်ပြန်ပြီးတွေ့လိုက်ကြအောင်ကျွန်တော်တို့ရဲ့လွတ်လပ်ရေးဒုတိယကမ္ဘာစစ်ကြီးဖြစ်လိုက်တဲ့ခါကျတော့မဖြစ်မိမှကိုကျွန်တော်တို့မြေခွာတစ်ချက်ပေါက်ရမျိုးဝုံတောက်ဆေးရပဲဘာညာဆိုတဲ့ဟာဒီပေါ့အဲ့ဒီမှာလုပ်ခဲ့တာနေတပိတ်1938ခုနှစ်1300ပြည့်ရေတော်ကိုခေါ်တာပေါ့အဲ့ဒီမှာတပိတ်ကျုပ်ကတပိတ်မောက်ကြောင်းသားကျုပ်လည်းပဲအဲ့ဒီမှာရဲတော့ပါခဲ့တဲ့ကောင်9တန်းကြောင်းသားဟုတ်လားအဲ့မှာတပိတ်တားတဲ့ဥစ္စာမှာကျုပ်ထိတ်ဆုံးကဘာလို့ဆိုကောင်းကျုံမောင်းလဲစားရတယ်ငေါင်းရုံလဲအိုးရတယ်အဲ့မှာထိတ်ဆုံးကပါခဲ့တာကြောကအဲ့ဒီမှာကျွန်တော်ပြောတာအဲ့ဒီတပိတ်ဖြစ်လိုက်ပြီးတဲ့နောက်ဘာဖြစ်လဲဆိုတော့ကျောင်းသားတွေဟာတော့ကျွန်တော်တကယ်ပြောတာပါအခုဒီဥစ္စာကဒီပြန်ပြောတဲ့ဆိုကျောင်းသားတွေရဲ့အရေးတော်ကိုကျွန်တော်ထိပါခြင်းမဟုတ်ဘူးတော့ဒီအဲ့ဒီခေတ်တုန်းကအသိမြင်နေပြန်ပြီးသုံးသပ်ဖို့သမိုင်းကိုသုံးသပ်တဲ့အခါမှာအာနာမရအောင်သမိုင်းကိုသုံးသပ်တဲ့အခါမှာအာနာနေလို့ရှိရင်အဲ့ဒါအနာဂတ်ကိုသစ္စာဖောက်ရရောက်တယ်ဆိုတော့ဘောပေါ့အဲ့ဒီတော့မျိုးချစ်စိတ်ဓာတ်ဘာညာလဲဆိုတော့ပညာရေးဘက်ကိုနည်းနည်းလေးလူငယ်တွေအားဆိုင်မှုကြောက်ပါတယ်နောက်ကြတော့39နောက်နိုင်ငံမှာစစ်ဖြစ်ပြီးပြင်းထန်နေပြီ40ချနေပြီရှိရဂျပန်ကစစ်ပြီး41ရန်ကုန်ရောက်လာ40ခုဒီဇင်ဘာလ23ရက်နေ့ရန်ကုန်မှာပထမဆုံးစပုံချဒီဇင်ဘာလ25ရက်နေ့ကျတော့ခရစ်စမတ်လက်ဆောင်ဆိုတခါထပ်ချဒီတိုင်းကိုပြောချဂျပန်ကလည်းဟိုကနေကျမတို့ဂျပန်ပြည်မှာဆိုလို့ရှိရင်ချယ်ရီပန်းလေးရတယ်ဘယ်လိုဖြစ်ပြီးတော့မြန်မာပြည်မှာတကယ်လို့ကျမတို့ထိရမိလို့တကယ်လို့များဖရားတွေဘာတွေကပထိုးတွေနဲ့တကယ်လို့ထိမိခိုက်မိမယ်ဆိုလို့ရှိရင်ကျမတို့မျိုးတစ်ချက်နေရာမှာရှိုးတစ်ချက်အစားထိုးပါမယ်အာမလာဘုံကကြောက်ဖို့ကောင်းလိုက်တာဒါတကယ်ပြောတဲ့ဥစ္စာတွေကျွန်တော်အဲ့ဒီမှာကျတို့အဟုတ်ကြီးထင်ပြီးတော့တခါတည်းဂျပန်ကိုဘာညာပညာမတတ်ပဲဘူးဒါပဲအဆုံးမိကြတော့အဲ့ဒီမှာအာကိုပြီးချရတော့နောက်ဆုံးမိဂျပန်ကလည်းဖြစ်တော့ထားပါတော့နောက်ဆုံးပဲစစ်တော်လိုင်းရေးထီအောင်ကျွန်တော်ပြောမယ်ဗျာ45ခုနှစ်ကျမှစစ်ပြီးတယ်အဲ့တော်တယ်မှာ41နဲ့45ခုနှစ်တော်တယ်မှာနော်ပညာလုံးဝသိကြောင်းမှုရှိတယ်46ခုနှစ်ကျမှကျောင်းလေးတွေကြိုးကြောင်ဖွင့်လာအထက်တန်းကျောင်းတွေအကုန်မဖွင့်နိုင်သေးဘူးနော်မြို့ကြီးတွေမှာသာဖွင့်နိုင်တယ်နေကအထက်တန်းကျောင်းလေးတွေမဖွင့်နိုင်ဘူးအလယ်တန်းကျောင်းလောက်လေးဖြစ်လာလိုက်အဲ့ဒီလိုသွားတာအဲ့ဒီလိုသွားတော့ဘာဖြစ်သွားပညာသင်ပြတ်တာ6နှစ်ဖြစ်သွားတယ်ပညာသင်တာသာ6နှစ်ပြတ်တာနော်အသက်ကရပ်မလို့ကြီးလာတာ7နှစ်သားက16နှစ်သားဖြစ်လာ73နှစ်သားက19နှစ်သားဖြစ်လာကျွန်တော်တို့ကပညာသာမတက်တာဘာတက်လာလဲသေခြင်းတက်ခြင်းမဆမ်းမှုတဲ့ဟာကြီးတက်လာစစ်ကသင်ပေးလိုက်အဲ့ဒီတော့စစ်ကစစ်ကြီးဖြစ်ပြီဆိုရင်တက်မကြီး3ခုထားခဲ့လိမ့်မယ်နံပါတ်1တက်မကြီးကဘာလဲဆိုတော့လင်းသေးသားသေးလို့ငိုးနေတဲ့မျက်ရည်တက်မကြီးဒုတိယတက်မကြီးကခြေပြက်လက်ပြက်ဖြစ်တဲ့ဒုက္ခိတတက်ကြီးတတိယတက်ကစိတ်အတွင်းကကြံရစ်ခဲ့တဲ့လက်နဲ့တင်နဲ့ခိုးဆိုးတောင်းညမ်းနေတဲ့ဓမြတက်ဒီတက်ကြီးသုံးတာဘယ်စစ်မဆိုထားလိုက်တာအဲ့ဒီတည်းမှာကျုပ်တို့တက်ကဘာလဲဆိုကျုပ်တို့ဒီမှာကြံရစ်ခဲ့တဲ့တပည့်ရှိပညာမတတ်တဲ့တက်ကြီးကြံရစ်ခဲ့တာအဲ့ဒီတော့ဒါမှလည်းကျုပ်တို့ပညာသာမတတ်တဲ့ကျွန်တော်စိတ်ထဲမှာဟီးရိုးကဘူးလဲဆိုဗမာတက်မတော်ကရဲဘော်ဖက်စစ်တော်လိုင်းကြီးကပြန်လာတော့အဲ့ဒီတက်မတော်ရဲဘော်တွေကတိတ်ကြည့်ညိုတယ်ကျွန်တော်ကသူတို့ကလည်းတကယ်ကိုဟိုမှာဖိုက်ကာသမားလည်းပါတယ်ဘုန်းကြီးလူတွေလည်းပါတယ်တွေ့ရလူပေါင်းစုံဒါမှတချောင်းလေးသောစိတ်ကတိုက်ပြီးလွတ်လာဒါဘာရဆိုတက်မတော်တွေဝင်လိုက်တယ်လာက9ကြက်ရတယ်ဖေးဝလေးအစိရတယ်အဲ့မှာ20လောက်ကပိုးထိုးလာထမင်းလုံးနဲ့ဖားတော့ပါအဲ့လိုကိုနေခဲ့ရတာဒါမှရဲဘော်စီတ
တိုင်းပြည်စီရဲဘော်အတွက်မဟုတ်အဲ့ဒီအတိုင်းကိုကျင့်ကြံတာတွေ့ရမှာတခါတည်းပြည်သူအကူကြီးပေးတာအမေဒီနေ့စစ်တယ်မဲ့အကုန်လုံးကူကြီးပြီးတော့လူတိုင်းကလည်းသူတို့ကိုချစ်တယ်လက်ဖက်ရည်ဆိုင်မှာထိုင်းနေလို့ပြီးတော့တစ်ဖက်ရည်တောက်နေချင်းဘယ်လူတစ်ဖက်ရည်ကိုပေးသွားမှမသိလိုက်တစ်ဖက်ရည်ကိုရှင်းပြီးသားဖြစ်ဘသူပေးသွားမှကိုမသိဒါတကယ်ဖြစ်ဖြစ်ဒီနော်ကျွန်တော်ပြောတာအဲ့ဒီတော့သိချစ်ဖို့ကောင်းတဲ့တတ်မှာအဲ့တော့ကျွန်တော်အဲ့ဒီအထောက်ထားလေးတွေနဲ့ကျွန်တော်ပြောတာပါသူကအဲ့ဒီတော့ကဆိုခဲ့တဲ့ဥစ္စာတွေခင်ဗျာတခုပဲစစ်ထွက်ခဏလေးဆိုတာလေးကိုကျွန်တော်ပြောလိုက်ဦးမယ်ခင်ဗျာစစ်ထွက်တော်မယ်လို့တဲ့ခါကျတော့ဘိုးเจ้าဆန်းကမင်းတို့တဲ့အနိကဆုံရန်သူကိုသွားတိုက်တယ်ဟုတ်လားမင်းတို့တဲ့အဲ့စစ်ထွက်မယ်စစ်မြေပြင်ကိုသွားတော့မင်းတို့တဲ့ဗာရီရမယ်ဆိုပင်မမယ်ဆင်းရဲမယ်ဒဏ်ရမယ်သိမယ်ဒါပဲငါလည်းမင်းတို့နဲ့လိုက်တယ်ဘလောက်ကောင်းလဲငါလည်းမင်းတို့နဲ့အတူတူလိုက်တယ်ကိုမလုံနိုင်ရင်ဘယ်တော့မှသူများမခိုင်းနဲ့အဲ့တော့ရဲဘော်တွေကအဲ့ဒီညစစ်ထွက်ခါနီးမှာဂျူဘလီဟောမှာတခါတည်းဗီတာစိမ့်မောင်နဲ့ရန်နိုင်သေးတို့အချီချဆိုတချင်းနည်းနည်းလေးကျွန်တော်သုံးပြရဲဘော်တွေဟာမျက်ရည်ကြတယ်နော်အဲ့ဒီတချင်းကိုကြားလိုက်ရဝင်းသားလုံးလက်ခုပ်တီးလို့ရိတ်ကြတယ်သွေးနေသာရင်ချွေးနေသာရင်စစ်တိုက်တဲ့နေရဝဲသက်စွန်ညာလေးတော့တယ်သနာလောက်ဆရာငယ်စားတောင်းရဝဲအစင်းလည်းခံရှာတဲ့ဇွတ်တတိကုန်းနဲ့ရဲ့ဗမာတမတော်ကြီးကိုသာဝင်နေစွန့်စားတဲ့သူတွေရဲ့ကျေးဇူးကိုမျှော်တွေးလို့ဗမာသွေးကိုနှမပေးခြင်းမှာတဲ့အဲ့တော့မှရန်သူတွေကိုအသေးနှမ်းနဲ့စေရနာရှိလုံးလိုပါကွယ်။အိုရန်သူတွေကိုအသေးနှမ်းနဲ့စေရနာရှိလုံးလိုပါကွယ်။ပူပြီးပြောဖို့ရဲ့ဟဲ့တို့ကြီးတော်ကြီးကိုဘာငါပေးမယ်။တိုင်းမျက်ရည်မကြတော့ဘူး။အဲ့ဒီတော့အဲ့ဒီလိုချစ်ခဲ့တော့ကျွန်တော်တို့ရဲ့စိတ်ထဲမှာဘယ်နဲ့လဲဆိုအဲ့ဒီလိုဖက်စစ်တော်လာရေးထဲမှာမပါလိုက်ရတဲ့ဥစ္စာစိတ်ထဲမှာယဉ်နစ်နေအဲ့ဒီလိုတေးကောင်းသိဖြစ်နေတယ်အရွယ်နဲ့တက်တယ်အဲ့ဒီတော့သိကိုတေးကောင်းဖြစ်နေတာဖြစ်နေတဲ့အချိန်မှာလက်နဲ့တွေကလည်းအပြည့်အကုန်လုံးကလည်းတော်လာမယ်အင်းလေးကိုဘယ်နေ့တဲရမလဲဘယ်နေ့တဲရမလဲအဲ့တော့ဘိုးရောက်ဆန်းကဒီအချိန်မှာလက်နဲ့ကင်မှုမလိုဘူးလို့သူကယူဆတယ်ဒါမှကျွန်တော်ပြည်သူရဲဘော်တပ်ဖွဲ့အဲ့ဒီပြည်သူရဲဘော်တပ်ဖွဲ့လည်းတစ်ခါအကုန်လုံးအစင်နေမယ်ဟုတ်တယ်အဲ့ဒီဖြစ်ကြီးရတော့လွန်စရာကြီးအဲ့လွတ်လိုက်ရတဲ့ကွယ်ဖြစ်ကြီးတပီလုံးကကွာပုံကြွားပြီးတော့ဖြစ်လာတော့ဘိုးကျောင်းဆန်းကအင်္ဂလန်သွားအရေးဆိုတယ်ရမလားမရဘူးလားမသိဘူးဟုတ်လားဒီကနေပြီးတော့ဘိုးကျောင်းဆန်းကလည်းမှားတယ်ဟုတ်လားဒေလီကနေပြီးတော့တော့မှပြန်ပြီးတော့မိန်ကုန်ပြောတဲ့စာပါတယ်အဲ့တော့ကျွန်တော်တို့တောက်ထားမှာဆိုဒေလီကနေပြီးတော့လှမ်းပြီးတော့မိန်ကုန်ပြောသေးတာပြီးတော့မှသူကဆက်ပြီးထွက်သွားတာကရာချိမှာဒီကနောက်ကအဖွဲ့နဲ့ပြန်ဆုပ်ပြီးတော့ထွက်ရတာထွက်တော့တပီလုံးကလည်းတောက်ထားပေါ့ဗျာအဲ့တော့ကလွတ်လပ်ဖို့ကြံစီရင်ကွဲအကြံမနီနဲ့လက်နဲ့စုရမည်အနုကိုသုံးရမည်ဥပဒေထုံးတဲ့အညီစီကံကြအာနာဖီသံတပိတ်မှောက်ရမည်အဲ့မှာတစ်ချက်နေတယ်ကျွန်တော်တို့အကုန်လုံးတက်ကြွစွာရှိခဲ့တာတပီလုံးကအဲ့ဒီလိုဖြစ်ပြီးတော့နေဦးမှာနောက်ဆုံးမိတ်ကြတော့တိုက်မယ်ချမယ်လူငယ်တွေစိတ်ဓာတ်များဟာဘိုးရုပ်ပေါ်မှာဒီအိမ်ရဲ့ချင်းကိုအိုးမဲသူလို့တိုက်ကြပြီရန်သူကိုသာအားပေးလို့တော့တချို့ကမကြီးအိုးအဲ့ဓာတွေလွတ်လိုက်ရတော့ကြံကြနှောင်နေသည်ဗမာမြေပုံကိုသွေးနဲ့ရေဖို့လိုပါပြီမတရားလဲတို့မခံယောက်ျားတပ်ဖွဲ့ရန်ကြီးအဲ့လိုဘိုးကြောင်ဆန်းကဟိုလို့အောင်မြင်မလားအောင်မြင်လို့ရှိရင်ဒီမှာညောင်ရီမှာပန်းထုတ်မယ်မအောင်မြင်တောင်ကြီးမှာရန်အိုးတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီလိုဖြစ်နေတော့မှနောက်ဆုံးမိတ်ကြတော့ဘိုးကြောင်ဆန်းကတနည်းကလုံးဝလွတ်လိုက်ရသည်စစ်တိုက်ကြမလို့တိုက်ယူကြမလို့လုံးဝလွတ်လိုက်ရသည်ပြီဆိုတဲ့ခါကျတော့ကျွန်တော်တို့ကဟာတနက်ကြီးကိုင်းပြီးတော့တရေကောင်းဖြစ်နေကျွန်တော်တို့ကောင်ကြဘာလို့လဲမောင်းမလဲတင်ထားပြီးသားဖြစ်အဲ့ဒီလိုဖြစ်နေတော့မှမတက်ရဘူးဆိုတော့ဒီချိန်မှတခါလေးဘာဖြစ်လာလဲဆိုတော့တိုက်မယူဘဲနဲ့လွတ်လိုက်ဆိုမရဘူးတိုက်ကြီးမှလွတ်လိုက်ဆိုရတယ်ရွှေရီစိမ်မဲ့ရမယ်ဒါဟာနေကျပရိယဘာညာနဲ့အဲ့ဒီလိုဖြစ်ကနေပြီးတော့တိုင်းပြည်လွတ်လိုက်ရုံနဲ့ပြည်စည်းမဲ့တို့လွတ်လိုက်ရေးမဟုတ်ဘူးဆိုရင်ကနေအဖွဲတွေကွဲလိုက်တာတခါတည်းကွန်မြူနစ်အဖြူကတော့ခိုးလိုက်အနီးကတော့ခိုးလိုက်အဲ့တော့နောက်ကကရင်ကလည်းရောအောင်ခတ်ပါသွားလိုက်ကချင်ကလည်းထွက်လာတယ်ဟိုတက်ကဝင်နေ first party တိုင်းရင်းတစ်ကတော့ခိုးသွားတယ်ယူစစ်ဖြစ်သွားတယ်ကူတဲ့ထိတိုင်းမပြီးတော့ဘာကြောင့်လဲဆိုကျွန်တော်တို့လွတ်လိုက်ရေးပညာမတတ်တဲ့လူငယ်တွေရဲ့လက်ထဲရောက်ခဲ့တဲ့လွတ်လိုက်ရေးကြီးဒါကြောင့်ကျွန်တော်ပြောနော်အဲ့တော့လွတ်လိုက်ရေးရတာလူငယ်တွေကပညာမတတ်ဘူးဟုတ်တယ်ကျွန်တော်တို့မတတ်ခဲ့ဘူးကျွန်တော်နောက်မှကြောင်ကရမ်းနဲ့ကျွန်တော်ခမဟိုကတော့တဲထောင်ဖောက်ခဲ့စဉ်ကဆိုပြီးပါလိမ့်မယ်အဲ့ဒီမှာကျွန်တော်ထောင်ထဲရောက်တော့မှကျွန်တော်ပညာသင်ရတာ
ကံကောင်းလို့ထောင်ကြသွားတာကျွန်တော်အဲ့ဒါလည်းတကယ်ပြောတာနော်ပေါင်ရဲလို့ပြောမယ်နော်နေရာတကာထဲမှာကံဆိုးလို့ကြီးမထင်နဲ့တခါလေကိုကမြင်နိုင်တာမဟုတ်ဘူးနည်းနည်းလေးကြားဖောက်ပြောလိုက်တော့ဟိုတခါတော့ကလေတိုင်းပုံမလေးပဲတခါတော့ကဒီကိုကိုကြီးတယောက်ရှိတော့သူကမြင်းမွေးတာမြင်းမွေးတဲ့အခါကျတော့ဒီနေ့တော့သူ့မှာလည်းသားလေးတယောက်လည်းရှိတယ်မြင်းမွေးတော့မြင်းတကောင်ကပျောက်သွားမြင်းလေးကကြောက်မှချက်တကောင်ပျောက်သွားတဲ့ခါကျဟာအဖိုးကြီးမှမြင်းပျောက်တယ်ကန်ဆိုးလိုက်တာသူခင်ဗျတနာပါတယ်ကန်ဆိုးတယ်ဆိုဖိုးကြီးခင်ဗျကန်ဆိုးတယ်ဗျာစိတ်မကောင်းဟဲ့ဟုတ်ဘာဖြစ်လို့ခင်ဗျကန်ဆိုးတယ်ခင်ဗျမြင်းတကောင်ပျောက်သွားတယ်ဆိုမြင်းပျောက်တာဟုတ်ပါတယ်ဘာဖြစ်လို့ဟုတ်လေကန်ဆိုးတာမြင်းပျောက်တာကန်ဆိုးလို့ခင်ဗျဘာကြောက်ပြောနိုင်လို့ဆိုဘွားစာကြီးသူဘူးမှမပြောတော့နောက်တဲ့၄၅၆ရက်လောက်ရှိတဲ့ခါကျမြင်းဆိုတာအပေါ်ကင်းတတ်တဲ့သတ္တဝါဆိုပြန်လာတော့မြင်းတဲ့ကောင်မှပါလာနှစ်ကောင်ဖြစ်တယ်နောက်ထပ်တိုးတော့ဟာဖိုးကြီးနဲ့ကန်ကောင်းရခင်ဗျဘာဖြစ်လို့ဟာခင်ဗျမြင်းတကောင်တော့တိုးလာတယ်ဆိုကန်ကောင်းလို့ပေါ့အေးမြင်းတကောင်တိုးတာနဲ့ခင်ဗျကန်ကောင်းတယ်လို့ဘာကြောက်ပြောနိုင်လဲဆိုမပြောတော့နောက်ကျအဲ့ပေါ်လာပါလာတဲ့မြင်းရိုင်းကိုတခါကောင်လေးတယောက်ကသူ့သားလေးကဒီကောင်လေးကတက်ပြီးတော့ဖွာပြီးပြီးတော့စီကောင်းကျင်တာကောင်လေးကလိမ့်ကြတာခြေတော့ဟာသားလေးတယောက်ပြအပူကြီးကန်ဆိုးကြတယ်ဒီဘောလို့တော့ခင်ဗျကန်ဆိုတာခင်ဗျသားချီကျိုးဆိုတာအေးချီကျိုးတာနဲ့ခင်ဗျကန်ဆိုတာဘယ်လိုပြောလိုက်တော့အဲ့ဒါနဲ့နောက်ကျတော့အဲ့တော့ကတရုတ်ပြည်မှာဒီစစ်ပရိသေတိအုပ်စိုးတဲ့ခေတ်ဆိုဟိုဘက်နေဒီဘက်နဲ့စစ်ဖြစ်တော့ခါရဘက်နဲ့ဆိုတိုင်းပြည်ထဲမှာရှိတဲ့ရဲအောင်သားမှာရှိတဲ့လူငယ်ဦးများအကုန်မလိုက်မနေရဆိုခေါ်တဲ့အကုန်ပါပါတယ်တခါတည်းအဲ့ဒီကောင်လေးကခြေတော်လေးဆက်တော့ဘာလို့ပဲနေဖြစ်လို့ကြားနေဟာအဖိုးကြီးကန်ကောင်းလိုက်တာဆိုတာအဲ့တော့ကျွန်တော်ပြောနေတာကန်ကောင်းတဲ့ကန်ဆိုတဲ့ဆိုတာပြောလို့ရတာမဟုတ်ဘူးနားထောင်တော့ပြောရင်ကနေရီးမွဲကနေတော့ပြောသွားကြတယ်အဲ့ကျွန်တော်အဲ့ထောင်ထဲရောက်သွားလို့ကျွန်တော်အဲ့မှာအင်္ဂလိပ်စာသင်တယ်အဲ့ဒါကျွန်တော်သင်တန်းအောင်ပြီးတော့ကိုတက်လို့ပါညာဆိုတော့တောက်ပြီးတောက်လိုက်တော့ဖြစ်လာပြန်ဟုတ်လားကျွန်တော်ပြောမယ်နော်အဲ့ဒီထောင်ကြတဲ့ဥစ္စာတာမန်အဖြစ်တွေ့ကြဘေးတွေတွေ့ကြည့်လို့ရှိရင်ဇာတာနေလို့ပြောမှာဒါမှဘလောက်ပဲဇာတာနေနေအဲ့ဒီအခွင့်အရေးကိုဖန်ဆုပ်တိုက်လို့ရှိရင်ခမရအတွက်အကျိုးရှိဖို့အမြဲတမ်းအသင့်သာစောင့်လောကကြီးမှာအသင့်သာဖြစ်နေပါစေအဲ့ဒါအဲ့ဒီလူဟာဘဝကြီးပွားတာပဲသွားပြီဆိုနေသွားရပြီးတော့ငါတော့ကန်ဆိုးတာပဲလို့အောင်အဲ့ဒီကောင်လေထိုးသွားပြီဆိုအောင်ပြီတော့အဲ့ဒီဥစ္စာရင်ကိုဆန်ရတယ်လောကကြီးမှာရှုံးလို့ထွက်ပြေးတစ်သက်လုံးပြေးတော့တစ်သက်လုံးပြေးပြီးတော့ဘယ်တော့မှမရတော့အောင်မြင်မှုဘယ်တော့မှမရထွက်ပြေးတဲ့ကောင်ဘယ်တော့မှနိုင်ရုံမရှိဘူးရင်ဆိုင်တဲ့ကောင်ပဲနိုင်တာနော်အဲကြောင့်ကျွန်တော်လူငယ်တွေအဲ့လိုအခွင့်အရေးမျိုးတွေပဲဂျုံတဲ့အခါအဲ့လိုဒုက္ခရောက်တဲ့အခါသိမရဖို့ကျွန်တော်သိတယ်ဒီမယ်နော်လို့မင်းတို့လောကကြီးမှာတတ္တိမရှိတဲ့ကောင်ဘယ်တော့မှမအောင်မြင်ဘူးလို့လောကကြီးဒီလိုကတတ္တိရှိတဲ့ကောင်တွေဖန်တီးထားတဲ့လောကကြီးရတယ်ဟုတ်လားတတ္တိမရှိတဲ့ကောင်ကိုရုပ်ရှင်ဘိုက်စကုံထဲတောင်ဩဘာမတီးဘူးဩဘာမပေးဘူးရုပ်ရှင်ထဲမှာတော့လက်ခုပ်တီးတာမသိဘူးတော့တတ္တိကောင်းပြီးတော့တကယ်ရင်ဆိုင်တဲ့ကောင်ကိုလက်ခုပ်တီးတာအဲ့ဒါဒီလောကကြီးမှာအဲ့မာလာပြောလာတာပဲမာတဲ့ကောင်ရှိတယ်ခဲ့ပြောတဲ့ကောင်နောက်ဆုံးဘာမှမတန်ဒီသစ္စာပေါ်မှာတန်ညွန်တစ်ချောင်းကိုဓာကြီးဆိုကြိုက်ပြလိုက်တဲ့ဥစ္စာတန်ညွန်ဝင်းသွားတော့ပေါ့သစ္စာကပြောတော့တန်ညွန်အတွက်နေရာဖယ်ပေးလိုက်ရတာပေါ့အဲ့ဒီတန်ညွန်ကိုပဲကြောက်တုံးပေါ်သွားရေးပဲဓာကြီးဆိုကိုယ်ထွက်သွားတာပေါ့ကြောက်တုံးက sorry သူကပိုးမာအဲ့တော့ကောင်းပြီခဏကလွတ်လိုက်ရေးပါဟုတ်လားပညာမတက်ဖဲနဲ့လူတွေရောက်တယ်လူငယ်တွေကပညာမတက်ခဲ့ဘူးလို့ပြောခဲ့တယ်ကောင်းပြီလူကြီးတွေကဘယ်လောက်ပညာတက်တုံးတွေ့ကြအောင်အဲဝင်းကြီးတွေကိုပြောမှနော်သူကသူပြောတဲ့ဥစ္စာအဲ့ဒီဝင်းကြီးတွေထဲမှာတော့မှတော်တဲ့လူတွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့တိုက်ပြည်မှာလွတ်လပ်ရေးရအောင်လုပ်တတ်တယ်တိုက်တတ်တယ်တော်လှန်တတ်တယ်အကုန်လုံးလုပ်တတ်တယ်မအုပ်ချုပ်တတ်ဟုတ်လားဒီကျွန်တော်တို့လားတိုင်းပြည်ရဲ့အုပ်ချုပ်ရေးတိဆောက်မှုမလုပ်တတ်တော်တော်ကြည်ဝဲပြန်တော့ကျွန်တော်ဝင်းကြီးသခင်ချင်းမောင်ဆိုကြောက်ပါလိမ့်အဲ့ဒီဝင်းကြီးသခင်ချင်းမောင်ပြုတ်ပြီးလို့တော်ကြားတဲ့ခါကျနှစ်ပေါင်းတော်ကြားတော့ကျွန်တော်ကတက္ကသိုလ်မှာအဲ့ဆရာဖြစ်နေအဲ့မှာသူနဲ့တွေ့တော့ခင်းမြင်သွားကြတယ်ဒီနေ့ကျွန်တော်နဲ့တော်လေးရင်းနှီးပါဝင်းကြီးကဝင်းကြီးမဟုတ်တော့ပါဘူးအဲ့ဝင်းကြီးတွေပြုတ်သွားပြီဆိုကျွန်တော်နဲ့ရင်းနှီးလေးရှိတယ်နော်မပြုတ်သေးခင်တော့ကျွန်တော်အနာတော့မကတ်နိုင်ဘူးနော်သူကဒီနေ့မှဘာပြောလို့ဆိုသူကစကားပြောရင်ညောင်းနာနဲ့ပဲအတန်ပြသူအောင်သိရင်နဲ့ကျုပ်ကအဲ့တုန်းကလည်းဝင်ကြီးတာဖြစ်လာအာမလုတ်တတ်တဲ့အကောင်တွေမဟုတ်ဘူးနိုင်ငံရေးသာလုတ်တတ်တာဘူးဝင်ကြီးပြက်လုတ်ဆန်းဆိုဝင်ကြီးဆိုတာကြီးလေရတယ်ကောင်းကောင်းကနားလေတာမဟုတ်ဘူးအဲ့ဒါနဲ့သူတို့အဲ့ဒီမှာတိုင်းပြည်လည်းပိုက်ဆံကလည်းသိပ်ပေါ်တယ်ဗျာတဲ့ဟုတ်အဲ့ဒီကသိပ်ပေါ်ခဲ့တာနော်ကိုရီးယားစစ်ပွဲဖြစ်တယ်တော့ဆန်သေးတွေပါသိပ်ကောင်းတယ်ဗမာပြည်ကစီးပွားရေးကသိပ်ချမ်းသာခဲ့ဘူးလေနော်ဒီ FE လို့ခေါ်တဲ့ဟိုနိုင်ငံခြားသုံးငွေတကယ်ကိုချမ်းသာခဲ့တာခင်ဗျကိုယ်ပိုင်ကဘယ်ပစ္စည်းပါရင်နိုင်ငံကြောင့်အချိန်ကြီးခင်ဗျဗမာငွေနဲ့မှာလို့ရတယ်သူလျှောက်လိုက်မလျှောက်လိုက်အော်ဒါဘယ်တော့မှကန်းငွေနေလိမ့်မရှိဘူးပြောဘာညာလို့ဘာမှမှားကြတယ်မှာဘာပစ္စည်းမဆိုမှာလို့ရတယ်အဲ့လောက်ချမ်းသာခဲ့တာချမ်းသာခဲ့တော့
ဘောဘဲမောကဘာဘာမှာထားတာအဲ့ဒါနဲ့ပြန်တယ်တနည်းတော့ကျုံးကကျွတ်တို့ဝင်းကြီးတွေတို့ကောင်းနေနိုင်ငံညာလည်းမရောက်သေးဘူးသွားကြအောင်ကျွတ်တို့ဝင်းကြီးဖွဲ့စုပြီးသွားကြသွားတော့အဲ့ဒါနဲ့စိတ်စားလည်းရောက်တော့အဲ့မှာကဘာဘာဥက္ကဋ္ဌကြီးအဲ့ဒီရောက်နေရှမ်းမင်းကြီးရောက်တော့ကျွန်တော်တို့ထမင်းဖိတ်ကြည့်တယ်ထမင်းဖိတ်ကြည့်တဲ့ခါကျထမင်းဘွက်မှာသွားပါတော့ကျွတ်တို့ဗမာပြည်မြေပုံကိုသူကကြည့်ပြီးပြောတာမင်းတို့တိုင်းပြည်ကိုလည်းငါကြည့်လိုက်တော့မြေပုံထဲမှာလည်းသေးသေးလေးအဲ့ဒါလေးလည်းမင်းတို့ဒီမှာပိုက်ဆံနေတဲ့အထားတယ်မနေဘူးသိအပ်ထားတယ်မောတယ်အဲ့ဒါနဲ့အများကြီးတယ်လို့ဟုတ်တယ်အများကြီးတယ်အဲ့တော့မှသူကပြောဟေးမင်းတို့ပိုက်ဆံကအဲ့လိုလုပ်ဖို့မဟုတ်ဘူး300အဲ့ဒါကိုယူပြီးတော့မင်းတို့တိုင်းပြည်တိုးတက်အောင်စီမံကိန်းကြီးတွေပဲကြီးဆွဲပါလားဆိုကိုအောင်သိအဲ့တော့မှကျုပ်ကပိုက်ဆံဆိုတော့300မှာပါလားလို့သိတယ်ဗျာတကယ်ပြောတာတော့သူကိုယ်တိုင်ပြောတာကျွန်တော်ဒီလိမ့်ပြောတာမဟုတ်ဘူးဒီဒါဝတ္ထုမဟုတ်ဘူးတကယ်ဖြစ်ဖြစ်အဲ့ဒီတော့မှကျုပ်တို့ကဟာစီမံကိန်းချမှာအဲ့ဒီတော့မှပြည်တော်သားစီမံကိန်းကြီးပေါ်တာဟောအဲ့ဒီပြည်တော်သားစီမံကိန်းကြီးကတကယ်အောင်မြင်လို့ရှိရင်သိကောင်းတဲ့စီမံကိန်းဒါမဲ့ကျွန်တော်တို့ကသဘောထားလည်းသေးသေးတယ်ပညာလည်းမတတ်ဘူးဖတ်ကပလာကြီးနဲ့ချမ်းကွဲပေါ့အဲ့ဒီမှာလည်းစီမံကိန်းကြီးပြတ်သွားတော့အဲ့ဒီကနေကိစ္စအနေစားတော့လည်းကိစ္စချောတော့တိုက်ပြည်လည်းမတက်လိုက်ရတော့တက်တော့မလို့ဆိုရင်ဆန့်ငယ်လို့ပြန်နေတာဒါအဲ့ဒါနဲ့ပြီးတော့သူကဆက်ပြောတယ်အဲ့ဒါနဲ့ဒီနေ့ကျတော့အဲ့အစ္စရေးဝန်ကြီးချုပ်ဘန်ဂူရီယန်ကဗမာပြည်လာတယ်လာတော့ကျတော့ဘန်ဂူရီယန်ကလည်းဟယ်လီကော်ပတာနဲ့လဲပြီးတော့ပကံဖျားတွေပဲပြပြီးတဲ့ခါကျပကံဖျားတွေပဲခုတော့ပြပြီးတဲ့ခါကျတော့သူကလည်းဒီပကံမဲပြတယ်ကြောက်ဘာမှလည်းပြပြတယ်သူတို့ကလူလာဧည့်သည်လာပကံမဲခေါ်ပြတယ်ကိုကဘာလို့ဆိုကိုခိကဘာမှအသုံးကြတဲ့ခိပဲလှမ်းပြောရဟုတ်လားဒါကျွန်တော်တို့ကဒါကြောင့်မလို့ဒိုဘိုးကအမွေသိမိုးချီမြန်နိုးပြီဆိုတာအဲ့ဒါဒိုဘိုးကအမွေပဲချစ်လို့ရတယ်ကိုယ့်လက်ထက်ကဘာမှမလုပ်နိုင်အဲ့လိုဖြစ်နေအဲ့တော့အဲ့ဒီမှာသွားပြီးပြပြီးတဲ့ခါကျဟယ်လီကော်ပတာနဲ့လှည့်ပြီးတော့သူကပုပ်ပါတောင်ကိုစိတ်ညွန့်နေပုပ်ပါတောင်ညဘယ်တော့ချစ်စရာကောင်းကြရှုခင်းနေပြတဲ့ခါကျမှအောက်မှာစမ်းရည်တွေပဲစီးနေမှာဟိုချောင်းတွေပဲစီးနေဟာဘယ်လိုလဲဟယ်လီကော်ပတာနဲ့အော်ဆန်ဟာမင်းတို့ဒီမဲ့ရေစီးလို့ပါလားဟုတ်တယ်စီးလို့အဲ့ရေဘယ်ရောက်သွားစီးသွားအဲ့တော့သိသွားတယ်ဆိုဘန်ဂူရီယန်ကရင်မိုက်တီးပြီးအားဟောတာဟာတို့ဒီမှာအဲ့လောက်ရေရှိရင်တမျိုးဖြစ်သွားမယ်ဆိုတယ်သူတို့ကသဲခန္ဓာတိုင်းပြည်တခါတော့ဒီအောက်မှာပလတ်စတစ်ခန်းပြီးတော့မှအဲ့ဒီပေါ်မှာမြေသားထုတ်ပြီးတော့စိုက်နေတဲ့တိုင်းပြည်ကန်ကြီးသားဒီပြင်းနီးနဲ့စိုက်မြရတဲ့ခါကျရတဲ့နီးနဲ့လုံမယ်ဆိုအိုးတဲ့ဘာနဲ့ထည့်ပြီးတော့မြေသားနဲ့လုံလို့ရတဲ့ဒီသစ်ခွာပန်းတွေဘာတွေညာတွေကိုမျိုးဆက်လိုက်တဲ့ဥစ္စာဒီဘာဖြစ်သွားလဲကဘာမှာနိုင်ငံခြားကိုသစ်ခွာပန်းပို့ပြီးတော့သစ်ပန်းပို့ပြီးတော့ဝင်ငွေအများဆုံးတိုင်းပြည်ဖြစ်သွားတယ်အဲ့ဒီဝင်ငွေကကိုမနေဘူးကြာတို့စီမှာဘာလို့ဆိုပညာရှိတာကျတို့ကဒီမဲ့ဘာမှမရှိတဲ့တော့ဘာမှပြောမနေနဲ့အဲ့တော့ကျွန်တော်ဒါကြောင့်မလို့တခါကြစိတ်ထဲမကောင်းလို့တော့ပြောတာပါကျွန်တော်ဟိုသင်္ကန်းကျောင်းဟောပြောပွဲမှာကျုပ်ကတခါပြောခဲ့တယ်အဲ့တော့သင်္ကန်းကျောင်းမှာရေခဲတစ်ပေါင်လောက်လို့ဆိုအငါးမှုသုံးမဒီဒီလိုရှိမှဟုတ်တာထားပါတော့ခင်ဗျားတို့ကရေခဲတစ်ပေါင်ပါညာနေပဲကျုပ်ကတန်တဲ့စကားပြောမှာရေခဲကိုရေခဲတစ်တန်းကိုတမတ်အခုစာရေးပေးလိုက်မယ်သွားယူကြည့်ဟောဒီမှာယခုသာပါသူအားရေခဲဆက်တံပေးလိုက်ပါကြက်တင်ဝင်တစ်ချက်ခွဲရရှိကြည့်အောင်သိမရလို့ရှိရင်ပါပိတ်ရဲ့ဘယ်သွားကြမလဲဆိုတော့မျက်ဝေရိုးစုံရေခဲတရံကိုတမတ်နဲ့မျက်ဝေစုံသွားယူပေါ့အဲ့တော့ဒီဟာကိုဘယ်သူယူမလဲအယူမှမဟုတ်ဘူးနဲ့မျက်ဝေရိုးစုံကရေခဲဘယ်သူယူမလဲအဲ့တော့မျက်ဝေရိုးစုံကရေခဲစီကျွန်တော်တို့ကဘာမှတန်ဖိုးမရှိသလိုဖင်ခုထိုင်တဲ့ရေနံကလည်းမတူတိုင်းဘာမှအဓိပ္ပာယ်မရှိဘူးအဲ့ဒီကျွန်တော်တို့အဲတရားစားတာနဲ့အောမနေတယ်မလုတ်တိုင်ဘာမှအဓိပ္ပာယ်မရှိအဲ့ဒီဥစ္စာနော်ကျွန်တော်မဲလားဒီအဲ့တော့တရားစားတာရှိတယ်ဆိုလိုက်တဲ့ဥစ္စာတခါလေးကျမလုတ်တတ်လို့ရှိရင်အဲ့ဒါအော်နာကကျွန်တော်စိတ်မကောင်းဘူးဆိုတော့အဲ့ဒီဖို့ကောင်းတဲ့ကတော့သူတို့စီမှာဘာမှမရှိတဲ့တဲ့သိခွာကောင်ချပွဲကဲသဲကနာကိုပန်းပွင့်အောင်လုပ်တယ်အဲ့ဒီဥစ္စာပြောလိုက်အောင်မယ်ဒါနဲ့ပဲဗျာအဲ့သခင်ချင်းမောင်ဆိုကျုပ်တို့ကအဲ့ဒါအစ္စလာမ်5ပါရဂူရီပေါ့ဗျာဟို5 expert ဆိုတာပါမြေကစိုက်နေတူမြေစမ်းတဲ့ပါတယ်ဒီဩဇာပါတယ်ဆိုတော့သူတို့နှစ်ယောက်ကိုငှားဘာကြောင့်လဲဆိုတော့ဘတ်ထုမှာတက်မြို့ကြီးဖွင့်လိုက်တော့အဲ့ဒီဘတ်ထုမှာစိုးပြေးသားအောင်အပင်နေစိုက်မယ်ဘယ်လိုပင်မျိုးစိုက်မယ်ဆိုတော့အဲ့ဒီမှာ soil test လုပ်လို့တဲ့ expert နှစ်ယောက်ကိုငှားလိုက်တဲ့ခါကျတော့တယောက်ကိုဒေါ်လာဘယ်လောက်မှတော်တော်ပေးရတယ်ဒေါ်လာဘယ်လောက်နဲ့နှစ်နှစ်စာချုပ်ငှားဟိုကောင်နေအဲ့မှာသွားနေ6လလဲရှိရောဟိုကောင်နဲ့သူတို့ပြန်တော့မယ်ဟာမင်းတို့စာချုပ်မရှိသေးဘူးဒီမဲ့စာချုပ်မှာဒီလိုဆိုတာဘာလို့ပြန်မှာလဲမပြန်ဘူးဘာကြောင့်ဟာပြန်တော့မယ်တဲ့ဟာမပြန်ဘူးမင်းတို့စာချုပ်မရှိသေးဘူးဘာလို့ပြန်မှာလဲမဟုတ်ဘူးတဲ့တို့6လနေပြီရဲ့မင်းတို့လည်းပိုက်ဆံကိုနဲ့တို့လည်းလကားပဲတဲ့
ဘာဖြစ်လို့လဲကဗျာဒီမဲ့စိုက်သမျှအပင်အကုန်ထပေါက်တာငါဘာစမ်းပေးနေအဲ့တော့ကျုပ်တို့ကကိုယ့်အမိကိုတောင်မှသူများစမ်းပေးမှသိတယ်ကောင်းနေဗျာဟာသူပြောပါခင်ဗျာအဲ့တော့ကျွန်တော်တို့ကအဲ့လိုဘာစိုက်ပေါက်တဲ့အကောင်ဒီမှာကြည်စမ်းသဲကန္နာပန်းထပွင့်နေကျုပ်တို့ဒီမှာမလုပ်နိုင်ဘူးကဲရှိပြီးသားသစ်ပင်တောင်မျိုးတုံသွားတယ်ဗျာလောက်တော်ခင်ဗျာရှိပြီးသားသစ်တွေခိုးရောက်ခုတ်ပြီးရောက်လိုက်တာချင်းတွင်းညာဟိုးညာခုတ်ရောက်လိုက်တဲ့စားတခါတော့မိုးကိုခေါင်းလိုက်သစ်တွေဈေးကောင်းတယ်ဆိုချမဟုတ်ဒီကူးခေပြောတာမဟုတ်ဘူးကျပြောတာဟိုအရင်ရှေ့ခေတုန်းကပြောတာဗမာပြည်အထက်မှာပြည်ခင်ဗျာကျွန်တော်ပြောမယ်ကျွန်းဖြစ်တဲ့ထက်တည်းမှာအဲ့ဒီဟာဒစိတ်တိုင်းပါတယ်လို့ဆိုတယ်နော်ကိုမြတ်သားတော်ဟိုတလုံးကအဲ့ဒါလေးကြောင့်ရေးလိုက်သေးတယ်အဲ့ဒါကြောင့်မလို့ဘာလို့ကျွန်းဖြစ်လဲဆိုတော့အထက်မှာမြတ်သားရေးစားသိရှာပါဒါကြောင့်မလို့ကြီးကချင်းကြီးရဲ့မြေတစားတွေထဲမှာတွေ့ကြည့်သမှာတူငယ်လေးပြန်ဖတ်ကြည့်သမှာအထက်ညာမှာတဲ့ကျွေးဦးလဲတုံတမုံလဲကိုခံညုံလဲဖြူခရုလဲရှင်းတို့ဖြစ်ချင်းကြောက်ပါအောက်မှာသင်းငါသွားလို့ရတဲ့ကောင်ပြန်ရေးတယ်မြေတစားကျွေးဦးလဲတုံကန်ဆာမရှိဘူးပြောင်းရှိထားပါဦးပြောင်းဆိုတဲ့ဥစ္စာတော့မှကျန်းလာတယ်ဒါမှပြောင်းစားကြည့်တတ်တယ်ပြောင်းဆိုတဲ့ဥစ္စာခင်ဗျားတို့သိတဲ့အတိုင်းအစားချမ်းထဲမှာပါတယ်အရေးမကြီးဘူးစားတယ်ပြောင်းကျန်းတဲ့ဥစ္စာခင်ဗျားတို့ကြားဥပါလိမ့်မယ်ယူရန်ဘာတော့အဝေစိုးအထွက်ဆိုးစားပြောင်းဟာယူရန်ငယ်ဆိုပင်ကိုကနှွဲ့နှောင်းစားလိုက်ရင်အာကောင်ပဲ့ဖိချဲ့တယ်ပြောင်းတာငါပြောင်းမှာအဲ့ဒီပြောင်းတော့စားကြမရှိဘူးအဲ့ဒါကြောင့်မို့ကျွေးဦးကိုတူးစားနောက်ဆုံးကျကျွေးဦးလဲတုံတယ်သမုံလဲကုန်သမုံပူကြီးခံကြုံလဲဖြူတယ်ခရုလဲရှင်းတို့ဖြစ်ချင်းကြောင့်အဲ့လောက်ဖြစ်အောင်ငတ်ခဲ့တာဘာတော့အဲ့တော့အောက်ကြီးသွားတယ်အထက်မှာပြီးဒုက္ခရောက်တယ်အဲ့ဒါပါတယ်ထားလိုက်ပါတော့ကျွန်တော်ပြောနေတာကိုယ့်မြေကိုယ့်တရားစားတာကိုကောင်းမသုံးနိုင်လို့ရှိရင်အဲ့လိုဖြစ်တတ်တယ်ရှိပြီးသားဥစ္စာတော့ပြအောင်လုပ်တတ်တယ်ဒါဘာလို့ဆိုပညာမရှိလို့ပြောအဲ့တော့ပညာမရှိဒီတိုင်းဖြစ်မှာကြီးအဲ့တော့ခင်ချင်းမောင်ပြောတာရှိသေးတယ်နောက်တစ်ခုကသူကဟိုအဲ့တော့ဆောက်လို့စီမံကိန်းကြီးအခုဖားစပလာတိုက်ခန်းကြီးတွေပဲကြီးမင်းမနိုင်တိုက်ခန်းကြီးသူဆောက်ခဲ့သူစီမံကိန်းကြီးသူဝင်းကြီးဘွားမှာဆောက်ခဲ့တာအဲ့ဒီမှာသူကချမယ်ထောက်မယ်ဗမာပြည်ကိုအသိထီထောက်မှာအဆောက်လို့ချမယ်ဆိုတော့ဟောရကျုပ်ကတော့တွဲမယ်ဆိုတဲ့ခါဘတ်ဂျက်ကိုပေးစမ်းဆိုပိုက်ဆံကိုနင့်နေအောင်တောင်းထားချရတဲ့ခါကျတော့နှစ်တူဝဲကြိုးပြီးလေးဘုံတစ်ဘုံမကုန်သေးဘူးဟာသုံးဆောင်မောင်းနောက်ဆုံးမိတ်ကျတော့ဒီဘတ်ဂျက်အောက်တယ်ဆိုတာဗျာငွေတွေပိုးနေပြီဒီကမလုပ်တဲ့ချင်းပြအားရအဲ့တော့ကိုကအတိုင်းအတာမတောင်းတတ်တဲ့ဥစ္စာဘာလို့လဲဘတ်ဂျက်အောက်တယ်ဆိုနည်းနည်းညနာပွေရှက်ဆရာကောင်းတာပေါ့ဗျာအဲ့တော့သုံးစားဆိုချတာမကုန်ဘူးသုံးလို့ကုန်ဘူးနောက်ဆုံးမိတ်ကျနှစ်လဲကုန်ဘူးအဲ့မှာဘတ်ဂျက်ကပြန်ရောက်သွားရောက်တော့အဲ့တော့ကမ္ဘာစည်းငိုင်ကြီးတွေစည်းစီကြီးတွေလာပြီးတော့စစ်ရတယ်တဲ့သူပြောပြတာအဲ့တော့ဘတ်ဂျက်ကြီးကစီလို့မလို့လာပြီးစစ်တဲ့ခါကျပိုလူကစစ်တဲ့ခါကျနေဦးမင်းဘတ်ဂျက်ကငွေတွေသိပ်ပိုးနေဟုတ်တယ်ပိုးတယ်မင်းဘယ်လိုတောင်းလို့ဆိုကျွန်တော်ဒီလိုပဲဒီနေ့တော်တော်များများလုပ်မယ်ဆိုပိုးတောင်းလိုက်တယ်ဟာမဟုတ်ဘူးမင်းငါပြောမယ်လို့ပြောတယ်ဒီဥစ္စာကငါဘယ်လောက်သုံးနိုင်လဲမင်းရှိတဲ့လူအင်အားမင်းရှိတဲ့ပစ္စည်းအင်အားလုံနိုင်စွမ်းအားတဲ့ပို့ပြီးငွေသုံးလို့ရမလားလို့ပြောတယ်မင်းလူကတရားပဲရှိတယ်ဆိုအဲ့တရားပဲဒုက္ခပဲပေးနိုင်မှာပေါ့မင်းလူလည်းပိုးမရှိဘူးပစ္စည်းလည်းအများကြီးပိုးမရှိဘူးအဲ့ဒီလိုမရှိဘဲနဲ့မင်းဘယ်နဲ့လုပ်ပြီးတော့ပိုးတောင်းလို့ရမလဲလုံကစားနည်းနည်းပဲတိုးချင်နေမှာအများကြီးတိုးချင်ရင်လူရှိရမယ်ပြောပြီးတော့မစဉ်းစားကြည့်အဲ့တော့နောက်ကြရင်မင်းတောင်းရင်လို့ရှိရင်လွန်ခဲ့တဲ့3နှစ်ကသုံးခဲ့တဲ့ budget ကိုကြည့်ပြီးတော့မှအဲ့ဒါကိုပြန် average ပြန်ရှာပေါ့ရှားပြီးတော့မှအဲ့ဒီတဲ့ပြန်ယူပြီးတော့မှနည်းနည်းတော့ပို့ပြီးတောင်းလို့ရှင်တောင်းတယ်အဲ့ဒါမှမင်း budget ရမှာပေါ့နှုတ်ဝင်မြင်းနှစ်တိုင်း budget အောက်နေမှာပဲတကယ်ချင်းမောင်ကပြောလိုက်တဲ့မှတ်ချက်ကပြုတ်ရဲဤများတော့ဖွက်ပြီးတဲ့အဲ့ဒါဘုအောင်သိအဲ့ဒီတော့မှကျွတ်တော့လေဩ budget ဆိုတာသုံးနဲ့သားမယ်ဆိုတာသိတာဗျာကျွန်တော်ရည်ရတာဟာဒါတကယ်ဖြစ်တယ်ပေါ်သေးသေးမထင်နဲ့ဒါသမိုင်းကြောင်းကြီးမောင်ရင်တို့သမိုင်းကြောင်းကြီးကိုပြောနေရတာအဲ့တော့သခင်ချစ်မောင်အဲ့လိုဖြစ်ခဲ့တယ်ဆိုတော့ကျန်တဲ့လူတွေရောဘယ်လိုများနေမလဲဆိုတော့မှားနာကြည့်ပြီးတော့ဒါကြောင့်ကျုပ်ကပညာမတတ်တဲ့လူတွေရဲ့လက်ထက်ရောက်ခဲ့တဲ့ဗမာပြည်ကြီးလို့ကျုပ်ကပြောတာဟုတ်လားပညာကျွန်တော်ခင်ဗျားတို့ကဘာတော့မေးသချင်းရှိပါမေးသချင်းကမေးသချင်းမဟုတ်ဘူးခင်ဗျားရန်သူမီးကိုတကယ်ပဲသတိပြုတာမူလာတော့ကသချင်းကတမျိုးအဲ့ဒါကိုသမြောင်ကတ်ထားတာဗမာပြည်ကြီးမှာအစေတန်းနူးလို့ညဉ့်ညမ်းမှုတွေဖြစ်ပေါ်နေတာဟာသေချာသွားဆန်းစစ်လိုက်ရင်ပညာရှိကနေလို့သာပါတီတွေကွဲပြအလွယ်လွယ်မှဖြစ်ပေါ်နေတာဟာပညာမရှိလို့စိတ်နေမမြင်ညာတာဝမ်းနဲ့ယခုခေတ်ကြီးမှာတွေ့နေရတာကလေးသငယ်များမှာဗတ်စကားစပယ်ရသတင်းစာလျှောက်သီးသေးပြရေခဲကြောင့်နဲ့မြေပဲလော်ပါ
တကြောကြောအော်ကရောက်နေရရှာရသမျှအမြတ်ကလေးများနဲ့ရောင်ရဲတင်နေပျော်ရွှင်စွာပညာမရှိလို့ခုလိုဖြစ်ရတာမူလသရှင်ကအဲ့တော့နောက်ထပ်ပြီးတော့ပညာထပ်မဲ့လို့မောင်ရင်တို့ကပညာမသိရင်မှုဆိုရင်တော့ဖြစ်ရင်ကိုတို့တိုင်းပြည်သွားအောင်ပါပညာနဲ့ပဲလုပ်ပါတိုင်းပြည်ကိုမြင့်တင်သမှာပညာနဲ့မြင့်တင်သမှာကျန်တဲ့နည်းနဲ့သွားလုပ်နေမရဘူးအခုဥစ္စာဗမာပြည်ကလည်းကျွန်တော်ပြောရမယ်ဟုတ်တော့ကကျွန်တော်ကမာမတ်ဆိုတဲ့တွဲဘက်အထတာကျောင်းလေးကိုဟောပြောပေးသမှာဆိုတော့ကျောင်းသားမိဘဘာညာပေါ့အစီအစဉ်စာပေဟောပြောပေးသမှာကျွန်တော်တကူတော်ပေါ့ဖိတ်ကျွန်တော်သွားဟောရဟောခဲ့တော့ကျွန်တော်ပြောခဲ့တာလေခင်ဗျားတို့ကလည်းပြန်ပြောလိုက်မှာလူနာကြည့်ကြပါဒီမှာလို့ခင်ဗျားတို့ရွာကိုလာကြည့်တယ်ကျွန်တော်ရွာတရားကိုဝင်လိုက်လို့ရှိရင်ကျောင်းရှိသလားကြည့်တယ်ကျောင်းရှိတယ်ဆိုရင်ကျွန်တော်အဲ့ရွာအတွက်အနာကကောင်းတယ်လို့မှတ်တယ်ကောင်းပြီပြီးလို့ရှိရင်အဲ့ဒီကျောင်းအဝင်အချင်းဘယ်လောက်ကြီးလဲကြည့်လိုက်တယ်အဝင်ချင်းများများကြီးပေးပြီးတော့လှုပ်ထားလို့ရှိရင်ရကူးစိုက်တယ်ဆိုနောက်တစ်ဆင့်အားတက်ဆက်ကောင်းတယ်အဲ့ဒါပြီးလို့ရှိရင်ကျောင်းဝက်အတွင်းမှာတတ်တရဘယ်လောက်ရှိလဲတစ်ပင်ပန်းမဲ့စိုက်တာပြိုးတာဥယျာဉ်လေးတွေအသာခါလပါဘယ်လောက်လုပ်ကလေးဆိုတာကြည့်လိုက်ရင်ကျွန်တော်ဆရာဆရာမတွေကိုချီးကျူးတယ်ကျောင်းအတွက်အားတက်ဆက်အဲ့ဒီနောက်တစ်ချက်ကျုပ်အိမ်သားကိုလှမ်းကြည့်လိုက်ရပြီဆိုလို့ရှိရင်အဲ့ဒီရွာရဲ့ရည်ကြည်မှုအဆင့်ကိုကျုပ်တကယ်ဖြတ်နိုင်တယ်ကျွန်တော်အဲ့လိုပြောပြခဲ့ပြီးတော့ကျွန်တော်ပြောတာခင်ဗျားတို့ရွာကျုပ်ဝင်လာတယ်ဘာကြောင့်လဲဆိုတော့ခင်ဗျားတို့ကပိုက်ဆံနဲ့တက်နိုင်တဲ့လူကကိုသားကိုသမီးကိုမြို့ကိုလှုပ်ပြီးတော့ပညာသင်ခိုင်းတယ်ကိုထမင်းတစ်လုံးလျှော့စားတယ်နော်တချို့ကြတော့ပိုက်ဆံလည်းရှိပဲကိုယ်ပဲလက်ဖက်ရလည်းမရှိသို့မဟုတ်ချို့တဲ့လို့မို့လို့မြို့မပို့နိုင်တဲ့ခါကျဂိုင်းဘယ်နဲ့လုပ်လဲခလေးတွေဆယ်တန်းလေးတော့အောင်သိခြင်းနဲ့ပညာလေးတော့ခင်မြောင်တက်စေခြင်းနဲ့အဲ့တော့မလုပ်မလဲတို့တွဲဖက်ကြောင်လေးတော့အောင်ဆရာလေးတွေငှားအောင်ပိုက်ဆံစုကြပိုက်ဆံစုပြီးတော့ငှားတယ်ငှားပြီးတော့ပညာတတ်တဲ့ဘွဲရတဲ့ကလေးတွေကိုခေါ်ပြီးစာသင်ခိုင်းတယ်အဲ့ဒီတော့အဲ့ကလေးတွေကိုလို့တလ2000နဲ့စုပေးရတယ်နေစရာအိမ်ပေးရတယ်အစိုးရခန့်တဲ့ SAD ကတလမှာ1250လောက်ပဲသူတို့က2000ရတယ်ကြည်စားလို့ပိုက်ဆံပိုးပေးပြီးတော့ခေါ်ပြီးတော့ခဏလုပ်တယ်ကျုပ်သိဝင်လာတယ်ခမရတဲ့လောက်ကကျတို့ဗမာပြည်အစိုးရအစစ်စစ်လိမ်မာခဲ့လို့ရှိရင်ဘယ်တော့မှတက်ကြည့်ဒီလိုမဖြစ်ဘူးလို့ပြောခဲ့တဲ့ကြီးခင်ဗျကျွန်တော်ခုပြောခုရင်တာလေခုပြောခုဒေါသဖြစ်တယ်ဟောလို့ပို့ချစ်ပြီးပြီးရောဘာကြောင့်လဲတွေ့ပိုက်ဆံတလောက်ပေါ်ခဲ့တဲ့ဥစ္စာတော်တဲ့ကျောင်းသားတို့ယာထောင်းကြည့်ပြီးတော့ပြင်ရတော့လွတ်ပါလားကို့အငတ်ခံပြီးလွတ်လိုက်ပါလားကို့သားသမီးတို့ချစ်ရင်တိုက်ပြည်အနာဂတ်ကိုတကယ်ချစ်မလွတ်ဘူးအဲ့တော့တော်ကလူတွေလို့ဟုတ်လားကိုလျှော့စားပြီးတော့တခါတည်းနိုင်ငံညာကတော်ပြီကြော်ပြီမော်ပြီဆိုတဲ့ဆရာတွေကိုပါရဂူတွေကိုငှားလိုက်ပါလားကို့ပါမောက်က2000ရလို့ချင်းသူတို့1000ပေးရတော့ဘာဖြစ်လဲ10နှစ်ပေါ့ဒီမှာပညာတတ်တွေယာချီးပြီးကြိုင်းခဲ့တယ်လောက်သလားကောင်းကောင်းပြောလိုက်မယ်နော်နာမည်မပြောသေးနဲ့ဝင်းကြီးတယောက်ရဲ့လက်ထက်မှာဆိုလို့ရှိရင်ကျောင်းသားပညာတော်တွေနိုင်ငံညာပေးတာကိုကလို့တော့မှာအဲ့ဒီကျောင်းသားတို့ပညာတော်တွေတရားလောက်ကိုဟောဒီတိုင်းခောက်ထားကြလို့ဒီတိုင်းထိုင်နေမှာတွေ့ကဲရင်နာဖို့မကောင်းဘူးလားအဲ့ဒါသူတို့ပြောတာတက္ကသိုလ်ကဘာမောက္ခတယောက်ကြတဲ့ခါကျတော့ကိုကနေတောင်းတယ်ပညာတော်တွေတွတ်ဖို့ရှိပါလားမလုပ်လို့ပါကြီးပဲသူပင်စင်းသွားမှဆိုင်ချင်တော့အဲ့ဖိုင်ထဲမှာဒီတိုင်းကြည့်ကဲဥပေမောင်တင်ပြောတာမျိုးဟုတ်သေးရဲ့တော်သိပြဖို့ကောင်းတဲ့တယ်ဟုတ်တယ်ကိုတိုင်းကိုပြီမို့လို့သာနှစ်ပြီးချစ်နေရတာတခါတည်းကကိုတိုင်းကိုပြီကိုငယ်လေးဖျောင်းနဲ့ပေါက်ပြီးရှိတယ်ပြီးရောဒါမှဟုတ်လို့မချစ်လို့ကလည်းဖြစ်တာမဟုတ်လားကိုလို့တခါလေပေါ့ကိုပါကိုလည်းမကြိုက်ဘူးမကြိုက်မှမကြည့်ညိုးပဲလို့မှိတ်ပေါင်းနေတာဒီမြေကောက်ပေါင်းဆိုတော့ခွာလို့ရတယ်ကိုကြခွာလို့လည်းမရဒီတိုင်းမှိတ်ပေါင်းနေတာအဲ့ဒီပဲကိုတိုင်းကိုပြီကိုကဲဆိုချစ်တာကိုကျွန်တော်ကကိုကဲဆိုချစ်တော့မှိတ်ပေါင်းရပါဘယ်တက်နိုင်လဲဒါမှမဟုတ်တာလည်းဖြစ်နေဥစ္စာပြောမှာအထူးသဖြင့်ကလူငယ်တွေမင်းတို့လက်ထက်ကျအဲ့ဒါမျိုးမဖြစ်သေးနဲ့ဒါသူတို့သင်္ကန်းစာရွာမှာခုနကပြောတဲ့သင်္ကန်းစာတော့သင်္ကန်းစာဆိုအဲ့ဒီခုနကပြောကိုယ်တိုင်မှားမှသင်္ကန်းစာပြီးတဲ့ခါမျိုးဟိုလားကိုယ်တိုင်မှားတယ်ဆိုကိုယ်တိုင်မှားပါလေနဲ့တော့သင်္ကန်းစာမူတဲ့ဥစ္စာမျိုးဖြစ်မသူလို့ပြောတာကောင်းတော့ကောင်းတယ်ဘာကောင်းဆိုရှက်ဖို့ကောင်းတယ်ဆိုအဲ့ဒါမျိုးဟုတ်လားအဲ့တော့ဆက်ပြောလိုက်အောင်အဲ့တော့ဟောကျွန်တော်တို့ရှင်းကြည့်ဖို့ပြောမှာတိန်ကြီးချင်းနိုင်ငံမှာဒီစင်္ကာပူပေါ့စင်္ကာတော့သင်္ကဆိုချင်းသိသီဟပေါ့ပူရဆိုမျိုးချင်းသိဥကောင်းနဲ့တူတဲ့မျိုးစင်္ကာပူကဲတိုင်းပြည်ကဘယ်လောက်ရှိတော့ခင်ဗျာဒီမန္တလေးခရိုင်လောက်လည်းမရှိဘူးတိုင်းမန္တလေးခရိုင်လောက်ရှိတော့မဟုတ်အလုံးစုံခရိုင်ပေါ့တိုင်းပြောင်မရှိပါဘူးပေါက်စာလေးဘာပစ္စည်းမှမထွက်ဘာတရားဇာတာမှမထွက်ဘူး
ဘာမြေနံလည်းမထွက်ဘာမှမထွက်ဘူးအဲ့တော့သူတို့စဉ်းစားကြည့်တော့ဒိုတိုင်းမြန်မာဘာထွက်တော့ဆိုမှန်မှန်ကြီးထွက်တာလူပဲထွက်သူကအဲ့တော့လူပဲထွက်နေလို့ရှိဒါဖြင့်လူကိုအကောင်းစားလူဖြစ်အောင်လုပ်မယ်လူသားလည်းအရေးမြစ်ဆို human resources ပေါ့ကျွန်တော်တို့ natural resources မရှိဘူးအဲ့တော့ human resources လူတွေကိုအကောင်းစားလုပ်မှချတယ်ခေါင်းကကျော်ရင်မင်းပြောတဲ့တောင်ပါပြီ computerization လို့ပဲဆိုတာလွန်ခဲ့တဲ့15နှစ်ကတည်းကချတယ်သူကအရေးကြီးပညာရေးမှာနှုတ်နိုင်လို့ကနဲကိုနေခဲ့ရဲဆက်ဆက်တော့မှနေရာမျိုးပြန်လေးဆိုတော့ရဲဆက်ဆက်လို့ရမှာလူမထူထောင်မနဲ့ဒီပြဘာထူထောင်နေမှာလူကအရေးကြီးဆုံးပြောကြတယ်ဆိုလူသီတာပဓာနာဆိုပါဇက်ကသာဩနာအဲ့ဒီမှာလူဟုတ်လားလူအရေးမြင့်အဲ့တော့စင်ကာပူကလူအရေးမြင့်နဲ့ထူထောင်တယ်အခုသူတို့စီမံကိန်းရဲ့တဝက်ပဲရှိသေးတယ်ကျွန်တော်ဗမာပြည်ကစာပေါင်းများစွာကျော်သွားတယ်ကြောက်စရာတနေ့ကရိုးရကောင်မလေးကြောက်လာတွေ့ရပြီကိုမြတ်တန်းရဲ့သူကရိုးရမှာဒီရှိတယ်ပါတော့အင်ဒိုချိုင်းနာပေါ်လေးမှာရှိတဲ့နိုင်ငံတွေရဲ့ရည်ကျင်းမှုကလေးအဖွဲ့ပေါ့အဲ့ဒီကသူကဒီကောင်မလေးကရင်တော့ရုပ်ရှင်မင်းသမီးကြီးပေါ့ခုတော့လည်းကြီးသွားမင်းသမီးကြီးဖြစ်သွားတာပေါ့ခုတော့ဒါရီပါလုံနေတဲ့အခါကျသူကဘာပြောလဲဆိုတော့ဒီကိုရောက်တော့ကိုတဲ့မင်းဘယ်လိုနေတော့ဘာညာကျွန်တော်မေးကြတော့ရင်းနှီးလေးပါစကားပြောကြတာသူတို့အမေခေတ်ကိုပြန်ရောက်နေတယ်ပြောလိုက်တယ်စိတ်ထဲမှာဘယ်လိုအောင်းလိုက်ရမလားရီလိုက်ရမှာအောင်းရီလို့လဲမှာကျွန်တော်ဘယ်လိုဖြစ်သွားမှာ तू ကရိုးလေးပြောတာပါကျမတို့အမေခေတ်အတွင်းကဟာမျိုးလိုပဲတဲ့ကျွန်တော်တိုင်းပြည်သူပြောသွားတယ်ကဲဘာကြောင့်လဲဆိုတော့လူအရင်းမြစ်မှသိမှမသိပဲလူအရင်းမြစ်ကမှစိုက်ကြပါအဲ့တော့ကောင်းပြီခုအဲ့ဒီနေ့ကလည်းတိုင်းပြည်ဖြစ်တဲ့ဒီကနေ့ခဏခဏပြောပါတယ်ဒီတော့လူကဒီမှာဒီလိုဘာမှမလုပ်နိုင်ဘူးလို့အဲ့ဒီကဘုရားပြည့်တယ်လူမအောင်ဒါပေမဲ့သူလူကြီးပညာရေးသူကြီးကဘုရားတယ်နော်တစ်ချက်ဒုက္ခပြီးအဲဒီဒုက္ခပါလားနောက်တော့တိုင်းကတော့ဘုရားတန်ကြောက်တယ်မှာတန်ကြောင်းပြီးတယ်ဆိုတာသူဝိညာဉ်အဲဒီနိုင်ငံကိုအားနဲ့တကယ်ကြည့်အောင်လို့ဘုရားအဲ့ဒီကြောင့်ကြည့်ဖို့ဖြစ်တာဒီကျွန်တော်မှာတော့ဘိပေါ်တော့တိုင်းရုပ်ရည်နဲ့ဝိညာဉ်နဲ့ဆက်တာအဲ့ဒါကဒီညမောင်းတယ်ဘာအားရဒီချက်ဒီနာမအဲ့ဒါအဲ့ဒီအဖြစ်တော့ဒါလေးနဲ့ပတ်သက်တယ်ကြောက်နံပါတ်1ပြတဲ့အခါကျတော့တော့ခြေတော်ကြီးနေတယ်ဆိုတော့ကျန်တော့သူ့စိတ်ကြီးဒီညမောင်းနေတာကဒီညပိုင်းကြိတ်တယ်ပြန်နေရတာကိုကြိတ်တယ်အသေးလေးဦးရကိုထားကိုပြစ်တယ်ပြီးတော့သူကမောင်းတယ်ဆိုတာဖိုက်တာကြိုက်ရင်မောင်းတယ်အဲ့တော့သူဒီထုပြီးတော့ခါပြဘိုးတာသူစိတ်မမောင်းတော့နောက်ကျသူကျိုးစားပန်းစားလို့တော့ခြေထောက်နဲ့လမ်းလျှောက်နိုင်တော့မော်တော်ကားမောင်းတယ်လို့ရှိရင်လေမြန်မဟုတ်ဘာမှမခက်တော့ဘာလို့ဆိုခြေထောက်ကမော်တော်ကားအလုပ်များတယ်လေမြန်မှာခြေထောက်ကမော်တော်ကားတော့အလုပ်များဆိုတော့အဲ့မှာမော်တော်ကားမောင်းပြန်ရတဲ့ခါကျတော့သူကဒီပြန်ပြီးတော့တက်ထဲမှာပြန်ပြီးတော့အဲ့သူ့နေရာကိုသူပြန်ပေးဖို့လို့ခွင့်တောင်းတဲ့ခါကျတော့ဟိုကဒီသေးနဲ့ပြည့်တဲ့ခါကျခြေထောက်နှစ်ဖက်မှာပါတဲ့ကောင်အတုနဲ့ကောင်ကိုလေမြန်ထဲမှာခဏသင်းနဲ့မထည့်ဘူးဆိုတော့မရနိုင်တော့အဲ့ဒီမှာအိမ်ပြန်လာပြီချုံဝဲချပြီးမိုးတာသူ့ဇနီးကပြန်ရေးထားတယ်တနာဖို့ကောင်းတာသူ့စိတ်ထဲမှာသူ့ဇနီးကဘေးကနေသူ့ကိုကြည့်ပြီးတနာတော့မိုးရတာအဲ့ဒါနဲ့နေတော့ချင်းတစ်ချက်ပြတ်သွားပြန်သွားတာပြီးသွားပြီပေါ့ဒီကောင်နေတိတန်စိတ်ကြီးဖြစ်ပါလေရောလေဒုတိယကွာစိတ်ကြီးဖြစ်တော့အဲ့ဒီမှာကျတော့တခါတည်းတပြေးနဲ့တခါလေတန်းသူကလူတွေကလိုးလာတဲ့ခါကျအဲ့မှာ pilot ခုန pilot ဆိုလေ fighter မောင်းတဲ့ကောင်ကြီးပေါ့အဲ့ဒီလေကောင်လေသေးတွေလိုးလာတဲ့ခါကျချက်ချင်းတင်လို့ရတာမဟုတ်လာကွာဆိုလို့ဟောလှဲမောင်းတာမှမဟုတ်ဘူးနဲ့ဟုတ်လားချက်ချင်းတင်လို့ရတာဒါကြောင့်တယောက်ကိုအကြာကြီးမွေးယူတာသူကအဲ့တော့မှဒီကောင်ပဲမောင်းနိုင်မှာဆိုတော့သူကစမ်းကြည့်မယ်ဆိုတော့သူကကားကိုလှက်ပတ်ပြီးမောင်းတယ်အဲ့တော့ဟိုကွန်မန်ဒါလုပ်တဲ့ကောင်ကြည့်တယ်ဒီကောင်တော့ရမပုံလို့ရှိတယ်ပေါ့မင်းအဲ့ဒါနဲ့ကန်ကြံကွာဆိုတော့သူ့ကိုမောင်းဖို့လို့မပေးဘူးလေတက်တစ်ခုစကွတ်တန်ခေါ်တာပါသူမိထီလာလို့ပါလို့အဲ့မှာရှိတဲ့လေရင်စုလေးကိုအုပ်ချုပ်ဖို့ပေးလိုက်တဲ့ခါအဲ့ကောင်ကသွားတော့ဟိုတက်ကနေအသစ်ဖွဲ့တဲ့တက်ဆိုဟိုတက်ကပေးလိုက်ဒီတက်ကပေးလိုက်မိကျုံမောင်းပြတယ်သူကသူတို့မကြိုက်တဲ့ကောင်တွေပေးတယ်နမုံချန်တော့ပေါ့ဗျာဒါမကြိုက်တဲ့နွားရောင်းလိုက်ကိုတက်ကမကြိုက်တဲ့ကောင်ကိုပို့ရတာအဲ့ဒီပို့လိုက်တဲ့ခါကျရောက်လာဒီကောင်နဲ့လည်းအကုန်လုံးတောင်မကျိုးတဲ့ကောင်တွေကြီးပဲသူကကြည်စံတဲ့ဖီယိုဖေးအဲ့လိုနေတော့တနေ့ကျတော့ဒီကောင်တွေကိုဒီလိုအုပ်ချုပ်တော့ရမှာမဟုတ်ဘူးသူပြီးတော့အဲ့ဒီမှာလေမြန်တဲ့တင်းကိုထုတ်ခဲ့စမ်းဆိုထွက်တယ်ဟိုကလေမြန်ထုတ်လာလေမြန်ထုတ်တိုင်းတော့ဘေးကကောင်နဲ့ကြည်တယ်ရန်တဲ့ကောင်တွေကခြေတော့ပေါ်ပါတဲ့ကောင်ကတော့ဘာလို့မှမသိဘူးပေါ့သူကအဲ့လိုဘောလုံးများကန်းနေအောင်မလားမသိဘူးပေါ့အဲ့ဒါနဲ့ဒီကောင်အဲ့မှာလေမြန်ကတက်ပြီးတော့မှတခါဘောဆိုတာမောင်းပြီးအချိန်ယူတော့ဘောဆိုထုတ်တာတခါတော့လစ်ထုတ်တာထောက်တက်ချအဲ့တော့ဟိုကောင်နေနေတော့မဆိုးပေါ့အဲ့မှာကြည့်အဲ့မှာလူပင်းကောင်းပါပဲဒီလိုပက်လက်လာဝင်လာတွေပါဒီမှောက်ပြန်နေနောက်ပြီးတော့မှနောက်ဆုံးမိတ်တစ်ခုလုံးပြန်ဒီ low flight rolling ခေါ်တယ်အနေမှာပေါ့
လေးမြန်မို့ဝဲဥတဲ့လဲကောင်ချသိကြောက်ဖို့ကောင်းအဲ့ဒါဒိုင်းဆိုပြုတ်ကြပေးရတယ်သူကသေးချင်းသေးပြီးဆိုစွန့်ပြီးတော့ကိုချဒီကောင်မူကတော့ကျွမ်းကျင်တဲ့ကောင်အောင်မြင်တယ်အဲ့ဒီဟိုကောင်တဲ့တခါမနေနိုင်ဘူးလက်ခုပ်ကြည့်တာပြီးလက်ပြီးတော့ပြန်ပြီးဆင်းလာဟိုအဲ့မှာရပ်ပြီးတော့သူကခတ်တီထွက်လာတဲ့ခါကျသူကသိတယ်သူ့နောက်စီကနေတမ်းမြန်ရသူသိတယ်ဒီကောင်နဲ့ကျွန်တော်စောင့်ကြည့်နေလို့ဆိုသိတယ်အဲ့ဒါပြီးကြတော့မှနောက်အဲ့ဒီဒိုင်းနင်းဟောပေါ်တယ်သမင်းစားကန်သွားတော့သူအပေါက်ကနေစောင့်ဟိုကောင်နဲ့လာတယ်သွားပြန်သွားမယ်ဘုသောတိုင်ပေါ်ဒီလက်ကင်မပါဘဲနဲ့မလာခင်စိတ်ကံကိုချင်းချင်းကင်သွားတာနောက်ဆုံးပြကြဒီကောင်တွေသူ့လူသေးလာတာတက်ကြီးကိုနိုင်နေသွားကိုအုပ်ချုပ်သွားတာဖြစ်ပုံလို့ပြောအဲ့ဒီမှာတစ်ဖက်မှာကျတော့ဂျာမန်လေမြန်နဲ့ပြင်သစ်တိုက်ပြီးတော့အဲ့တော့ပြင်သစ်ကဂျာမန်အောက်မှာရှိတယ်အဲ့ဒီမှာသွားတိုက်တော့လေမြန်ချင်းကိုဆိုင်ပြီးတိုက်ပြီးတယ်ဆိုဒိုင်းဆိုရှိရဒက်စပိုလိုဟာမျိုးခြိုက်ဝင်လိုက်တာခြေတော့ကြီးညံ့တယ်သူကလေမြန်ကမီးတောင်နေအဲ့မှာခုံချလို့မရဘူးအောက်ကခြေတော့ကြဟိုမှာရှိရနဲ့ညံ့နေတော့မတတ်နိုင်တော့သူကထွက်လို့ရလည်းမရဒီတိုင်း ejector နဲ့ထုတ်မယ်နောက်ဆုံးမိကြတော့အဲ့သူ့ခြေတော့ကြီးအတူကိုဖြုတ်ပြီးဘုံတိုင်းကိုထုတ်တယ်လေကြာခြေတော့ကြီးနေချောင်းအတူကြီးရတော့ဟိုထဲကျန်နေကြတော့အဲ့ဒီမှာလည်းကလေကြီးနဲ့ကြာတော့ဒီကအောက်ကဂျာမန်စစ်ပလိတ်တွေတခါအကုန်လုံးမော်တော်ဆိုင်ကယ်နဲ့သူကြတဲ့နေရာလိုက်အနားကိုကြက်တယ်ဒီကောင်က3လေးသူကပဲသူ့ကိုသူပဲထိနေတယ်အောက်ပက်လက်လန်းကြတော့ကြိုက်တဲ့ခါကျကြီးလိုက်ကြည့်လို့ဟိုကခြေတော့နှချောင်းမပေါ့ဟာဒီကောင်ပဲနေပါလေအဲ့ဒါနဲ့ပွေ့ပြီးယူလာခဲ့တာဖမ်းလာတယ်အဲ့ဒါနဲ့နောက်သူ့ကိုထားတော့သူကပြန်ပြီးတောင်းတာပေါ့ဗျာခြေတော့ပေးပါဆိုပေးရတာပေါ့3မောင်းပြီးတော့အဲ့လျှောက်ကလေးနဲ့လမ်းလျှောက်ခြင်းတယ်ဥစ္စာအဲ့ဒီမှာခင်ဗျအဲ့ဒီအချုပ်ဆန်းကနေထွက်ပြေးတာ3 ခါတိကျတတိယခါမှာလွတ်တော့မလို့အဲ့ဒီမှာဒီကောင်တော့မဖြစ်တော့ဘူးဆိုတော့ဒီကောင်ခြေတော့မပါလို့သာဆိုတော့တော်တော်ခက်တဲ့ကောင်ဆိုအဲ့ဒီမှာရှိတဲ့ခြေအောင်ရဲတဲ့ကြီးတစ်ခုရဲ့အထက်ဆုံးခန်းထဲမှာဖမ်းချုပ်ထားတယ်စစ်ပြီးမှလူချင်းလဲကြတာဂိုင်းခြေတော့မပါတဲ့ကောင်မောင်ရင်တို့ဒီကလေးတွေနဲ့ဆိုင်မောင်တို့ဘလော့ကန်တော့နော်မင်းမမျက်စိမပါလို့ရှိရင်အလိုချင်ဆုံးဟာမျက်စိဖြစ်မှာမင်းမနားမကြားလို့ရှိရင်အလိုချင်ဆုံးဟာနားဖြစ်မှာပေါ့နော်မင်းမခြေတော်နဲ့ချောင်းမရှိတော့ဆိုအလိုချင်ဆုံးခြေတော်ဖြစ်မှာပေါ့အဲ့ဒါတွေအကုန်လုံးမင်းတို့စီမှာရှိအကုန်လုံးရှိဘုရားသခင်ကပြီးပါတယ်ပြီးရတဲ့နဲ့မလို့ရတော့ကြောက်ပေါ့ဒီလိုမှာသက်ကမဟာယံသာလို့တော့တော့လည်းအဲ့လိုတင်းရတာလောကကြီးမှာဒီမဲ့အောက်တန်းကြဖို့ကတော့မင်းအဋ္ဌာန်ချနေဖို့မလိုဘူးငါတနေ့အောက်တန်းကြရမယ်မလိုပါဘူးဒီတိုင်းကြတော့ပါအဲ့ဒါကြိတ်မောင်းနေဖို့မလိုဘူးကောင်းပြီအဲ့ဒါပြီးတဲ့နောက်မှာနောက်တစ်ခုဆက်ချင်တာကိုးစားနော်ပညာနော်ပညာပြီးရင်နောက်တစ်ခုဘာလို့သေးလဲဆိုတော့ပြောချင်လို့ကိုယ့်ခေတ်ကိုကောင်းကျင်နော်ကောင်းကျင်တဲ့လူတွေအတွက်ပြောတာနော်မကောင်းကျင်လည်းကိစ္စမဖြစ်ရတယ်နော်အခုဖြစ်နေတဲ့ပြဿနာပါဆိုကိုကျင်တရားပြဿနာကိုကျင်တရားပြဿနာလည်းပဲဒီတခိုးတွေကြီးပွားနေတယ်ဖြစ်နေတော့အဲ့ဒီဟာဟိုလက်ကုမတီးနေတကယ်ဒါတွေကဒီလှုပ်ဆော်နေတာမဟုတ်ဘူးတကယ်ဖြစ်နေတာယူပြောတာဝင်းသားပြမဟုတ်ဘူးဂုံယူပြတင်းမနေနဲ့ဟန်ကြိုက်တာကွာသူလုံနေတယ်တောကိုအပြစ်တော့ပုံချတာမဟုတ်ဘူးဟုတ်လားဟုတ်ဖြစ်နေတာပြီးခဲ့တဲ့အရေးကင်းကြီးဖြစ်လိုက်တော့နဝတဆိုတာရန်ကုန်မြို့ကြီးပေါ့တခါတော့ကိုမျက်နှာပြစ်လိုက်လို့လှသွားရင်တခါတော့ကတ္တရာလမ်းကြီးတွေပါဒီမှာတခါနိုင်လောင်ကတ္တရာကြီးခင်းပလက်ဖောင်းတွေချက်ပြီးလို့တော့ဟာဒီမဲ့အောင်သင်းတော့ဒီကားစီးနိုင်တဲ့ကောင်မှမဟုတ်ပဲဒီလိုလျှောက်သွားတော့ပလက်ဖောင်းလှုပ်တာတွေမြင်နေရတာပေါ့လှုပ်တာမြင်တော့ပလက်ဖောင်းတွေလှုပ်တယ်မြန်လဲဟာမိဒီပါတွေထိုးထက်ပြကိုချကန်ထိုက်လှုပ်နေခါကျပလက်ဖောင်းမှာမြောင်းကူးလေးတွေကျတော့အောက်ကဝါကဖိခင်းပြီးတော့ဘွားခင်းတခုဒီလိုအောက်ကနေတခုတော့အခမ်းပါမှလှုပ်ရတာပဲလေလို့အောင်းမိတာပေါ့အဲ့ဒါနောက်ကျတော့ပလက်ဖောင်းပြီးသွားပြီသိမ့်လိုက်ပြီလို့မလို့ပလက်ဖောင်းပေါ်ရှောက်လဲရှောက်ပါ15ရက်လောက်ရှိတော့အဲ့မြောင်းကူးကကြိုးကြကြည့်လိုက်တော့ထဲထဲဘာမှမပေါ့ဒီတိုင်းဟာဒီလိုပဲလုပ်ထားပါပဲပြီးလိုက်ပြီးတော့ကျန်တဲ့ပလက်ဖောင်းအစတည်းကျွေးကြည့်လိုက်တာသက်ရေစုပြီးပို့ထားခဲ့တဲ့ကိစ္စဟုတ်ဒါမှနောက်ကျအဲ့ဒီမှာကျွန်တော်နဲ့သိတဲ့လူပြောရှိတယ်အဲ့ဒီပလက်ဖောင်းလုပ်တဲ့ကောင်ကတိုက်ဆောက်တယ်တိုက်အဲ့ဒီလက်ခံတဲ့ကောင်ကတနေရာမှာသွားတိုက်တလုံးဆောက်တယ်ကြည်စမ်းဒီမှာတော့ပလက်ဖောင်းအမိကျမိသားခေါင်းကြောင်သားဖြစ်သွားတာအဲ့ဒီတော့နောက်ကလူငယ်တွေကဟာဒီလိုလုပ်တဲ့ကောင်တွေကြီးပွားတယ်ဟာဒါဖြစ်လာတာနော်ကြောက်စရာသိကောင်းတယ်နော်အဲ့တော့ပါသိချပြန်စဉ်းစားကြည့်တော့သိချတကယ်တက်ကြည့်ဒီနေရာမှာယုတ်တိပြီးတယ်ပေါ့ logic ရဲ့ကြောက်စရာကောင်းမှုပြောမှာ logic ရဲ့လှည့်ပြားမှု logic မနိုင်လို့ရှိရင်လှည့်ပြားမှုတွေမှာပါသွားတဲ့အတွေးမှားသွားတာပြောမဟုတ်တာလုပ်တဲ့ကောင်ကြီးပွားတယ်
ကောင်းပြီအဲ့ဒီကောက်ချက်ကိုမဟုတ်တာလုပ်တဲ့ကောင်းနေတာကြီးပွားတယ်ဆိုတာမှန်တာလုပ်ပြီးကြီးပွားနေလူရောမရှိဘူးလားလမ်းတစ်လမ်းထဲမှာကြည့်ဆိုင်မှာဒီလမ်းထဲမှာကြီးပွားတဲ့လူဘယ်နှယောက်ရှိလဲဒီလောက်ရှိတယ်အဲ့ဒီမှာမဟုတ်ပြုတ်လုပ်ပြီးကြီးပွားတဲ့ကောင်ဘယ်တယောက်လဲလို့ရေးကြည့်အကုန်မဟုတ်ဘူးနော် percentage အရေးပြအားဖြင့်နေပါတို့ပေမဲ့လည်းမဟုတ်တာလုပ်တဲ့ကောင်ကြီးပွားတဲ့ဥစ္စာမဟုတ်တာလုပ်ပြီးကြီးပွားတဲ့ကောင်ကအမြင်ကိုကတ်တာအမြင်ကတ်တော့သူတို့ကြီးမြင်နေတဲ့ခါကျကြံတဲ့လူတွေမေ့လိုက်တာဖြည်းဖြည်းချင်းအဲ့တော့မဟုတ်တာလုပ်တဲ့ကောင်တွေကြီးပွားတယ်မဟုတ်တာလုပ်တဲ့ကောင်တွေကြီးပွားတယ်ဆိုတာသူတို့ကြီးပွားတာကိုကြည့်ရင်ကနေကိုကအားကြလို့ဖြစ်တယ်အဲ့တော့မလုပ်တာလုပ်တဲ့ကောင်ကြီးပွားတယ်ပြန်ပြီးတော့ logic ကပြန်ကောက်လိုက်တဲ့ခါကျကြီးပွားခြင်းမဟုတ်တာလုပ်ရမယ်ကြောက်ဖို့ကောင်းတယ်အဲ့ဒီအကုန်ပြတ်သွားတယ်တိုင်းပြည်လူပြတ်သွားတယ်ဒါကြောင့်လူငယ်တွေနော်ကိုချင်းတရားသိတိထားပါအခုဘာကြောင့်လဲလို့ဆိုတော့စကားဝင်စီးပွားရေးနဲ့အတူတူလူဆုံးပစ္စည်းတွေကဒလဟောဝင်လာတော့သူ့သုံးတော့ကိုယ်လည်းသုံးနေကိုယ်သုံးတော့သူလည်းသုံးနေဆိုကောင်းလေးတွေလည်းသုံးနေမဟုတ်တာလို့မင်းလေးလည်းသုံးနေတဲ့ခါကျမဟုတ်တာလို့ကျွန်တော်ပြောရဆိုရင်ဒီခါလေးကျဘုရားအောင်ဆန်းနေတာဒီခါကျသွားပြတော့သူ့တော့မှခမည်းကြီးတာဆိုရန်တွေ့ပဲချင်းတယ်ဘာလဲဆိုသူပါဇက်ပုတ်ကြီးနဲ့ပြောခဲ့တယ်မှတ်မိသေးတယ်ခင်ဗျာတို့မာမီးကဘာနိုင်ငံကြီးဖြစ်သွားမယ်ဆိုတာကြည်စမ်းသူပါဇက်ပုတ်ကြီးနဲ့ပြောသွားတာခင်ဗျာပြောလို့မလို့ဖြစ်ကုန်ပြီလို့သွားကိုပြောလိုက်ချင်တာပြောတာထိတ်ပြောမလို့အဲ့တော့ကိုချင်းတရားတက်တဲ့ခုကျွန်တော်ပြောမှာဘယ်တော့ကြောက်ကြကောင်းလဲကြက်ကြက်သီးထားနော်ကောင်းလေးကြီးကောင်းမလေးကျွန်တော်တပည့်တယောက်ကျွန်တော်စာသင်ပေးပြည့်စာသင်ပေးရဒီကောင်ကကုမ္ပဏီတခုတော်ချမ်းသာတယ်သိချမ်းသာပြောနေတခုတည်းကျွန်တော်ပြောအစိုးရစီကနေအထောက်တစ်ခုငှားလိုက်တယ်မကြသေးဘူးလာပိုင်းပေါ့တစ်လောက်ဒေါ်လာ3000နဲ့ငှားနှစ်30စာချုပ်ထားဒါဒီတခုတည်းကျွန်တော်ဒီပြည့်လုပ်ငန်းတွေကြုံမသိဘူးနော်အဲ့မှာကျွန်တော်သွားတနေ့မှရောက်တယ်ခါကျတော့ဘာပြောလဲဆိုကျွန်တော်ဒီကောင်နဲ့စကားပြောနေလို့ရှိတယ်ကောင်လေးခရီးပြပေါ့ဝင်တာဒရိုင်ဘာနဲ့တူပါတယ်မင်းနဲ့ဘယ်ပေါ့ဒီကောင်လေးတစ်ယောက်သူတို့ကိုတဲ့ပစ္စည်းတွေပါအကုန်လုံးရှိတယ်အိတ်တယောက်လိုက်ပို့တာအဲ့တဲ့တခုမှမကြံသေးနဲ့တော့အိမ်နဲ့ရရောက်ဖို့တော့ကြားလာတယ်ဟုတ်ကဲ့ပြေးသွားတော့ဒါပဲဘောနဲ့ဆက်ပါကျွန်တော်ပဲဆိုသူကကျွန်တော်ဘာလဲဘာရေးတဲ့ဒီလိုပဲတဲ့သူကလည်းသိပြတဲ့ခါမျိုးနဲ့ဘာဖြစ်လို့တော့မှာလဲ2ယောက်ထုတ်လိုက်ရတယ်ကြီးတဲ့ကျွန်တော်ခုထုတ်ရတာ9ယောက်ရှိပါတယ်ကျွန်တော်4ယောက်ကိုဝန်နေပေးထားရတယ်ဟုတ်လားလို့ဘာဖြစ်လို့လဲဆိုတော့ဇေယျပြည့်ဒီပေါ့ဘာရေးခိုးတာတွေပေါ့ဘယ်လိုခိုးတာလဲဆိုတော့အဲ့ဒီအရင်တရက်က2ရက်လောက်ကနိုင်ငံသားဧည့်သည်အခန့်စားပွဲကြီးလုပ်တယ်အဲ့တော့စာတေးတော့ဆိုတော့ပွဲတွေကမျိုးမျိုးပေါ့သူကိုယ်စံသူသွားတာတော့အဲ့ဒီပွဲတွေကိုမှားတဲ့ကအဲ့ဒီမှားတဲ့ကြက်တဲ့ငွေတွေရဲ့ပုံမှာတပွဲကို9ကျပ်တဲ့2ကျပ်3ကျပ်တင်းပြီးတော့သူကသိရှင်းဒါကျွန်တော်တဲ့ဟာကျွန်တော်စီးပွားရေးလုပ်တာကျွန်တော်ရိပ်မိတယ်သူမစဉ်းစားဘူးကောင်းလားကျွန်တော်တယ်လီဖုန်းတစ်ချက်နဲ့ကောက်ကလှည့်ပြီးတော့ကောင်းတစ်ကောင်နှစ်ကောင်ထုတ်လိုက်ဒါအကုန်ပြန်ပေါ်တာပဲအဲ့ဒါစီးတွေကိုပြန်တွေ့တာကျွန်တော်အရင်ကဒီကောင်ကိုသတိပေးပြီးအဲ့ဒီဥစ္စာကိုထပ်လုပ်တာကျွန်တော်ပြောတယ်တဲ့မင်းတို့ငွေကြေးပြဿနာအကူကြီးတွေ့ပြောငါ့ကိုအကူလိုသဘောထားပြောတယ်မရဘူးတဲ့ကျွန်တော်ဘယ်နဲ့လုပ်မလဲမျိုးလို့မင်းသူဘလောက်ပါပါတယ်ထင်လို့ဆိုသိအများကြီးတော့မဟုတ်ဘူးတဲ့2500 3000တော့ရမှာတော့တဲ့ဒါတော့ပါများတော့မများဘူးပေါ့ပါဒါမှကျွန်တော်ထားလို့မလို့ကျန်တဲ့လူတွေပဲလို့ကျွန်တော်ထိတယ်သူတို့အများအားဖွင့်လို့ထားအဲ့တော့မတန်းနိုင်ဘူးလွတ်လိုက်ရတာပဲအဲ့တော့ဟာရေးကျွန်တော်ဗမာလူမျိုးတွေညံလဲကောင်းမှတွက်လက်တွက်ဒါမှမယုံကြည်ရဘူးခိုးချင်တဲ့စိတ်တော့ဆော့ပါတယ်အထူးသဖြင့်ဌာနကထွက်လာတဲ့လူမျိုးတွေသားမယုံပါဘူးကဲဒါသူပြောတာဟာသူပြောတာဒါကျွန်တော်ပြောတာနော်တကယ်သူပြောတဲ့အတိုင်းမှာကျရိုးရိုးလေးပါကျွန်တော်ဘယ်သူမှကြည့်ရအောင်ပြောတာမဟုတ်ကျွန်တော်နဝတ္တရဝတ္တဘာကာကြီးခေါ်ရနေကျွန်တော်ဘာမှမဆိုင်ကျွန်တော်တကယ်ပြောတာဟုတ်လားဟုတ်ကျွန်တော်တကယ်ပြောတာဒီကျွန်တော်အဲ့ဒီစိတ်ကတစ်စက်မှမပေါ့ကျွန်တော်တကယ်ပြောတာဖြစ်နေတဲ့ဥစ္စာယူသိရမယ်ဆိုကျွန်တော်ပြောတာကိုယ့်ပေါင်ကိုလှမ်းထောင်းလို့ထောင်းနေတာမထောင်းလို့မဖြစ်ဘူးအဲ့ဒါတွေဖြစ်ဘူးအဲ့ဒါဖြင့်ဒါနဲ့နောက်ကြမိန်းကလေးတွေလည်းဒီလိုဟောနေစမ်းမောင်ကမိန်းကလေးတွေကဘယ်လိုလုပ်ဆိုပြီးတဲ့ခါကျကျွန်တော်တို့တစ်ခုရှိဒီကုံစုံလို့အဲ့တော့အဲ့ဆိုမှထားတယ်အရောက်သေးမှလေပြောသမီးတို့ညီတို့ဘယ်လိုပဲသိချကျွန်တော်ကိုတူမလေးတွေနှမလေးတွေကျွန်တော်ဖြည့်ရှင်းမယ်သိချပြောတယ်ပြောနေကနေမရဘူးဘာပြောစီလဲဆိုတော့ဥမာတဲ့မိန်းကလေးတစ်ယောက်ကိုတော့ဝန်နေပြီးတယ်နောက်တစ်ယောက်တော့ထုတ်ပလိုက်ရတယ်ပြောစမ်းမအောင်လို့ဘာဖြစ်လို့ဆိုတော့မိန်းကလေးတစ်ယောက်ကဥမာဆိုမျက်ခုံးမွေးဆွဲတာတို့ဘာလို့ဒီလိုပစ္စည်းမျိုးပေါ့ဗျာသူကတစ်ချောင်းချင်းယူလို့ရှိရင်30ဒါပေမဲ့တရားစီယူလို့ရှိရင်100နဲ့ပြီ120
အဲ့ဒါဒီကောင်မလေးကရောင်းသေးမှလည်းမလုပ်လဲဆိုတော့တချောင်းချင်းရောင်းရတာဒါမှအဲ့ဒါကိုဖြုတ်ပြီးတော့တရားစင်ရောင်းရတဲ့ပုံမျိုးနဲ့စီးရင်တင်ဒါမိတာပေါ့20ဆိုတော့နောက်မလုပ်နဲ့နောက်တစ်ခါဆိုရင်တော့ဒီမတရားဘူးပြောရတယ်နောက်တစ်ယောက်ကြတော့ဘူးတဲ့ကျွန်တော်ဖြုတ်လိုက်ဘာဖြစ်လို့ဆိုတော့သူကတဲ့အဲ့ဒီပစ္စည်းမှရှိတဲ့ label ကိုဈေးနှုန်းပြောင်းတက်ပြီးတာဆိုကြပါစို့100ဆိုတော့130သူလုပ်လိုက်တယ်30သူရိုက်တယ်ဒါကြောင့်ကျွန်တော်သိမခံနိုင်တော့ဟုတ်ဆိုကျွန်တော်တို့ကအပြိုင်ဆိုင်ရောက်နေရတာ130ဆိုလဲဒီဝယ်တဲ့လူကဟာဒီဆိုင်ကအများကြီးရိတ်တယ်ပြောမှာပေါ့ကျွန်တော်ကျန်တဲ့ပုံတွေကနာပြီအဲ့တော့သူ့တော့ကိုင်းဒီလားဒီတော့ကြာဒီနေ့နေ့တွေပါကိုင်းသွားဒီဥစ္စာပစ္စည်းဒီပြန်တော့ချက်ချင်းကိုထုတ်လိုက်ရတယ်ကျန်တဲ့မိတ်ဆွေတို့လည်းဒိဋ္ဌာဒါလို့မလုပ်ပါနဲ့ပြောရတယ်ကိုင်းကြည့်စမ်းဘယ်မှာယုံလဲတဲ့ဟာပြောရင်ယုံညမယုံမယ်တဲ့ဒီကြက်လုံးတော့ရှိတယ်ဟိုကားတိုက်ပါဆောက်တဲ့တန်ကြောင်ကြီးအဲ့ဒီဥစ္စာ68ပေပေ30ရှိတဲ့ဟာကြီးအဲ့ဒါကြီးကတော့ဒီတိုင်းထားတာပေါ့တဲ့အပြန်ထွက်လာရင်ရှာတယ်ဘာညာဆိုတာတန်မိုးတွေပဲရှေ့ဆက်ဆက်ဘာမှမတူဘူးတဲ့ဒါကြီးတွေမပြောနဲ့နောက်ကြအဲ့ဒါကြီးတွေပြောင်းတယ်ဒီဟာကြီးတွေပြောင်းတော့ဟာဘယ်လိုလုပ်ပြောင်းတော့ဒါနဲ့မတင်ကတော့တနည်းနည်းတော့ရှိနေမယ်ဆိုနောက်ဆုံးစုံစမ်းတော့ဘာလုပ်တယ်ဒီလိုတဲ့တပည့်ရောက်ဖြစ်တယ်ပေါင်သိပြီးယူသွားတယ်တိုင်းကြည့်စမ်းနောက်ကြတိုက်ကိုအမြင့်ဆောက်တယ်တဲ့နည်းနည်းလေးမြင့်လာတဲ့ခါကျတော့ဘေးဘက်မှာရှိတဲ့အကာလေးရှိတယ်ကွာအဲ့ဒီအကာလေးဘက်မှာသူ့လူတယောက်ဆောက်တယ်အပေါ်ကနေအဲ့ဒီပစ္စည်းကိုလှမ်းပြီးပြစ်ချတယ်ပြီးတော့မှခွဲတယ်မျိုးကိုသုံးနေတာအဲ့မှာအင်းဘကူဟိုတယ်ကြီးလို့ဟာပြောအင်းတကူမှဆိုလို့ရှိရင်ဘာပြောရင်အော်လိုက်တယ်အကုန်လုံးပေါင်းပြီးတညီတဲ့ကိုလာဟာဘယ်လိုလုပ်တော့တော့သူကနိုင်ငံခြားသားအဲ့ဒီတက်ခါအဲ့တော့ကျွန်တော်မေးကြမင်းအခုသူကလည်းအခုဟိုတယ်မှာသူနိုင်ငံခြားအဲ့ဒီလက်ခံတယ်မင်းတို့ဘာဒေါ်လာနဲ့ဟုတ်တယ်ဒေါ်လာနဲ့မင်းတယောက်ဘယ်လောက်လဲလို့ဆိုတော့ကျွန်တော်တို့ကစပွင့်လာဆိုဈေးနဲ့လျှော့ထားတယ်ဘယ်လောက်ဆိုတော့တရက်ဒေါ်လာ60တဲ့ breakfast ပေးတယ်ဘာကြောင့်ပေါ့သူစီမှာလည်းတော်များများရှိတယ်အဲ့တော့နောက်သူမိတ်ဆွေရဲ့အဖွဲ့တစ်ခုမှာဘာလို့လဲဆိုအဲ့ in မှာအဲ့တဲခိုကဆိုတော့အဲ့တဲခိုကမှာနိုင်ငံခြားသားတွေတည်တာ10ယောက်တည်တယ်2ယောက်6ဖိုက်ဒေါ်လာ50ပဲထား2ယောက်ဆို100မလို့က100ဆိုတော့ဒီကောင်တွေ3ရက်တည်လို့ရှိရင်ဒေါ်လာ300ခွဲတယ်ဒီလိုလုပ်လာနောက်ကျတော့အဲ့ဟာကိုမတင်ကားလို့မဟုတ်ထည့်ထားတဲ့ကောင်လေးတယောက်ကနေပြီးတော့အဲ့လိုလုပ်တယ်လို့ထင်တယ်ဆိုတော့ဘာလုပ်တယ်ထင်တယ်နဲ့အဲ့ကောင်ကလည်းပိုင်ရှင်ကအဲ့ဒီသူတို့ရဲ့ကောင်တာဘွားနေမျက်နှာကျက်ပုံမှာသွားတယ်အပေါက်ကလေးသေးသေးလေးပေါက်ရေတပလင်းနဲ့တနေ့လုံးစောင့်ကြတယ်ခမင်းမသားဘူးအသာမသားဘူးရေတဲ့ကြီးစောင့်ကြတယ်သိရှိလဲရှိကိုစောင့်တယ်ပြီးလဲပြီးတော့အကုန်လုံးဖြုတ်ပလိုက်တယ်အကုန်လုံးကိုတတိလုံးဖြုတ်ရတာခိုင်းကျွန်တော်ဘာလုပ်လဲအခုပြဿနာရှိသေးတယ်ဒါမှခက်တာဒီကောင်ကဒီကဖြုတ်လဲဒီဖြစ်ကုန်ပြီမှာအလုပ်သွားရချင်ရတာဒါကျွန်တော်တို့မတတ်နိုင်ဘူးကြည့်နေရမှာဒါမှဒီနေ့ကျရင်ကျွန်တော်တို့ syndicate ဖွဲ့ရတော့ပါပေါ့အခုတော့ကျွန်တော်တို့ကုမ္ပဏီကြီးတော့လုပ်ပြီကျွန်တော်နိစ္စရကျွန်တော်ငါစီကဖြုတ်တဲ့ကောင်ပြောလိုက်အဲ့ကောင်မလာတဲ့ဒီလိုလုပ်ရရှေ့ပဲလို့လားကိုင်းကိုချင်းတရားပြိထားကြတော့ကိုချင်းတရားပိတ်ကြောက်ဖို့ကောင်းတယ်နော်မောင်ရင်တို့ကိုချင်းတရားကောင်းပြီလူငယ်တွေကခက်တိကြီးငါတို့ခေတ်ကိုတူတောင်းတယ်လူကြီးတွေထဲမှာတချို့လူကြီးတွေခိုးနေအကုန်မဟုတ်ဘူးတချို့လူကြီးတွေခိုးနေကြီးပွားတယ်ငါလည်းခိုးမယ်ကြီးပွားအောင်အဲ့ဒီလူကြီးတွေကိုကြီးလိုက်ပြီးအဲ့လိုလူမျိုးကြီးတွေကြီးလိုက်အတူခိုးတော့မင်းတို့ခေတ်ကြီးလဲခစ်စုပ်ပဲကြီးပဲဖြစ်အောင်ပါအဲ့စိတ်ချတာစက်ကြတတိထားပြီးတော့လုပ်ကြမလားလုပ်ပေါ့လုပ်နိုင်ရင်လုပ်အဲ့တော့ပြောချင်တဲ့အိဗယ်ကစာရိတ္တပတ္တိအဲ့ဒီစာရိတ္တပတ္တိဆိုတော့ဘို့နည်းနည်းသိခံတော့နည်းနည်းလေး serious ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါလေးတွေတော့နည်းနည်းသိခံပြီးသားတော့ဒီပိုင်းရောက်တဲ့ခါကျဟိုနည်းနည်းပြင်းစရာကောင်းတယ်များလေးသွားတယ်ပြောတာကျွန်တော်အဲ့စာရိတ္တသူထူထောင်တယ်ဆိုလွယ်တယ်မထင်နဲ့ဘုန်းကြီးအောင်ဆန်းကြည်ညိုစရာကောင်းတယ်ဆိုအဲ့ဒါပြောတာတစ်ချက်ထည့်ကျွန်တော်ပြောမယ်စိတ်အားတတ္တိဘလောက်ကောင်းလဲဆိုတော့နော်သူ့ကိုယ်တိုင်ရေးတဲ့အထုပ်ပတ်တွေအဲ့ဒီမှာကျွန်တော်လက်ရင်းနဲ့ကိုဖတ်ပြရတာဘာကြီးထားလဲဆိုဂျပန်မှာထားတယ်စိတ်ပညာသင်တယ်သင်နေက2လ3လလောက်ရှိတဲ့ခါကျဂျပန်တွေကသူတို့ရဲ့ရည်ကြီးမှုသူတို့ထုံနှံသင်လာဒါသဘာဝကိုလူသဘာဝရသူတို့ဟာရောက်တဲ့သားတွေဖြစ်တယ်သွေးကိုတားကိုပဲသူတို့ဟာဒီဟာဖြောပြမှုလူအပ်လိမ့်မယ်ဆိုတော့မိမတွေနဲ့စရိယသေချာသူတို့ပို့ပြီးတယ်သူ့စိတ်တဲ့စဉ်းစားကြည့်ငါဟာဒီဥစ္စာကိုမချုပ်ပြနိုင်ဘူးလားတိုင်းပြည်တွေတို့နေဥစ္စာဒီလောက်ဟာမှငါကောင်ကလိုက်လျော့မလားငါကောင်ကအဲ့လောက်ပုံမှသိမခံနိုင်ဘူးလားအဲ့ဒီမှာကျွန်တော်သိခဲ့ကြတယ်ငါဒီအိမ်အောင်ကြမှာငါ့လူမျိုးပေါ့စွန့်လို့မျိုးအတိတ်ခံပြီးကျွန်တော်ထိခဲ့တယ်ကြောက်ကြပါပါအလေးပြလောက်တယ်ကျန်တဲ့ဟိုအာဇာနည်ဘာကြီးဘေးချိတ်တာခင်ဗျာတော့လေးပြလောက်တယ်ဆိုတာတွေ့ကြည့်တာသာရိတ္တတ္တိသိခက်တယ်ကာယတ္တိဒီလိုပြုတ်ခါမနဲ့လက်စည်းထိုးနေလွယ်တယ်အဲ့ဒါ
နည်းနည်းကြည့်ပေးရပါဗျာဘာခက်တယ်မလဲခလေးတယောက်အဲ့လိုပဲကျွန်တော်တငယ်ချင်းတယောက်ရဲ့သားလေးရံဖြစ်လို့ရှိရင်ခန်းခန်းလာတော့ဟိုကောင်သိနေတယ်အဲ့လိုဗျာရံဖြစ်ခန်းခန်းနေရဆိုမင်းကွာဒါများခက်လုံးလုံးကွာအခုသိမေးရတဲ့ကိစ္စဘာခက်တယ်မလဲဆိုကောင်းတယ်လေခင်ဗျာပြောတော့လွယ်လိုက်တာလေတဲ့ခင်ဗျားပဲအဲ့လိုပဲလုပ်ကြည့်တော့မအောင်နဲ့ဘာညာနဲ့ပြောတာအဲ့ရောဒီမဲ့ပြောမနေမင်းကောင်ကိုတနေ့နေ့လွှဲထားပါပြောလိုက်ဒါတဲ့ဟိုကောင်လေးလာတဲ့ခါကျမှကျွန်တော်တပည့်တယောက်ရှိပါတယ်အဲ့ခရာတီကလပ်ဖွင့်တာအဲ့မာမင်းကြီးအဲ့ကောင်သိမေးဆန်သွားတယ်ဒီကောင်နဲ့မှလေ့ကျင့်ပေးတယ်အဲ့မှာလည်းမြောက်ပြလိုက်ပါဆိုတာဟိုကောင်မင်းမှန်သွားတော့တနေ့တင်းနေဟုတ်ကဲ့ယူစီပါတယ်ဟုတ်ကဲ့သူသွားတော့ကျွန်တော်ထားပေးတယ်ဗျာဒီလေမေးပြောပေါ့သူကလေ့ကျင့်တယ်ကျွန်တော်လည်းဘယ်ဒါလေးတယောက်ကောင်းနေပဲရှိတော့နောက်3-4 5လလောက်လာရှိတဲ့ခါကျသွားတဲ့ခါကျတော့ဒါနဲ့ရှောက်ပြီးတော့သူကျွန်တော်တကယ်နဲ့ပြီးတော့ဟုတ်ပါမဟုတ်ပဲနဲ့မင်းဟိုကလပ်ကမမှန်သွားလာပါနဲ့သူ့ဖေကိုမေးတော့သွားတယ်ဗျာသွားပြဿနာဖြစ်လို့ဗျာတဲ့အဲ့ဒါဘာဖြစ်လို့လုံးဟာကျုပ်ဒီကောင်များအိမ်ကြီးချင်းကံကောင်းလို့မှမျက်နှာမပြတ်တယ်ဒီကောင်လည်းမပြတ်တယ်ဒီကောင်လည်းကျုပ်နံပါတ်2ချက်လောက်ကျင်းလိုက်ရတယ်ဘာဖြစ်လို့ဆိုတော့အဲ့ဒါဒီကောင်ခေါ်ပြီးတော့ဟဲ့မင်းဘာဖြစ်တော့ပြောစားလို့ဘောလုံးကတော့ခါတိုင်းသူနေချင်ဖြစ်တဲ့ကောင်ကသူ့ကိုလာပြီးတော့ချဲတယ်ပေါ့ဒုက္ခကုခိစကားနဲ့အဲ့လိုပြောတဲ့ခါကျအဲ့တော့မင်းရမ်းဖြစ်တော့မင်းကသူပြောတဲ့စကားလုံးလေးတော့မှတ်မိတယ်သူကလည်းကျွန်တော်ကိုလည်းလုတ်လိုက်လေကြာသလားလို့သူကလေးစကားပေါ့လုတ်လိုက်လေကြာသလားလို့ပြောတယ်အဲ့တော့ဘယ်နဲ့လို့ကျွန်တော်ကလုတ်လိုက်ဘယ်လိုလွှဲဆိုဒီဖွားဆောင်ပြည့်ပြီးဆောင်းတိုင်းဟိုကောင်ရင်မဒိုင်းနေစကားဘေးရသူ့ပြောင်းဝင်ခင်ဗျာကန်ကောင်းလို့နောက်ကအုပ်မြောင်းအုပ်ဆိုင်နဲ့ကပ်ပြီးလွှဲတာဟိုကုန်တယ်တက်လွှဲတာတုံးနေသေးတယ်အဲ့ဒါတောင်မှဒီကောင်ကိုတဲ့ရင်မမှာကိတ်ဟောရတာအော်တောင်းတော့မူးလို့မေးလို့ရှိတော့မနေနှိပ်ရတယ်ကျုပ်လည်းဟိုလူကြီးတွေအားရတယ်ဒီကောင်တပန်တစ်ချက်လောက်ကျင်းနေရတယ်ပေါ့လေကဲသူ့ဘာသူနိုင်နေလာတယ်သူ့ကားပြင်းရတဲ့ကိုကားပြင်းရတဲ့နိုင်လာပြီဆိုတဲ့ခါကျတတ်တီကောင်းလာတာလောကကြီးမှာကိုကနိုင်မယ်ဆိုရင်တတ်တီကောင်းတဲ့လူကြီးပဲလားအဲ့ဒီကာတတ်တီမျိုးဘယ်ကောင်မဆိုကျင့်ပေးရတယ်ခက်တာသာရိတ္တတတ်တီအဲ့ဒါမှခက်တာငါရပိုင်ခွင့်မဟုတ်တဲ့ပစ္စည်းကိုငါမယူဘူးဆိုတဲ့စိတ်မျိုးကြတော့တတ်တီမကောင်းတဲ့ကောင်မရဘူးအဲ့ဒီကာတတ်တီကသိအစာပေါင်းများစွာခက်ဟုတ်လားအဲ့ဒီဥစ္စာတောင်းနိုင်မှာဒီကျွန်တော်ဟောလားစစ်တပ်ထဲမှာကျွန်တော်စစ်တပ်ကလေးမှာဆရာလုပ်လာဒီပေါင်းများစွာဖြည့်တန်းမှာတတ်တီကောင်းတယ်ဒေါက်တာအကုန်လုံးကလည်းဘွဲတွေပဲတည်းရတူရပါညာရနောက်ပိုင်းရောက်တဲ့ခါကျမှခေါင်းကသာရိတ္တတတ်တီမကောင်းလို့မလို့ပြုတ်သွားတာလေဒီပုံကြီးဟုတ်လားမိမစိတ်ငါဝှေ့ချင်တယ်လို့ပူဇာတာကိုမတောင်းနိုင်ဘူးကားပြုတ်သွားမှဆိုလို့မှန်တာကိုမပြောဝင်ဘူးဟောသာရိတ္တတတ်တီသိခက်တာအဲ့ဒါကိုထူတော့အဲ့ဒါကမှအရေးကြီးတာအဲ့ဒါမှလူပြောက်ကိုဘဝကိုကြီးမြင့်တာအဲ့ဒီသာရိတ္တတတ်တီကတို့စီမှာလည်းအဲ့ဒီသာရိတ္တတတ်တီကနည်းလာအဲ့တော့ဘယ်လောက်ပြောင်းလဲဆိုတော့ကျွန်တော်ဆောင်းမတစ်ခုတော့ရေးဦးတယ်ရှင်မင်းကအစသာရိတ္တတတ်တီကောင်းတော့ဖြစ်တာဆိုတယ်မင်းဖလောင်းကြီးလက်ထက်မှာမဟာပညာရွက်လက်ထက်တထေးတယောက်အဲ့ဒီတထေးတယောက်ကဘာဖြစ်လဲဆိုတော့ငွေမြုပ်တယ်ဗျာ2000လောက်ဗျာ2000လောက်ဗျာ6000လောက်ရှိမှမြုပ်တာမြုပ်တဲ့ဥစ္စာခိုးဖော်ပါဘယ်သူဖော်ပါမှမသိဘယ်သူဖော်ပါမှမသိတဲ့ခါကျနောက်ဆုံးမိတ်အဲ့ဒီခိုးကလိုက်ကြည့်တဲ့ခါကျနီးနားမှာဟိုမြစ်ထဲမှာငါးရှာနေတဲ့ကောင်ပေါ့ပြီးတော့ဒီကောင်တွေခိုးမှာပဲသူဒီကောင်တွေဖမ်းပြီးစစ်ရိုက်တာတတိယသူ့ကောင်တွေလည်းခေါ်ပြီးရိုက်တာပေါ့ရိုက်တဲ့ခါကျဟိုကောင်ကနာတော့အကြောကြတော့သူတို့ခိုးပါတယ်ပြောတာခိုးပါတယ်ဆိုမှပြောတော့မှကောင်းပြီခိုးရင်တော့ရာသွင်းမှုစီမင်းစီကိုပို့မယ်ဆိုတော့ဒီကောင်ခိုးတယ်လို့ပြောပါတယ်ဆိုစီမင်းစီကိုပို့တဲ့ခါကျတော့စီမင်းစီရောက်တဲ့ခါကျတော့စီမင်းကလှမ်းကြိတ်တော့ရိုက်ထားတဲ့ဒဏ်ရာတွေပဲသူကတွေ့ရိုက်ထားတဲ့ဒဏ်ရာတွေပဲတွေ့လိုက်တဲ့ခါကျသူကစိတ်ထဲမှာတွေ့ဟိုရက်စစ်ချက်ကိုဒီရုပ်တရားရုံးကလက်မခံဘူးပေါ့လေဟိုကဒီကောင်ရိုက်ထားလို့ပေါ်တာနဲ့တူတယ်ဆိုတော့အဲ့ဒါနဲ့မဟာပညာကျော်လည်းကြည့်တော့အဲ့ဒါဒီအမှုစစ်သားဆိုမဟာပညာကျော်ကိုတွဲတော့မဟာပညာကျော်ကကိုင်းဒီကောင်လေးရှုထည့်ထားလိုက်ဆိုတော့သူ့လူပြောက်ကိုခေါ်ပြီးတော့ကိုင်းသွားအဲ့မှာမင်းတို့ဝင်သားတော့လားအချုပ်ထဲမှာဒီပြမှုနဲ့ဖန်ထည့်တာအချုပ်သားတယောက်ဖြစ်နေဝင်သွားတာဒီကောင်ကနောက်ဆုံးမကြဘုတ်ကောင်ကပြန်ပြီးတော့သိချာဒီနေ့ဆက်သူတို့ထဲမှာတွေ့တော့ရင်းနှီးပြောကြတာပေါ့ဗျာဒီခံချင်းပြောတဲ့ခါကျတော့မှပြန်ပြီးဘုတ်ကောင်ထွက်လာတယ်မဟုတ်ဘူးသူတို့မခိုးတာအမှန်ပဲဆိုကိုင်းဒါဖြစ်ဒီကောင်တွေထုတ်တော့အာမခံနဲ့ထားတနေရာမှာယုံကြည်တဲ့လူတယောက်မှအပ်ပြီးထားပြီးတော့မှဒီအမှုတော့ပေါ်အောင်လုပ်ရမယ်ဆိုပြီးတော့အနီးအနားဒီလူရဲ့အနီးအနားမှာရှိတဲ့ငွေပြောက်တဲ့တစ်ခေတ်ရဲ့အနီးအနားမှာရှိတဲ့ကျေးရွာရက်ွက်တနေရာမှာအကုန်လုံးအကြီးကောင်းတွေခေါ်လိုက်ဟိုထောက်လိုက်ရေးတွေထားပြီးတော့မှရခင်ကနဲ့မတူဘဲနဲ့ရုပ်ရဲ့ချမ်းသာပြီးသားလားတောက်လားသုံးလားဖြုံးလားဖြစ်နေတဲ့အိမ်တွေရှိလို့ရှိရင်အဲ့ဒီအိမ်ကိုဒီမှာအများသတင်းပို့
လွတ်လိုက်တဲ့ကအဲ့မှာဟိုကောင်တော်ကအလှူတွေပါတွေပေးနေတာအမှန်လေးသွားပြီးစားကြတောက်ကြချက်ကြပြုတ်ကြအဲ့လိုဆိုတော့ဒီကောင်တော့အဲ့လိုပဲဆန်းဆန်းရုပ်ပြချမ်းသာလာတယ်ချမ်းသာလာတော့အဲ့တော့ကောင်းပြီအဲ့ဒီမှာမဟာပညာကျော်ကသူလက်စွပ်တခုရှိတယ်အာသဗျာ1000တန်းတဲ့လက်စွပ်အဲ့ဒီဗရမ ्या လက်စွပ်အဲ့ဗရမ ्या လက်စွပ်ကိုသူ့စီကိုသွားပြဒီလက်စွပ်ကလေးရောက်ပေးသမှာသူ့ကိုဝယ်ခိုင်းတာမဟုတ်ရောက်ပေးသမှာ900နဲ့ရောက်ပေးသမှာဆိုဟိုကောင်ကကြောက်နားမလဲအဲ့ဟိုခုနလူတဲ့ကောင်ကနားမလဲတော့နားလဲတဲ့ကောင်ပြရတယ်ခင်ဗျာ1000တန်းဟာ1000တန်းနဲ့ဆိုရင်တော့ဒါ900နဲ့ဆိုငါအချောင်ရတာသူကကြားတယ်လေသူကယူလိုက်ဟိုလူရောက်ပေးတဲ့သဘောနဲ့ဆိုယူလိုက်တယ်ယူကမှသူခိုးထားတဲ့ငွေနဲ့ခြေလိုက်တော့ခြေတော့ကပိုက်ဆံဒင်းကားရှိသေးတဲ့ခင်မငွေစားအတုံးလိုက်ကိုဖြတ်သုံးရတဲ့ဖြစ်ဆိုတော့အဲ့ဒီငွေစားကိုယူတော့ဘယ်တော့ကငွေပြောက်တဲ့ဆေးဥပြန်ဒီငွေစားမင်းငွေစားလာတော့ဟုတ်တယ်ဒါမှမဟုတ်အဲ့ဒါလာသားဘိုးကောင်ဟောပြီးစစ်တော့အကုန်ပေါ်ဒီတယောက်ကအမှုပေါ်တာစုံတော့မှုတော့ပဲမဆိုးပါဘူးကျုပ်ကကြိုက်တာစီရင်ချက်ကိုကြိုက်တယ်ဒီဥစ္စာမှာတထေးဟာခိုးသူနှစ်ယောက်ပါပဲလို့ငားကြတဲ့လူနှစ်ယောက်ကိုကြားပြီးတော့ရိုက်တဲ့ဟာမှာအပြစ်မဲ့ပါလေတမင်ရိုက်တဲ့အတွက်ကြောင့်အပြစ်မဲ့သောသူရိုက်တဲ့အတွက်ကြောင့်သူတို့အတရားထောင်စီရောသည်နင့်နာကြည့်ပြီးနောက်ခိုးတဲ့သူကလည်းခိုးတဲ့အတွက်ကြောင့်မလို့မင်းပြင်းမင်းတန်ခံစေတယ်ထိုက်တဲ့တော့အတန်ကိုခံပေါ့ငါးနေဆိုငါးနေသူ့ဥပဒေတိုင်းခံစေတယ်နောက်ပြီးတော့မှအဲ့ဒီမှာရှိတဲ့ရရကောင်းအကြီးအကဲတို့ကြီးဤသူဒီဘယ်တော့ကြောင့်ချမ်းလာလဲဘယ်လိုလုပ်ရောက်ပြပိုက်ဆံရှိလာလဲဆိုတော့ကို့မျက်စိအောင်နဲ့ဖြစ်နေတယ်ဘယ်ကရလာလဲဆိုတော့မစူးစမ်းတဲ့အတွက်ကြောင့်သူတို့အားလည်းရှုပ်ချတယ်အဲ့ဒီတည်းမှာအလူမာသွားစားတဲ့ကောင်တွေကတော့အဲ့ကုန်ကြတဲ့ဈေးအလူငွေကိုအကုန်လုံးပြန်ရော်သေးတဲ့ချာစဉ်းစားကြည့်စမ်းကျုပ်တို့ခင်ဗျခုခေတ်ဆိုလို့ရှိရင်အဲ့လိုသာရောရမှာဆိုကျုပ်ဘယ်လောက်ရောနေရမှာမလို့သွားစားမိတာပြန်တင်လိုက်တာကဲကျွန်တော်ပြောနေတာကဲသူတို့ခေတ်တုန်းကလုတ်ခဲ့တော့ကျုပ်တို့ခေတ်မှာမကြည့်ရောက်တာဘာဖြစ်လို့မသိလဲဘာလို့ချမ်းသာလာလဲဘယ်သူများစစ်ဘူးလဲစစ်ကြည့်သမ်းပါလားဒီလိုဖြစ်ပေါ်ကြတော့ရတော့ကြထောင်မဆမဲနေတော့လဲဝတ်ကြစစ်လိုက်ရင်တော့တော်တော်ကောင်းပါတယ်ကျုံကြီးတူးတဲ့ခါမှာသူတို့နဲ့သူတွေမြန်ပြီးသွားအဲ့တော့ပြောချင်တာအဲ့ဒါကိုစဉ်းစားကြည့်စာရိတ္တတတ္တိထူတော်မှုသိရေးကြည့်ခေါင်းကပြောတဲ့အဲ့ဒီလိုတတ္တိဆိုတဲ့ဥစ္စာနော်ယူသားမှတတ္တိကောင်းတယ်တတ္တိကောင်းမှလည်းယူသားလို့ရတယ်အပြန်အလှန်တော့ကိုယ်ကိုယ်တိုင်းကဝိညာဉ်တတ်နေကောင်းဒိဋ္ဌိတတ်နေတဲ့ကောင်းတတ္တိကိုကောင်းတယ်ပြောဝင်တယ်ကျုပ်ဒီပေါ်မှာကိုရပဲမဟုတ်တဲ့ခွေးရမယူနဲ့ချတာပဲကျုပ်ဟောဆိုကျုပ်ယူမှမလို့အောင်သိတဲ့ပဲအ ਨੇ ဆုံးသူ့ဘုံကြီးဖြစ်အ ਨੇ ဆုံးအနည်းဆုံးကောင်းပြောတာဘုံမှုတယောက်ဖြစ်နေရင်အဲ့ဒီကောင်တစ်ခုကြောင့်ယာရုပြတ်တာမရှိတော့တော်တော်မြင့်မြင့်ကြီးတွေကိုရှိကျုပ်ဘာမှမယူဘူးအတူတစ်ချောင်းမတောင်းဘူးပြီးရောရှင်းအောင်ကျုပ်ဘာလို့စာတင်လဲစာပင်းစာရေးစာကောင်းလိုက်တဲ့ထင်မိန်လိုက်တဲ့ထင်ပြောတန်းတန်လေးစားအဲ့ဒါကြောင့်လည်းကျုပ်ဒီလိုပြောမယ်ကောင်းပါစာရိတ္တထတော်မိုးကြီးတဲ့ပတ်သက်နောက်တစ်ခုကကလေးစိတ်ထဲမှာမပြောက်စေခြင်းနဲ့ကလေးစိတ်ကိုပြောမှာနော်အဲ့ဒါပါလေစီကန်းနဲ့တောင်းစီကန်းပေါ့ခမကလေးဟာသူတို့တကယ်စီကန်းကောင်းတယ်နော်ခမတို့ဆွဲတဲ့စီကန်းကိုပြောတော့သူတို့ဆွဲတဲ့စီကန်းကိုတကယ်လိုက်တာအော်ဟောကြကောင်းတယ်ခမကလေးတွေဂျင်ပေါက်တယ်စပါတော့စီဝိုင်းဝိုင်းရတာစီဝိုင်းနဲ့ဝင်ရင်ပဲလို့စီဝိုင်းအပြင်ပဲထွက်လို့ခလေးတွေရေးထားတဲ့ဥတွေဒီကူကြီးရှိတယ်ထုတ်စီးတို့တယ်ပထမဆုံးကထုံးတဲ့ဖြစ်ရင်းနဲ့ဖြစ်ထုတ်စီးစီးလိုက်ရတယ်စီးပြီးလို့ရှိရင်အဲ့ဒီစီးမှာဒီစီးကိုမထိရခေါင်းစီးပေါ်ဘယ်လိုမဖြတ်အဲ့ဖြတ်လို့ရှိရင်ထမီးဘူးလောင်းနေတဲ့ဘယ်သူပြောမှလည်းမသိဘယ်မိန်းကလေးကစပြောခဲ့တဲ့စကားလုံးမှမသိဘူးထမီးဘူးလောင်းနေတာဒါပေမဲ့ခုတည်းဒီဥတွေဟာအဒီဖြစ်စေအဲ့တိုင်းလိုက်လာတယ်သူတို့ရေးတဲ့စီကံကိုသူတို့လိုက်လာတယ်ခင်ဗျနဲတဲ့တက်တီလားဘယ်လောက်ချစ်ဖို့ကောင်းတဲ့ကလေးဟုတ်လားဥပမာဆိုတော့ဒီရင်ပေါက်တယ်စီးပြင်ထွက်ရင်ပဲခါနောက်တစ်ခါရင်ကိုပေါက်လိုက်တယ်ပေါက်လိုက်ပြီးတော့မှဖြတ်ဆိုမလိုက်လို့လက်ဖွားပေါ်မှာပြန်လဲအောင်လုပ်နေတယ်အဲ့ဒါသုစပတ်ဆိုတာဆွေးစပတ်ဆိုတာသူတို့ခေါ်တာဥပမာဆိုတော့ရင်ကိုပေါက်လိုက်ပြီးတော့လက်ဖွားတဲ့ဘာနဲ့ပြန်လဲစေနိုင်သောသူကိုဆွေးစပတ်ကိုခေါ်တွေ့စေရမယ်ထိုးခြင်းသည်အပေါက်ခံခြင်းမရှိစေရရေးမထားပါရေးမထားပဲအတီးဖြစ်နေဒီဥတွေကဖြတ်လို့မရဘူးဘာလို့ရေးမထားတော့ဖြတ်လို့ကိုမရဟုတ်လားရေးမထားတော့ဖြတ်လို့မရ
ရေးထားတဲ့ဥပဒေကြတယ်ယခုဤအမိတ်ကြီးယခင်အမိတ်အားလုံးအပဲဖြစ်ပြီးဖြစ်စေရမယ်ဆိုပြီးတော့သွားပြီးပြရမယ်ကုံတော့အဲ့တော့မရေးတဲ့ဥပဒေကပိုးခံဘာဆိုဖြစ်လို့မရဘူးခလေးတွေရဲ့ဥပဒေကဘယ်သူမှရေးမထားရေးမထားမှအဲ့ဒီခလေးတွေကသူတို့ထားခဲ့တဲ့စိတ်ကံဒီကနေ့ထိလိုက်တာကဲမလိုက်နိုင်ကစားလို့မရဘူးဟုတ်လားအကုန်လုံးအပေါင်းတင်နဲ့သွားတဲ့အခါမှာစိတ်ကံလိုက်နိုင်ပြီးကစားမှရတာဟုတ်လားတယောက်တည်းလည်းကစားနေတယ်တူတူလည်းပုံကျင်တယ်ဆိုလို့မရဘူးတူဆိုရှားမဲ့လို့မရှိတဲ့နောက်မထွက်နဲ့တော့ဟုတ်လားအများနဲ့အဲ့လိုသွားတဲ့ကိစ္စခလေးကြီးကောင်းပြီသူတို့တာဝန်ထမ်းတာကြတော့ဒီသားမိန်းကလေးရောက်ထုတ်စီတို့လေကြည်စမ်းသားမှာဒါပေမဲ့တင့်တဲ့အောင်ထွက်တော့ဟောလို့နေတာရေလုံးကအဲ့ဒီလိုနေတော့မှခင်ဗျပြက်ယောက်ကတိုးဝင်ကြည့်လိုက်ပြေးဖမ်းလိုက်တဲ့ဥစ္စာတိုးလိုက်တဲ့သူကခင်ဗျအဲ့ဒီမှာထမိန်လေးပါးလေးလန်ဒူးကွက်နဖူးပြဖြစ်ချင်တာဖြစ်ပါစေအဲ့ဒီမှာသေပါစေပဲတကယ်တောင်းထမ်းဆောင်နေယောက်ျားလေးတော့ဘိုးဆောင်တယ်ကောင်ကြည့်ဆိုင်တကယ်ကိုအသေးကြီးဖမ်းတာကလေးတွေဘောလုံးမို့တယ်ကြည့်ဆိုင်တကယ်ကိုဒူးပြခဏခဏကျွန်တော်လည်းငယ်တော့ရောင်စစ်ပြပါဒီလိုပါပဲတောင်းအသေးချထားခဲ့တာအဲ့ဒီမှာခင်ဗျအဲ့ဒီကောင်ဂိုးဖမ်းတဲ့ကောင်ကညံ့လို့မို့လို့ဟာမင်းဆိုတော့မကြောက်ကွာဘေးကောဘေးလို့ဖမ်းမဆိုဘာညာဆိုဆွဲရချင်းဟုတ်ကောင်းပဲနဲ့ကွာဟာကွာမင်းတို့အဲ့လိုဖြစ်လို့ကဲထားကွာဟုတ်ပါလေကွာတာအဲ့ဒါပါလေကိုချိုးရလို့ရှိရင်အဝေးပန်းခန်းတဲ့သဘောဒီလားခလေးတွေဟာနော်ကိုမားလို့ရှိရင်အဝေးပန်းခန်းတဲ့နော်ကိုစားထားတဲ့စီကံကိုလိုက်နာတယ်နော်ကိုဆွဲထားတဲ့စီကံကိုအသေးချလိုက်နာတယ်နော်ကိုစီးမြင့်ကိုကိုဆွဲတဲ့ကိုအသေးချလိုက်နာတယ်ပြီးလို့ရှိရင်တခါကိုတာဝန်ကိုအပြည့်ထမ်းတယ်ကိုတာဝန်ဘက်ကချိုးရလို့ရှိရင်ဘေးလူရဲ့အချင်းချင်းရဲ့ဝေဖန်မှုကိုအပြည့်အဝခံတယ်အဲ့ဒီစိတ်ဓာတ်မျိုးကဒီကနေ့လူငယ်စိတ်တွေမှာကြီးစီပြီးရှင်းသန်းနေဖို့လို့စိတ်အရေးကြီးတယ်ဒါကြောင့်အဲ့ဒီခုနကပြောရှင်းသန်းအတော့ကလေးစိတ်သဘောထားသေးတာမျိုးတော့မကောင်းဘူးခလေးပေါက်စားမှာတော့မုံမရလို့ရှိရင်မခေါ်ဘူးဆိုတာအဲ့ဒါမျိုးကဖြောက်ပြခဲ့ရတကယ်ကောင်းတဲ့ဒီအကျင့်တွေကိုရှင်းသန်းစေရမယ်အဲ့တော့ဒီနေ့ကြတဲ့ခါကျလူငယ်တွေကနေပြီးအဲ့တာဝန်မကြည့်တဲ့ဥစ္စာအခုသာတာဝန်မကြည့်တဲ့ဥစ္စာဘယ်လိုပြောအမှန်းကိုမသိဘူးကျွန်တော်တစ်ခါလေးကျစိတ်ကသိညစ်တဲ့ဥစ္စာပဲဆိုကဲပိုစမန်တယောက်ဟာဘာလို့ကိုသူ့လုံငန်းဘာလို့သူ့တာဝန်ဘာလို့စာပုတ်ပေးဖို့အဲ့ဒီဥစ္စာတစ်စိကောင်းခွာရောက်ပြီးစာလွတ်ကြတော့ဘယ်ကောင်းတော့ဒီတိုင်းခင်ဗျာဟိုလူမှသိမလားရှင်မလားမသိဘူးကဲကြီးစားသူ့တာဝန်တယောက်မဲ့လိုက်တာတာဝန်မဲ့သိကြောက်ဖို့ကောင်းကျွန်တော်ရန်ကုန်မှာတိုးအေးသင်္ဘောကြီးပေါက်တဲ့ဥစ္စာကျွန်တော်ကိုယ်တိုင်ကြုံခဲ့တဲ့တွေ့ခဲ့တာဆိုကျွန်တော်စိတ်ရင်းနှင်းလို့ကျွန်တော်ပြောတာအဲ့ဒီတိုးအေးသင်္ဘောကြီးကမောင်းလာတော့ဒလနဲ့ကူးတဲ့သင်္ဘောဟိုကနာကာရူမာဆိုတာပါပဲသင်္ဘောကြီးဂျပန်သင်္ဘောကြီးကပင်လယ်ကူးသင်္ဘောကြီးမောင်းလာအဲ့ဒါကိုရှေ့ကနေဖြတ်ကူဒီကောင်ကမာလေးတော့မူးနာနည်းနည်းမူးနာအတင်းဖြတ်ပြီးအတင်းသူ့ရှေ့ဖြတ်ကူလို့တဲ့ခါကျရေချောင်းပြတဲ့ကောင်အထဲတွေအတန်ချက်စင်អော်တယ်တိုးအေးပြန်လဲပါတိုးအေးနဲ့အဲ့လိုကိုអော်သေးတာပြီးတော့ဒီသင်္ဘောစာ desktop မော်တော်ကားလို့ပြီးခန်းလို့ဗရိခန်းလို့ရတာအဲ့ဒီဥစ္စာလူကူတဲ့ဆိုပိတ်တိုက်တော့လဲတဲ့ဥစ္စာလူ150နေရာကကျွန်တော်ကတော့300လောက်ပြေးတာဒလမြို့မှာအဲ့ဒီရန်ကုန်ပြည်အဲ့ဒီနေရာတော့9ရက်လောက်ပုတ်စော်နန်းပုတ်စော်ကိုနန်းနေတာကျွန်တော်ကိုပြောကျွန်တော်ငဒံမသားအောင်အဲ့ချိန်မှာလူတွေဟာအဲ့လောက်ကြောင်မှလူတွေလောင်းနေတာကျွန်တော်အဲ့မှာသင်းဆိုတဲ့ကလေးမလေးပဲနောက်ဆုံးနှစ်ကအဲ့ဒါနဲ့ကျွန်တော်သွားပြီးကိုရတယ်မိုးတွေကလည်းရွာတယ်ကျွန်တော်မှတ်မိတယ်အဲ့ဒလမြို့မှာဒီအတူဟာဟိုနာတော့ဒီနာတော့စင်လေးတွေနဲ့ပြင်းထားတဲ့ဥစ္စာဒီနာကြီးနဲ့ချဘယ်နာရီကဘယ်15မိနစ်10မိနစ်ပဲခွာပြီးတော့ဒီအတူကချအဲ့တော့ကျွန်တော်တပည့်လေးပိုင်းနဲ့ကျွန်တော်သွားပေါ့ဗျာအဲ့ဒီမှာကလေးတွေကလည်းဝင်ပြီးထမ်းကျွန်တော်လည်းထီလေးဆောင်းပြီးတဲ့အခါလိုက်ရတယ်အဲ့ဒါကြည့်ရတော့သိတယ်မှာတွက်လိုက်တော့ဘာသာတချို့ကလည်းဒီအဲ့ကလေးမလေးဆိုအားကိုးရမယ်သမီးလေးအကြီးဆုံးသူက final ရေးရောက်တယ်မိဘများအားကိုးကြမှာပေါ့ဒါမဲ့ပြီးသွားတယ်အားကိုးတော့အဲ့ဒီလိုပဲတချို့ကြတော့တရုံးကအားကိုးနေမိဘပါပါတယ်ဟိုမှာဒုက္ခကြမ်းရတယ်ကဲမိဘမယ်ဖြစ်တယ်ကြည်စမ်းတာဝန်မဲ့တဲ့လူတယောက်ကြောင့်ခင်ဗျာဘယ်တော့ဒုက္ခပါဒါကြောင့်မလို့တာဝန်မဲ့တဲ့ဒီမောင်းသမားတယောက်ရဲ့နောက်ကလဲရတဲ့ဥစ္စာအနေနဲ့နော်တာဝန်မဲ့တဲ့သားသမီးတို့ရဲ့မိဘဖြစ်ရတာလေဒုက္ခတာဝန်မဲ့သောမိဘရဲ့သားသမီးကြတော့ပိုးကြည့်သောဒုက္ခတာဝန်မဲ့သောရက်ွက်သားတို့ရဲ့ရဝတ္တဖြစ်ရခြင်းလေဒုက္ခဟုတ်လားတာဝန်မဲ့သောရဝတ္တတို့ရဲ့ဟုတ်လားရက်ွက်သားဖြစ်ရတာလေဒုက္ခတာဝန်မဲ့သောတိုင်းသူပြည်သားတို့ရဲ့အတူအဖြစ်ရခြင်းလေဆင်းရဲခြင်း
တာဝန်မဲ့တော့အစိုးရရဲ့တိုင်းပြည်ပြည်ရစီဖြစ်ရခြင်းနဲ့ဆင်းရဲခြင်းပဲကျွန်တော်တီးကျင်တီးမတီးကျင်နေငခုလုံးမျှပြောတာဟုတ်လားခုနကပြောတဲ့စီကံမလိုက်နာတဲ့လူတွေနဲ့နေရတဲ့ဥစ္စာလည်းဒုက္ခနော်စီကံမလိုက်နာတဲ့လူတွေရဲ့လိုက်နာတဲ့လူတွေရဲ့ရက်ွက်သူရက်ွက်သားတို့ရဲ့ရဝတ္တဖြစ်ရတဲ့ဒုက္ခစီကံမလိုက်နာတဲ့ရဝတ္တရဲ့ရက်ွက်သူရက်ွက်သားဖြစ်ရတဲ့ဒုက္ခအကုန်လုံးပါဗျာဒီလိုပဲလျှောက်တွေးကြည့်ပေါ့နေရာတကာပါပဲကျွန်တော်ပြောတာအဲ့တော့ဒါကြောင့်ကျွန်တော်ကလူငယ်တွေကိုခလေးသိမပြောက်ဖက်နဲ့တချို့နေမှာခလေးဘဝနဲ့ထားသိတယ်လို့ကျွန်တော်ပြောတာကောင်းပြီနောက်တစ်ခုပြောမှာတော့ကကျွန်တော်ကမုံရကောလိပ်မှာကျွန်တော်ဒီလိုပေါ့အမေးပြေဆွေးနွေးလေးလုပ်ရတယ်လုပ်တော့ကလေးတယောက်ကမေးတယ်ဥစ္စာပါဆရာရှင်တဲ့ကျမတို့ဘွဲရပညာတတ်တယ်ဟာတဲ့ဘွဲရပညာတတ်ပါဖြစ်ပါလေနဲ့လူရမဝင်ဖြစ်နေရတယ်ဘာကြောင့်ပါလဲကျွန်တော်ဖြေခဲ့တာပြန်ပြောကြည့်တယ်ကျွန်တော်ဖြေလေးတွေကျွန်တော်ဂျင်းနဲ့လို့ပြန်ပြောတာပါလေနော်မင်းလို့လူရဝင်နေလားတဲ့လူရဝင်ရင်လို့ရှိရင်အသုံးမကျတဲ့ကောင်မဖြစ်စေနဲ့အသုံးမကျတဲ့ကောင်ဘယ်တော့မှလူရမဝင်ဘူးဘာလဲပညာတတ်ချင်တယ်မဘွဲရရင်ရမှာအသုံးမကျတဲ့အကောင်ဖြစ်နေမှလူရမဝင်ဘူးဘာလဲဆိုတော့ပတ်ဝန်းကျင်အတွက်မင်းဟာအများအားအသုံးဝင်နေအောင်နေပါတချို့ပညာမတတ်ဘူးဒါမှမဟုတ်ရက်ွက်ထဲမှာလောက်ကြကြဟိုဘက်ကခင်ဗျာထမင်းတို့လဲအော်ကြာနေဗုဒ္ဓဘာသာတော်သူတော်စင်ပေါင်းတို့ခင်ဗျာကျွန်တော်များလေးစုတပ်ဖို့ရွှေတုံးစေတွေရောပြည်အမြတ်ကြီးရွှေပြရွှေသင်္ကန်းများခါလျံတို့ဘာညာနဲ့လဲသူလည်းတနည်းနဲ့သူ့ကိုယ်သူအသုံးဝင်အောင်လုပ်တယ်ဟုတ်လားသူ့ကိုယ်သူအသုံးဝင်အောင်လုပ်တယ်အိမ်မှာကိုယ့်ကိုယ်ကိုအသုံးဝင်အောင်လုပ်ကြည့်မင်းကိုမင်းပြန်ပြီးစဉ်းစားအိမ်မှာငါဘာအသုံးဝင်လဲစားတယ်အိတ်တယ်ကျွန်တော်အဲ့ဒါလေလို့ကမင်းအိမ်မှာအသုံးဝင်တဲ့ကောင်ပဲအသုံးဝင်တဲ့ကောင်ဆိုမင်းကိုအသုံးမကျတဲ့ကောင်ပြောမှာပဲအိမ်ကလည်းဘာအသုံးမှမကျဘူးပြောမှာအိမ်မှာအသုံးဝင်တဲ့ကလေးကိုအိမ်ကတံမိုးထက်တာသူ့ကိုလူရသွင်းပေးတာလူရဝင်အောင်လုပ်ပေးတာအဲ့မှာသွားမိမိလွတ်လိုက်တယ်လို့ပြောအဲ့ဒါပြန်လဲဘယ်ဟာပြောခဲ့နော်သူသုံးအောင်လုပ်တာအဲ့တော့ခဏကပြောတယ်ရက်ွက်ထဲမှာကြည့်စမ်းပါလူရဝင်တဲ့ဆိုတော့ကိုယ့်ကိုယ်အသုံးဝင်အောင်လုပ်ထားတဲ့သူတွေပြောတာလောကကြီးမှာအသုံးဝင်တဲ့ပစ္စည်းဆိုရင်လူရနှိမ့်ပြတာအသုံးဝင်တဲ့ပစ္စည်းလို့ရှိရင်ပင်အခရိယာစထိုးတာလူရမရဟဲ့အသုံးဝင်လို့အသုံးဝင်တဲ့ပစ္စည်းကြရေယိုစုပ်ကြည့်မယ်လို့သွားတော့ပါတိုင်းသွတ်လိုက်တာအသုံးမှမဝင်တော့ပဲအဲ့တော့အသုံးဝင်လို့ရှိရင်ဘယ်ပစ္စည်းကိုမှလူရအမိုက်ရှုပ်ကပြီးမထားဘူးလို့မင်းဟာရက်ွက်ထဲမှာအသုံးဝင်တဲ့ကောင်ဖြစ်နေလို့ရှိရင်မင်းအမိုက်ပဲလို့ဘယ်တော့မှမင်းလူရမဝင်နိုင်ဘူးမင်းကိုမင်းအသုံးကြအောင်လူရအောင်လုပ်ကြည့်စမ်းပါအသုံးကြအောင်အသုံးအောင်လုပ်စမ်းပါလို့ဆိုရတဲ့ကပတ်ဝန်းကျင်အတွက်မင်းအသုံးကြတဲ့လူတယောက်ဖြစ်လို့ရှိရင်မင်းလူရဝင်လာတယ်မင်းကိုပြစ်ထားလို့ကိုမရဘူးအားလုံးပြန်တွေ့ကြည့်ပေါ့အကုန်လုံးခြုံလိုက်တာ service ပေါ့ service to the society ပေါ့လောကပတ်ဝန်းကျင်ကိုအကျိုးပြုရင်ဟောဒီနေ့ညဒီရန်ပုံကိုရအောင်လုပ်ပေးတဲ့ကောင်လေးတွေဟာအသုံးဝင်နေဆိုတာအဲ့လိုကောင်လေးတွေပြောတာကိုသားကိုမရရှာကြည့်တာတော့ကြပါဒါတော့မကြွေးမဖြစ်တော့အဲ့ဒါအသုံးဝင်အဲ့ဒီအသုံးဝင်လေးလေလောကမှာလူရဝင်လေးတွေပဲလောကမှာလူရတန်ဖိုးထားလေးတွေတို့ဒီတဲ့မြင့်မြတ်တဲ့လူတွေကြတော့သူတို့ကိုသူတို့အသုံးဝင်အောင်လုပ်သွားရတာစဉ်းစားကြတာဘိုးကျောင်းဆန်းကြည့်မလားသူတို့ကိုသူအသုံးဝင်သွားရတာမိတွေပဲတွေဖြစ်နေအဲ့ဒီစင်းတို့တို့ကြည့်မလားဘလောက်အသုံးဝင်သွားလဲဒီနေ့အထိအမှတ်ရနေအောင်လုံးနေရတယ်ကြည်ညိုးနေရတယ်အားကိုးနေဒီနေ့နောက်ဆက်ပြောလိုက်တဲ့ခါကျမြောက်စွာဘုရားကျဘယ်နဲ့လို့ပြောသူ့ကိုသူအသုံးဝင်အောင်လုပ်သွားလိုက်တဲ့ကိစ္စလောကကြီးမှာတို့မှာမမြင်လဲရဘူးနဲ့ထိုင်ပြီးရှိခိုးနေရတယ်ပန်းတင်နေရတယ်သွန်းတင်နေရတယ်ကိုင်းအသုံးဝင်လိုက်တယ်လေကြည့်ဦးသူဟောခဲ့တဲ့ဘုရားရဲ့ဒေသနာတော်ဆိုတာပိဋကသုံးပုံသံဃာနာတင်ထားတယ်ဆိုတာလောကကြီးကိုဒီနေ့ထိတောင်းလျှောက်လို့ကိုင်းကျွန်တော်တွေ့ကြည့်နော်ဘုရားတောင်းလျှောက်တာနဲ့အစိုးရတောင်းလျှောက်တာဘယ်လိုတောင်းလျှောက်တာများတယ်ထင်လို့တကယ်ပြောတာဘုရားတောင်းလျှောက်တာပိုများတာအစိုးရတောင်းလျှောက်တယ်ဆိုတာသူ့နေရာလေးတွေရဲ့ဥပဒေကိုယူသေးတယ်ဆိုတဲ့ဥစ္စာကျိုးတာဒီမသိလားဟုတ်လားဒီမိတွေဖြတ်မကူပါနဲ့လစ်တယ်ဆိုဖြတ်ချင်ဟုတ်လားဆွဲထားတယ်ဟုတ်လားမှတ်တိုင်းမှာရက်မှဆင်းမှာမိပွဲမှာမဆင်းပါနဲ့လှမ်းကြည့်တယ်မော်တော်ဘီကကြီးအကြည့်ကိုဆက်ဒီလိုလုပ်တာဟောတော့သူကမမေ့ပြီးတာဟုတ်လားဘုရားဟောတဲ့ဥပဒေကခင်ဗျရှောင်းပြီးတော့ဘုရားမသိအောင်လုပ်လို့ရတာမဟုတ်ဘူးဒါကြောင့်မလို့လောကကြီးမှာခင်ဗျ
ဘုရားဟောတဲ့ဥတွေစောင့်ကြတကယ်ခြေခြေမိမိပြောသိစိတ်ဝင်စားဖို့ကောင်းတယ်အဲကြောင့်မလို့ဘုရားဟောရတယ်ရွာဦးဘုန်းကြီးအောင်ဩဇာသိကြည့်လာပြီဆိုလို့ရှိရင်တကြီးအလုံးနဲသွားတယ်ဘောတာဟုတ်တယ်လေရွာဦးဘုန်းကြီးဩဇာရှိတဲ့ကဟိုကောင်လေးဘာကြောင့်တပည့်တွေလည်းသိမြသူကရှေ့ခေတ်မော်နာစထရီပေါ့ကျွန်တော်ဘုန်းကြီးပြည်ရေးစနစ်ကအဲ့လိုသွားတာဟိုကောင်လာသားဆိုအဲ့ဒီကောင်လေးငယ်ကောင်လေးကနိုင်နေအရက်တဲပြီးတောက်နေစေးတဲပြီးတောက်နေဆိုအဲ့ဒီကောင်မပြောတော့ဟိုကောင်သူ့အဖေကဒီဘုန်းကြီးကြောင်းမှာသူ့တွေပဲအဲ့ဒီကောင်ခေါ်တဲ့စံပါဆိုတော့ခေါ်လိုက်တော့ဒါရှင်ပြဒါပါကြောက်ဒီတော့မင်းသူရာမေးရမယ်မှတ်မိနေတာမှတ်ပါနည်းနည်းရိပ်ပြီးဘိုးရတုံးနေနင်းကောင်မင်းကောင်ဒီလောက်တော့ခိုင်နေတော့ဟမ်အသုံးရတယ်ပေါ့တော့သွားပြန်ငါအကြောင်းတဲ့သာသမီဒီလိုရှိတယ်ကြားကုန်တယ်ရှစ်ထွီးသွားဟိုကောင်ကဟဲ့လာလားဟမ်ဘုန်းကြီးငါငယ်တော့တခါမှမင်းကြောင့်မလို့လာသားတော့ပြင်းဆိုချအဲ့ဒီလိုနဲ့ထိမ့်လိုက်တာထိမ့်တဲ့ခါကျတကြီးကသေအိုးလဲဖမ်းနေကြမလို့တော့ဒါကြောင့်မလို့ဘုန်းကြီးစောင့်ရှောက်တာတကြီးစောင့်ရှောက်တာလည်းပိုးပြီးတော့အခုဘုရားစောင့်ရှောက်တာကပိုးပြီးတော့ကြီးတာအစိုးရစောင့်ရှောက်တယ်ဆိုတော့ဘုရားကပြီးတာမဟုတ်ဘူးကျွန်တော်ပြောနေတာကဲလောကကြီးမှာဘလောက်အသုံးဝင်သွားဘလောက်အသုံးကျသွားအဲ့တော့အသုံးဝင်လေးတွေကျွန်တော်ရှိခိုးနေရတယ်ဒါကြောင့်လူငယ်ကြီးဒီလိုလူရဝင်နေတယ်ဆိုလို့ရှိရင်အရေးကြီးဆုံးကမင်းလောကကိုဘလောက်အကျိုးပြုနိုင်လဲဒါစဉ်းစားရမှာပညာတောင်းစဉ်းစားမှာအဲ့တော့ကျွန်တော်လည်းပဲပြောရတဲ့တော်လေးရှိသွားပါပြီအဲ့တော့ကျွန်တော်ကုန်ပြန်ချုပ်ချင်တာနော်ကျွန်တော်တို့တိုင်းပြည်မှာအရေးကြီးဆုံးထပ်ပြီးပြောပြရစီပညာမတက်လို့ဖြစ်ခဲ့တယ်ပြန်စဉ်းစားပါကြက်ကြက်တဲ့သဘောပေါက်ပါပညာမတက်လို့ရှိရင်ရှေ့ဘာမှလုပ်လို့မရဘူးဆိုတဲ့သဘောပေါက်ပါကိုယ့်ဘဝလည်းတုံးသွားလိမ့်မယ်ဆိုတာသဘောပေါက်ပါပညာမတက်လို့ပညာတဲ့ဥစ္စာဆိုတာခဏထားသမှာလူငယ်တို့သတိပေးကြပါဒါကြောင့်လူငယ်တွေဟာပညာကိုအမျက်တနိုးကြိုးစားပြီးတော့ကိုမိကိုဖတ်တဲ့နောက်တစ်မြအောင်ဒီဆောက်နိုင်တဲ့ယောက်ျားကောင်းမိန်းမကောင်းမြတ်များဖြစ်ပါစေသည်ကိုသားကိုသမီးကိုကိုတဲ့နောက်တစ်မြအောင်မြင့်တင်ပေးနေတဲ့ပကုံးစွာရှိသောမိကောင်းဖခင်များဖြစ်ပါစေသည်ကိုပတ်ဝန်းကျင်ကိုအကျိုးပြုနိုင်သောလောကအသုံးဝင်သောယောက်ျားကောင်းမိန်းမများဖြစ်ပါစေကုန်သတည်းလို့ပြောရင်ကျွန်တော်ဒီကုန်းချုပ်ပါတယ်